ကျွန်တော်ရဲ့18နှစ်ပြည့်မွေးနေ့မှာဝမ်းကွဲညီဖြစ်တဲ့ Blake က Rolls Royce တစ်စီးလက်ဆောင်ရခဲ့တယ်ကျွန်တော်ကတော့အမိုက်အိတ်တစ်လုံးနဲ့ခြံဝင်းတကားဝကိုပဲရခဲ့တယ်ဒါကတင်စားပြီးပြောတာမဟုတ်ဘူးတင်စားချက်တစ်ခုပဲဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ကျွန်တော်တွေးနေမိတယ်အနည်းဆုံးတော့တင်စားချက်တွေကဈေးကြီးသလိုလိုနဲ့တိတ်ခါရှိပြီးသွားတတ်ကြတာကိုမီးရောင်ဝါကြကြတွေအောက်က Hawthorne အိမ်တော်ရဲ့ကားလမ်းပေါ်မှာရပ်ထားတဲ့ကားရဲ့အနက်ရောင်ဆေးသားကမိုးတွေဖုံနေဒါမှမဟုတ်ဘာအကျိုးဆက်ကိုမှမကြုံဘူးသလိုမျိုးတောက်ပနေတယ် Blake ကတစိမ့်ပါအိတ်ကတ်ထဲလက်တစ်ဖက်ထည့်ပြီးနောက်လက်တစ်ဖက်ကဖုန်းကိုကင်လို့ကားကောင်းဖုန်းကိုမှီရက်နေရင်ကျွန်တော်ကိုအိမ်ပေါ်ကနှင်ချတဲ့အချိန်ကသူ့ရဲ့မွေးနေ့ vlog တစ်ခုလိုမျိုးကျွန်တော်မျက်နှာကိုဗီဒီယိုရိုက်နေခဲ့တယ်သူကပြုံးစမ်းပါလန်ဒန်လို့ပြောလိုက်ပြီးမင်းနောက်ဆုံးတော့မြေအောက်ခန်းထဲကထွက်ရတော့မယ်လို့ဆိုတယ်အားလုံးအတွက်ထူးခြားတဲ့နေဘောလို့သူပြောနေချိန်သူ့နောက်ကလေကားထစ်တွေပေါ်မှာကျွန်တော်အတော် Victoria ကပလဲရောင်ကုတ်အင်ကြီးအဖြူကိုဝတ်ပြီးရက်နေတယ်သူ့ရဲ့ကိုနေဟန်ထားကအပြစ်ပြောစရာမရှိဘူးသူ့မျက်နှာအမူအရာကအလှူဒန်းဓာတ်ပုံတွေရိုက်ဖို့အတွက်နူးညံ့နေပေမဲ့တောက်ရီကိုတောင်ခဲသွားစေနိုင်လောက်အောင်အေးဆက်လာတယ်ကျွန်တော်ရဲ့ဦးလေး Marcus ကတော့သူ့ဘေးမှာရက်ပြီးကျွန်တော်ကိုနှင်ထုတ်တာကသူ့ကိုတခုခုနောက်ကျစေတယ်လို့မျိုးနာယီကိုကြည့်နေတယ်ဖြစ်နိုင်တာကတော့ကျွန်တော်ရဲ့ကွယ်လွန်သူမိဘတွေစီကသူလူယူထားတဲ့ Empire ကိုသွားပြီးအယောင်တင်ဖို့အတွက်ဖြစ်လိမ့်မယ် Victoria ကကျွန်တော်လက်ထဲကအနက်ရောင်အမိုက်အိတ်ကိုကြည့်ပြီးတပ်ပြင်းချလိုက်တယ်သူကဒါကိုပြဿနာတွေရှုပ်အောင်မလုပ်ပါနဲ့လို့ပြောပြီးမင်းအသက်18နှစ်ပြည့်ပြီလူကြီးတွေဆိုတာကိုချစ်တော့ပေါ်ကိုရက်တီရတယ်လို့ဆိုတယ်ပြီးတော့ကျွန်တော်လည်းအမိုက်အိတ်ကိုငုတ်ကြည့်မိသွားတယ်ရှက်အင်ဂျီနှစ်ထည်ဟူဒီအင်ဂျီတစ်ထည်ဖနက်ဖွားတစ်ဖက်ပြဲလူနီးပါဖြစ်နေတဲ့စနီကာတရန်သွားပုတ်တန်တစ်ချောင်းပြီးတော့မြေအောက်ခန်းကဝိုင်းစင်နောက်ွယ်မှာကျွန်တော်ဝတ်ထားခဲ့တဲ့အကွဲနေတဲ့ဓာတ်ပုံပေါင်းတစ်ခုဒါကကျွန်တော်ရတဲ့အမွေနှစ်တွေပဲဖြစ်ပုံရတယ်မာကတ်ကအနားတိုးလာပြီးအတန်ကိုနှိပ်ပြောပေမဲ့လုံလောက်တဲ့အထီတော့မတိုးခဲ့ဘူးအင်ကူတွေကတကားနားမှာရက်နေတော့မယ်လုံချုံရေးတွေကလည်းဂိတ်ဝါကနေကြည့်နေတော့မယ်ဘလိတ်ရဲ့ဖုန်းကလည်းကျွန်တော်စီကိုဥတီထားတော့မယ်မာကတ်ကမင်းဒီမီသားစုအပေါ်မှာကပ်ပါရက်ပါလုပ်ခဲ့တာကြာလာပြီလို့ပြောပြီးငါတို့မင်းကိုကျွေးမွေးခဲ့တယ်နေစရာပေးခဲ့တယ်ငါတို့စီကတခုခုထက်ရဖို့ရှိသေးတယ်လို့မျိုးပြန်မလာနဲ့တော့လို့ဆိုတယ်နေစရာတဲ့လေဒါကသူတို့ကမြေအောက်ဝိုင်တူလောင်ကန်းကိုခေါ်တဲ့အမည်ပေါ့ကြောက်ပြားခင်းထားပြီးပြတင်းပေါက်မရှိတဲ့အေးဆက်ဆက်အခန်းလေးထဲမှာဖုန်နှံ့တွေစိုးနှံ့တွေနဲ့ချမ်းသာတဲ့သူတွေကစပြစ်သီးချင်တွေကိုသူတို့ရဲ့ဂုံတိတ်ခါလိုမျိုးဟန်ဆောင်တတ်ကြတဲ့အနမ်းသက်တွေအမြဲရနေတတ်တယ်ကျွန်တော်အသက်14နှစ်ကနေ18နှစ်အထိအဲ့ဒီနေရာမှာအိတ်ခဲ့ရတာသူတို့အိမ်ရဲ့အောက်ထပ်မှာ4နှစ်တိုင်တိုင်နေခဲ့ရလို့အပေါ်တက်ကပါတီပွဲတွေရဲ့အတန်ကိုကောင်းကောင်းကြားရပေမဲ့ကျွန်တော်ရှိနေတယ်ဆိုတာကိုဘယ်သူမှဟန်ဆောင်စရာမလိုတော့အောင်ဝေးကွာလွန်ခဲ့တယ်ကျွန်တော်အော်ဟစ်ပစ်လိုက်လို့ရခဲ့တာပဲ Marcus အစည်းအဝေးခန်းထဲမှာဟန်ဆောင်ပြုံးတက်အောင်မတင်ယူရသေးခင်ကတည်းကကျွန်တော်အဖေဟာ Sterling Atlas ကိုတီထောင်ခဲ့တာလို့ပြောပြလိုက်လို့ရခဲ့တာပဲကျွန်တော်အမေရဲ့ share တွေက Victoria ရဲ့လက်ကင်အိတ်စုဆောင်းမှုတွေနဲ့ Blake ရဲ့မွေးနေ့ကားရေးစီမဟုတ်ပဲကျွန်တော်စီရောက်လာရမှာလို့ပြောပြလိုက်လို့လည်းရခဲ့တာပဲဒါပေမဲ့ကျွန်တော်အဲ့ဒီလိုစကားတွေကိုအရင်ကပြောခဲ့ပူပြီးသားပါအသက်15နှစ်တုန်းကလဲချောင်းတွေနာတဲ့အထိကျွန်တော်အော်ဟစ်ခဲ့ပူတယ်အသက်15နှစ်မှာတည်တန်းစာကိုပြဖို့ကျွန်တော်သူတို့ကိုတောင်းပန်ခဲ့ပူတယ်အသက်16နှစ်မှာကျွန်တော်မိဘတွေရဲ့ရှေ့နေတွေဘာလို့ဖုန်းမဆက်တော့တာလဲလို့မေးခဲ့ပူတယ်အသက်18နှစ်မှာတော့သူတစ်ပါးပတ်စံကိုခိုးယူထားတဲ့သူတွေဟာအင်အားမရှိတဲ့ကလေးတယောက်အမှန်တရားပြောတာကိုမကြောက်တတ်ကြဘူးဆိုတာကျွန်တော်နားလည်သွားခဲ့တယ်သူတို့လှုပ်တာဆိုလို့မြေအောက်ခန်းတကားကိုပိတ်လိုက်ရုံပဲလေဒါကြောင့်ကျွန်တော်ရဲ့18နှစ်ပြည့်မွေးနေ့မှာကျွန်တော်ဘာမှမပြောခဲ့ဘူး Blake ကတော့ရေမောနေသေးပါပဲသူကကင်မရာကိုနည်းနည်းလှည့်ရင်သူ့ကိုကြည့်လိုက်ပါအောင်လို့ပြောပြီးသူ့ရဲ့တိုင်းပြည်ကိုတယောက်ယောက်ကလူယူသွားသလိုမျိုးလုပ်နေတုံးပဲညီလေးရေမင်းမိဘတွေကမင်းကိုချမ်းသာစေခြင်းရင်ကားကိုတေးသေးချာချာမောင်းခဲ့တင်တာပေါ့လို့ဆိုတယ်ကျွန်တော်လက်ချောင်းတွေကအမိုက်အိတ်လက်ကင်ကိုပိုးပြီးတင်းတင်းဆုပ်ကင်ပြီးသွားတယ်ခဏလောက်တော့အင်ရှေကားလက်မကြီးပျောက်ကွယ်သွားသလိုခံစားလိုက်ရတယ်အစားထိုးပြီးမြင်လိုက်ရတာကကျွန်တော်အဖေရဲ့စာကြည့်ကမ်းပဲဖြစ်တယ်နှွေးထွေးတဲ့တစ်သားစာအုပ်စင်တွေကျွန်တော်ပခုံးပေါ်ကအမေရဲ့လက်ဖွားလောက်ရှိပြီးငွေရောင်တန်းနေတဲ့အဲ့ဒီတော့လေးကိုကျွန်တော်အဖေကတကယ်အရေးကြီးပစ္စည်းတစ်ခုလိုဟန်ဆောင်ပန်ဆောင်နဲ့ပေးခဲ့တာဖြစ်ပါတယ်မင်းအသက်18နှစ်ပြည့်တဲ့အခါကျရင်လို့သူကလောကကြီးတစ်ခုလုံးကိုညှာတာတက်တယ်လို့မျိုးပြုံးပြီးကျွန်တော်ကိုပြောခဲ့တယ်အထက်ပိုကြီးတဲ့ကားအစ်စ်ကိုဝယ်ပေးမယ်လို့ပြောတော့ကျွန်တော်အမေကကျွန်တော်နှစ်ဖူးကိုနမ်းပြီးတိတ်တော့မကြီးပါစေနဲ့အောင်သူ့ကိုရိုးရိုးကူးကူးပဲနေစေချင်သေးတယ်လို့ပြောတော့အဖေကရီမောခဲ့တယ်ကျွန်တော်လည်းလိုက်ရေခဲမိတယ်အဲ့ဒီတုန်းကတော့ကိုယ့်ကိုချစ်တဲ့လူတွေပေးတဲ့ဂတိတွေကထာဝရတည်မြဲလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့အဲ့ဒီနောက်မှာတော့အတိတ်ကပုံရိပ်တွေပြက်ပြဲသွားခဲ့တယ်ခြံဝင်းထဲကကားလမ်းလေးကိုပြန်မြင်လာရတယ် Blake ရဲ့ဖုန်း Victoria ရဲ့အေးဆက်ဆက်မျက်နှာ Marcus ရဲ့လက်ပတ်နာရီပြီးတော့ကျွန်တော်လက်ထဲမှာစုပ်ကင်ထားတဲ့အမိုက်အိတ်ကြီးကျွန်တော်အမေတေဆုံးသွားခဲ့ပြီကျွန်တော်အဖေလည်းတေဆုံးသွားခဲ့ပြီသူတို့ရဲ့ Empire ကြီးတစ်ခုလုံးကကျွန်တော်ကိုအစီကံတယောက်လိုဆက်ဆံခဲ့တဲ့လူတွေရဲ့လက်ထဲကိုရောက်သွားခဲ့ပြီပြီးတော့ကျွန်တော်ရဲ့အသက်18နှစ်ပြည့်မွေးနေ့မှာစောင့်ကြိုနေတဲ့တခုရီသောကားကကျွန်တော်ရဲ့ဘဝကိုတခိုးတယောက်လိုခိုးယူဝတ်ဆင်ထားတဲ့ဝမ်ကွဲညီရဲ့နောက်ွယ်မှာရပ်ထားတဲ့ကားပဲရှိပါတယ် Victoria ကလုံချုံရေးတွေဘက်ကိုဝေးကြည့်လိုက်တယ်တကားဖွင့်ပေးလိုက်ပါလို့သူကပြောခဲ့တယ်အဆောင်ကစက္ကန့်ဝက်လောက်တုံဆိုင်သွားခဲ့တယ်အဲ့ဒီစက္ကန့်ဝက်လေးဟာအဲ့ဒီညကကျွန်တော်ရခဲ့တဲ့တခုရီသောစာနာမှုနဲ့အတူတူပါပဲ Marcus ကရိပ်မိသွားပြီးသူ့လက်ချောင်းတွေကိုတောက်ခောက်လိုက်တယ်အခုချက်ချင်းဆိုတော့တန်တကားကြီးကမြည်ဟဲပြီးပွင့်သွားခဲ့တယ်ကျွန်တော်လည်းအမိုက်အိတ်ကိုပခုံးပေါ်ထမ်းပြီးတကားဝက်ကနေထွက်လာခဲ့တယ် Blake ကတော့ဖုန်းနဲ့ဗီဒီယိုလှမ်းရိုက်နိုင်မဲ့အကွာဝေးလောက်ထိနောက်ကနေလိုက်လာခဲ့တယ်မွေးနေ့မှာပျော်ရွှင်ပါစေမြေအောက်ခန်းကကောင်လေးလို့သူကလှမ်းအောင်ပြောခဲ့တယ်ကျွန်တော်နောက်ွယ်မှာတကားကြီးပြန်ပိတ်သွားခဲ့တယ်ကျွန်တော်ကတော့လူသွားလမ်းပေါ်မှာရက်ပြီးကျွန်တော်ရင်ထဲကတခုခုအကျယ်ကြီးပေါက်ကွဲထွက်သွားမဲ့အချိန်ကိုစောင့်နေမိတယ်ဒါပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးလူတစ်ယောက်ရဲ့ဖက်နှက်အောက်မှာနင်းချေခံလိုက်ရတဲ့စက်ကူခွက်လေးလိုပဲအတန်တိတ်ကြေမွသွားခဲ့ုံပါပဲဟိုအင်ကြီးတစ်ပင်တွေနောက်ွယ်မှာပျောက်ကွယ်သွားတဲ့အထိကျွန်တော်ရှောက်လာခဲ့တယ်ပြီးတော့ဆက်ရှောက်နေခဲ့မိတယ်ဘာလို့လဲဆိုတော့လမ်းလျှောက်တာကိုရက်လိုက်ရင်အတွေးတွေဝင်လာမှာဖြစ်ပြီးစဉ်းစားမိရင်ကျွန်တော်မှအိတ်ဆရာနေရာမရှိဘူးဆိုတာကိုပြန်သတိရမိမှာမို့လို့ပါပဲ
တကောင်ရံအချိန်ရောက်တဲ့အခါမှာတော့မြို့ကြီးကမယုံနိုင်စရာကောင်းလောက်အောင်ပို့ပြီးအေးဆက်လာခဲ့တယ်ပိတ်ထားတဲ့စားတောက်ဆိုင်တစ်ဆိုင်ရဲ့နောက်ွယ်ကကျင်းမြောင်းတဲ့လမ်းကြားလေးတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်အမိုက်ပုံးကြီးကတော်တော်လေးအနံ့ဆိုးပေမဲ့တံပြားတွေကလေးတိုက်တာကိုကာကွယ်ပေးနိုင်ပြီးအဲ့ဒီအချိန်မှာကျွန်တော်အနေနဲ့ပတ်ဝန်းကျင်ကိုရွေးချယ်နေဖို့အခြေအနေမရှိပါဘူးကျွန်တော်လည်းအဲ့ဒီဘေးမှာထိုင်ချလိုက်ပြီးအမိုက်အိတ်ကိုရင်ခွင်ထဲမှာပွေးပိုင်ရင်အဆောက်အဦတွေကြားကကောင်းကင်ရံအစိပ်ပိုင်းလေးကိုမော့ကြည့်နေမိတယ်တော်တော်လေးကောင်းမွန်တဲ့အလုပ်ပဲလို့ကျွန်တော်တိုးတိုးလေးညီးတွားမိတယ်အမေရိကမှာအချမ်းသာဆုံးမိဘမဲ့ကောင်လေးကမနေ့ကကြံခဲ့တဲ့ပင်လယ်စာအကျွမ်းကြံတွေဘေးမှာအိတ်နေရတယ်လို့ပြောရင်းနောက်ဆုံးစကားလုံးမှာကျွန်တော်အတန်တွေတုန်ခါသွားခဲ့တယ်အဲ့ဒါကအေးတန်ထက်ကျွန်တော်ကိုပို့ပြီးစိတ်ပြတ်စေခဲ့တယ်ကျွန်တော်လည်းလက်ဖွားနဲ့မျက်လုံးတွေကိုဖိထားပြီးဘာအတန်မှထွက်မလာအောင်ထိထားမိတယ်လမ်းကြားထဲမှာဘယ်သူမှမရှိပါဘူးဘယ်သူမှလည်းကြည့်မနေခဲ့ပါဘူးဒါပေမဲ့အဲ့ဒါကပဲအခြေအနေကိုပို့ပြီးဆိုးရွားစေခဲ့တယ်လူအများရှိမှအဆက်ရတာကနာကျင်ုံပဲရှိပေမဲ့တယောက်တည်းအဆက်ရတာကတော့တော်တော်လေးကိုစိတ်လေးလန့်စေပါတယ်ကျွန်တော်ရဲ့မိဘတွေအကြောင်းကိုတွေးမိတယ်ကစားစရာကားလေးအကြောင်းကိုလည်းတွေးမိတယ်ကျွန်တော်တခါမှကြည့်ခွင့်မရခဲ့တဲ့တေတန်းစာအကြောင်းကိုလည်းတွေးမိတယ်ပြီးတော့ဧည့်သည်တွေနဲ့မိတ်ဆက်ပေးတိုင်းကျွန်တော်တို့ရဲ့ပြဿနာရှာတတ်တဲ့တူလေးပါလို့ Victoria ပြုံးပြုံးလေးပြောလေးရှိတာကိုလည်းသတိရမိတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ရှေ့မှာတစ်ခုခုလင်းထိန်လာခဲ့တယ်အစာပိုင်းမှာတော့ဖုန်းစခရင်ကလင်းလာတာလို့ကျွန်တော်ထင်ခဲ့တာပါဒါပေမဲ့ကျွန်တော်ဖုန်းကအိတ်ထဲမှာအားကုန်ပြီးပိတ်နေတုံးပဲဆိုတာသတိရသွားတယ်လေထဲမှာလွင်မျောနေတဲ့အနက်ရောင်4000ကွက်လေးပေါ်မှာငွေရောင်စလုံးလေးတွေနဲ့စာသားအချို့ပေါ်လာခဲ့တယ်LME@SSBN ကဖိတ်ခေါ်မှုကိုလက်ခံနိုင်ပါပြီမင်းလက်ခံမလားကျွန်တော်အဲ့ဒါကိုအကြာကြီးစိုက်ကြည့်နေမိတယ်ပြီးတော့လမ်းကြားလေးကိုပတ်ဝန်းကျင်လှည့်ကြည့်လိုက်တယ်ကင်မရာတွေလည်းမရှိဘူးနောက်ပြောင်ကြည့်စေတဲ့လူတွေလည်းမရှိဘူးအမိုက်ပုံးနောက်ွယ်ကနေရံမောနေမဲ့အရက်မူးနေတဲ့နီးပညာသမားလည်းမရှိပါဘူးကျွန်တော်ရဲ့အေးဆက်ဆက်လေးတို့ရဲ့ပြီးတော့မရှိတဲ့လေတွေကစာသားတစ်ခုရဲ့ပဲရှိနေတာပါကျွန်တော်တတွေးမျိုးချလိုက်မိတယ်ငါအေးခဲပြီးတေတော့မှမလို့ဂျာနယ်လစ်တွေလာနောက်နေတာလားဒါမှမဟုတ်လောကကြီးမှာထူးဆန်းတဲ့ဝန်ဆောင်မှုဌာနတစ်ခုရှိနေတာလားလို့ကျွန်တော်ပြောလိုက်တော့အဲ့ဒီစာသားအောက်မှာလက်ခံသည်နဲ့ညင်းပယ်သည်ဆိုတဲ့ခလုတ်တွေပေါ်လာခဲ့တယ်ကျွန်တော်တုံရီနေတဲ့လက်တစ်ဖက်ကိုမြှောက်လိုက်မိတယ်ဖြစ်နိုင်တာကကျွန်တော်စိတ်ပြက်အားငယ်နေလို့ဖြစ်လိမ့်မယ်ဒါမှမဟုတ်ကျွန်တော်မိုင်မဲနေလို့လည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ဘာမှမကြံတော့တဲ့ကောင်လေးတယောက်အနေနဲ့လမ်းကြားတွေကထူးဆန်းတဲ့အလင်းတန်းတွေကိုနှိပ်ကြည့်ဖို့ဝင်မလေးတာလည်းဖြစ်နိုင်တာပေါ့ကျွန်တော်လက်ခံသည်ကိုနှိပ်လိုက်တယ်လေထုတွေကနေတတ်ထုတန်လိုမျိုးအတန်တိုးတိုးလေးထွက်ပေါ်လာခဲ့တယ်ပြီးတော့အနက်ရောင်ကပ်ပြားလေးတစ်ခုကျွန်တော်လက်ထဲကိုကျလာခဲ့တယ်အဲ့ဒါကမြင်ရတာထက်ပိုပြီးတော့လေးလံနေတယ်ချောမွေပြီးအေးဆက်နေတဲ့ငွေရောင်အနားသက်တွေရှိတဲ့ကပ်ပြားလေးရဲ့အရှိတ်ဘက်မှာစာသားတစ်ခုရေးထားပါတယ် Alignment@TSS အဲ့ဒီအောက်မှာတော့တက်ရက်တဲ့ငွေရောင်စလုံးလေးတွေနဲ့ကျွန်တော်နာမည်ကိုရေးထားတာပါ London Still and အဲ့ဒီညမှာပထမဆုံးအချိန်ဖြစ်ကျွန်တော်အေးတံကိုမခံစားရတော့ပါဘူးလေတွေကစာသားလေးကပြောင်းလဲသွားခဲ့တယ်ပထမဆုံးငွေပေးချေမှုကိုပြုလုပ်နိုင်ပါပြီသုံးဆွဲလိုက်ပါနှစ်ဆပြန်ရလိမ့်မယ်ကျွန်တော်လည်းအဲ့ဒီကပ်ပြားကိုလက်ချောင်းတွေနာကျင်လာတဲ့အထိတင်းတင်းကြပ်ကြပ်စုပ်ကန်ရင်စိုက်ကြည့်နေမိတယ်ပြီးတော့ကျွန်တော်တစ်ချက်ရင်မောလိုက်မိတယ် Victoria ကျွန်တော်ကိုအမှားအိတ်တိတ်ပေးခဲ့တယ်ဒါပေမဲ့တခြားတစ်ခုခုကတော့ကျွန်တော်ကိုဘန်တစ်ခုပေးခဲ့တာပေါ့ပြီးတော့မိဘတွေဆုံးပါသွားပြီးနောက်ပိုင်းပထမဆုံးအချိန်ဖြစ်ကျွန်တော်မှာအသက်ရှင်တန်ဖို့အတွက်စိတ်ဝင်စားစရာမေးခွန်းတစ်ခုရှိလာခဲ့ပြီဖြစ်ပါတယ်သုံးလိုက်တဲ့ဒေါ်လာတိုင်းကနှစ်ဆအနေနဲ့ပြန်ရောက်လာမယ်ဆိုရင်အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့အမွေခံတယောက်ကဘာတွေဝယ်နိုင်မလဲဆိုတာပါပဲကျွန်တော် Limitless Bank နဲ့ပထမဆုံးပြုလုပ်ခဲ့တဲ့ငွေပေးချေမှုကစိန်ခံကားတွေတိုက်ခန်းတွေဒါမှမဟုတ်တထေးကြီးတွေလိုခန်းထားတဲ့အရာတွေမဟုတ်ပါဘူးအဲ့ဒါကတော့ plastic နဲ့ထုတ်ထားတဲ့ပြီးတော့စိတ်ပြက်စရာကောင်းတဲ့ဓာတ်ဆီဆိုင်က sandwich တစ်ခုပဲဖြစ်ပါတယ်ငွေကင်ကကျွန်တော်ကိုတ िश ူးတွေခိုးတော့မဲ့လူတယောက်လိုကြည့်နေခဲ့တယ်မထူးဆန်းပါဘူးလေကျွန်တော်ပုံစံကအဝတ်လျှော်ခြင်းတောင်းတဲ့အမိုက်ပုံးကြားမှာရန်ဖြစ်ပြီးရှုံးနေလာတဲ့လူနဲ့တူနေတာကိုကျွန်တော်ရဲ့ခေါင်းစွပ်အင်ဂျီကတွန့်ကျင်နေပြီးစပင်းတွေကလည်းရှုပ်ပွားနေတဲ့အပြင်လက်ထဲမှာကင်ထားတဲ့အနက်ရောင်ကပ်ပြားကစန်ဒဝစ်ဆိုင်ရဲ့တန်ဖိုးထက်ပိုပြီးတော့တန်ဖိုးကြီးနေပုံရပါတယ်ကျွန်တော်ကကတ်နဲ့ရှင်းမယ်လို့ပြောလိုက်တော့သူကအနက်ရောင်ကပ်ပြားကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ကိုကြည့်လာခဲ့တယ်ကြည့်ရတာကောင်းကောင်းအသုံးချလိုက်တာပဲတငယ်ချင်းဆိုတဲ့အကြည့်မျိုးပေါ့ကျွန်တော်သူ့ကိုအပြစ်တောင်မတင်နိုင်ပါဘူးမနက်အစောကြီးတနာရီမှာအင်ဂျင်မဲ့ပုံစံပေါက်နေတဲ့ကောင်လေးတယောက်ကကျွန်တော်ကိုဇိမ်ခံကတ်မဲကြီးလာပြီးရင်တခိုးထားတာဒါမှမဟုတ်စတိုင်ကြတဲ့ဂိုင်းတစ်ခုခုကထွက်ပြေးလာတာလို့ပဲကျွန်တော်လည်းထင်မိမှာပါကဖက်ဆက်ကအတန်မြည်သွားပြီးငွေပေးချေမှုအောင်မြင်သွားတယ်ငွေကင်ကမျက်တောင်တစ်ဖြက်ဖြက်ခတ်သွားပြီးကျွန်တော်လည်းကြောင်ကြည့်နေမိတယ်ကျွန်တော်မျက်စိတောင်မှာစာတိုလေးတစ်ခုပေါ်လာတယ်ငွေလွှဲမှု$8နဲ့42စင့် Limitless Bank ရဲ့ပြန်အန်းငွေ$16နဲ့84စင့်လက်ကျန်ငွေအတိတ်လုပ်ပြီးပါပြီလက်တစ်ဖက်မှာ sandwich နောက်လက်တစ်ဖက်မှာကတ်ကိုကင်ပြီးကျွန်တော်အပြင်ထွက်ခဲ့တယ်မြို့ကြီးကအေးဆက်နေတုံးပဲကျွန်တော်ဘွားကလည်းပျက်စီးနေတုံးပဲဒါပေမဲ့လွန်ခဲ့တဲ့10မိနစ်ကမှမရှိခဲ့တဲ့အကောင့်ထဲမှာ$16နဲ့84စင့်ရှိနေပြီ sandwich ကိုတကိုက်ကိုက်လိုက်တယ်အရသာကဂျုံမုတ်စားနဲ့ဟင်းသီးဟင်းရွက်တွေရဲ့အရသာပဲရတယ်ဒါပေမဲ့လည်းကျွန်တော်ငိုချင်လာတယ်အရသာရှိလုံးလို့မဟုတ်ပါဘူးဒါကကျွန်တော်ပတ်စံနဲ့ဝယ်ထားတာမလို့ပါနောက်ပြီးတော့ရေဝယ်တယ်ပြီးတော့ဈေးပေါ်တဲ့အားသွင်းချိုးဝယ်တယ်ပြီးတော့ကောင်တာနောက်ကဖုန်းပို့တစ်လုံးဝယ်လိုက်တယ်ကတ်ချစ်လိုက်တိုင်းနှစ်ဆပြန်ရနေပမာဏအနည်းငယ်ပဲရှိသေးတယ်မပြောပတ်လောက်တဲ့ပမာဏပါပဲဒါပေမဲ့ရော့သွားမဲ့အစားတိုးလာနေပြီးလွန်ခဲ့တဲ့၄နှစ်လုံးကျွန်တော်ပိုင်ဆိုင်မှုတွေတခြားသူတွေလက်ထဲရောက်သွားတာကိုပဲကြည့်ခဲ့ရတယ်ကျွန်တော်အတွက်တော့ဒါဟာမယုံနိုင်စရာပဲနေမထွက်ခင်မှာပဲကျွန်တော်မိုတယ်အခန်းကအတွက်ပတ်စံလုံးလောက်သွားပြီအဲ့ဒီနေရာကကော်စောတွေကဟောင်းနှွမ်းနေပြီးနိုင်ငံကစက်ကူတွေကလည်းစုပ်ပြဲနေကအဲ့ဂျိုကလည်းကတ်ထဲကပတ်စံဖြတ်လို့ရသေး၍ဘာမှမမေးတဲ့လူစားမျိုးပါကျွန်တော်သူ့ကိုချက်ချင်းသဘောကျသွားတယ်သတ်မှတ်ချက်တွေဒီလောက်အထိရှော့ထားတဲ့လူကကျွန်တော်အတွက်အထီးကျလိုအပ်နေတာပဲတညစာအတွက်ကျွန်တော်ပေးလိုက်တယ်စနစ်ကနှစ်ဆပြန်ပေးတယ်မှန်ပေါ်မှာရင်နှွေးငွေတွေဖုံးနေတဲ့ရေချိုးကန်းလေးထဲမှာရက်ပြီးလက်ကကြီးတွေကိုဆေးချနေမိတယ်အမအိတ်ကိုဖွင့်ပြီးကွဲအပ်နေတဲ့ဓာတ်ပုံပေါင်ကိုထုတ်လိုက်တဲ့အချိန်မှာကျွန်တော်လက်တွေတုံရင်နေခဲ့တယ်မှန်ချက်နောက်ကကျွန်တော်မိဘတွေကပြုံးနေကြတယ်ကျွန်တော်အဖေကဝတ်စုံအပြာရောင်နဲ့အမေကခေါင်းဝအဖြူရောင်နဲ့သူတို့ကြားကအသက်73နှစ်အရွယ်ကျွန်တော်ကတော့ Rolls Royce အယုတ်လေးကိုရတနာတစ်ခုလိုကင်ထားတယ်
ဓာတ်ပုံပေါင်ကိုကောင်တာပေါ်တင်လိုက်တယ်ပြီးတော့တကားနာကစင်လေးပေါ်မှာရှိတဲ့ပန်းအိုးကိုသတိထားမိသွားတယ်ဒါကဈေးပေါ်တဲ့အပြာရောင်ကျွေပန်းအိုးလေးပါဒေါ်လာ20လောက်ပဲတန်ပြီးတာမန်ကာရှန်ကပန်းအိုးလေးတစ်ခုဖြစ်လိမ့်မယ်ဒါပေမဲ့လည်းရင်ထဲမှာတင်းကျပ်သွားတယ်ပန်းအိုးတစ်လုံးကကျွန်တော်ရဲ့နာကျင်မှုကိုဘလိတ်ကလှောင်ပြောင်ဖို့ဘလို့သုံးခဲ့လဲဆိုတာပါပဲအဲ့ဒီအချိန်တုန်းကမတော်တဆမှုဖြစ်ပြီးရပ်ပိုင်းကြာကျွန်တော်အသက်14နှစ်ပေါ့ Hawthorne မိသားစုကယာယီဆိုပြီးကျွန်တော်ကိုမြောက်ခန်းနဲ့ရွှေ့ထားပြီးယာယီဆိုတာက4နှစ်ဖြစ်သွားခဲ့တယ်တထေးတွေကတခြားလူတွေဒုက္ခရောက်နေတဲ့အချိန်မှာယာယီအစီအစဉ်တွေကိုသဘောကျတတ်ကြတယ်အဲ့ဒီနေ့လေက Victoria ကအလူရှင်တွေအတွက်နေ့လယ်စာစားပွဲလုပ်ပေးခဲ့တယ်ကျွန်တော်ကတော့စီကန်းရှိအောင်တင်ယူရမယ်လို့ Marcus ကပြောတာကြောင့်မိဖို့ချောင်မှာပကံတွေစေးနေရတယ် Blake ကသူ့လက်မောင်းမှာမုတ်ခရင်တွေပေးချန်ပြီးပြင်းကြီးတဲ့မျက်နှာနဲ့ဝင်လာတယ်သူကအသက်73နှစ်ပါဖောင်ဖောင်မောင်းမာတဲ့သူဖြစ်ပြီးကဘာကြီးကသူ့ကိုဈေးကြီးတဲ့အခန်းတွေစီပို့ပေးဖို့ပဲရှိတယ်လို့ထင်နေတဲ့သူပါသူကမြေအောက်ခန်းကကောင်လေးကျွန်တော်ကိုအေးတစ်ခုခုယူပေးအောင်လို့ပြောပေမဲ့ကျွန်တော်ချက်ချင်းမလှုပ်ရှားခဲ့ဘူးဒါကြောင့်သူကအေကန်စားပွဲပေါ်က Victoria ရဲ့နိုင်ငံခြားဖြစ်ပန်းအိုးကိုကောက်ကင်လိုက်တယ်ကျွန်တော်ကဟေးအဲ့ဒါကိုပြန်ချထားလို့သတိပေးလိုက်ပေမဲ့သူကပြုံးနေခဲ့တယ်ပြီးတော့လွတ်ချလိုက်တယ်ပန်းအိုးကစချင်းကြောက်ကြမ်းမြေပေါ်မှာကွဲအပ်သွားတယ်တစ်စက္ကန့်လောက်ကျွန်တော်တို့နှစ်ယောက်လုံးအပိုင်းအစတွေကိုကြည့်နေမိတယ်ပြီးတော့ Blake ကအော်ဟစ်လိုက်တယ်ဒေါ် Victoria လန်ဒန်ခွဲလိုက်တာလို့အော်တာကြောင့်ကျွန်တော်သူ့ကိုစိုက်ကြည့်နေမိတယ်သူလည်းကျွန်တော်ကိုပြန်စိုက်ကြည့်နေပြီးသူ့စကားကိုပဲယုံကြလိမ့်မယ်ဆိုတာသိနေတာကြောင့်ခက်ပြုံးပြုံးလုံနေပြန်တယ် Victoria ကချက်ချင်းပြေးဝင်လာပြီးနောက်ကနေ Marcus လည်းပါလာတယ်အိမ်အကူတွေလည်းမီးဖို့ကြောင့်တကားဝမှာစုဝေးလာကြတယ် Blake ကတုံတုံရင်ရင်လက်ဟန်ချေဟန်တွေနဲ့ကျွန်တော်ကိုညွှန်ပြပြီးကျွန်တော်တောက်စရာတောင်းတာကိုသူကစိတ်ဆိုးပြီးပန်းအိုးကိုခွဲပစ်လိုက်တာလို့ပြောတယ်ကျွန်တော်ကလည်းအဲ့ဒါမဟုတ်ပါဘူးလို့ပြောပေမဲ့ကျွန်တော်စကားမဆုံးခင်မှာပဲ Victoria ကကျွန်တော်ကိုရိုက်လိုက်တယ်ရိုက်တန်ကစင်းကြံလန်းတစ်လျှောက်ဟိန်းသွားပြီးကျွန်တော်ပါလဲပူထူသွားတယ်ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာတယ်နာလုံးလို့တော့မဟုတ်ပါဘူးနာတော့နာတာပေါ့ဒါပေမဲ့လူတိုင်းကမျက်နှာလွှဲသွားကြချိန်မှာ Blake ကသူ့မိပခုံးနောက်ကနေတခိခိနဲ့လှောင်ရည်နေခဲ့လို့ပါ Victoria ကကျွန်တော်မေးစေးကိုဆွဲကင်ပြီးမင်းကဖြက်စီးတတ်တဲ့ကောင်ပဲလို့တိုးတိုးလေးပြောတယ်မင်းမိဘတွေကမင်းကိုအလိုလိုက်ထားတာအခုတော့သူတို့ခြံထားခဲ့တဲ့ပြဿနာတွေကိုငါတို့ရှင်းနေရပြီလို့ပြောတယ် Marcus ကလည်းကွဲအပ်နေတဲ့ပန်းအိုးအပိုင်းအစတွေကိုကြည့်ပြီးတက်ပြင်းချကသူ့မုတ်ဖိုးတွေကပဲနှုတ်လိုက်ပါလို့ပြောတယ်ကျွန်တော်မှမုတ်ဖိုးမှမရှိတာဒါကဟာသားတစ်ခုပါပဲ Blake ကထမင်းစပွဲမှာအချိုပွဲစားနေချိန်ကျွန်တော်ကိုတော့လက်ပလာနဲ့ဖန်ခွဲစားတွေလိုက်ကောက်ခိုင်းတယ်အိမ်အကူတယောက်ကကျွန်တော်ကိုလက်အိပ်ပေးဖို့ကြိုးစားပေမဲ့ Victoria ကမြင်သွားပြီးခေါင်းခါပြတယ်သူသင်ခန်းစာရသွားတင်တယ်လို့ပြောတယ်ကျွန်တော်သင်ခန်းစာရသွားပါပြီအာနာမရှိတဲ့အမှန်တရားဟာစူညံတန်တက်တက်ပဲဆိုတာကိုကျွန်တော်သိလိုက်ရတယ်၄နှစ်ကြာပြီးနောက်မိုတယ်ရေချိုးကန်းထဲမှာရက်နေရင်ကျွန်တော်ပါးကိုကျွန်တော်ပြန်ကင်မိတယ်ပါးပေါက်ကဒဏ်ရာကတော့ပျောက်သွားပါပြီဒါပေမဲ့အတိတ်ကမှတ်ညံတွေကတော့မပျောက်သေးဘူးစင်ပေါ်ကဈေးပေါ်တဲ့အပြာရောင်ပန်းအိုးလေးကတော့အန်ဒီယယ်မရှိပုံရပါတယ်ဒါက Victoria နဲ့လည်းဘာမှမဆိုင်ပါဘူး Blake နဲ့လည်းဘာမှမဆိုင်ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒါကိုခွဲပစ်ချင်နေတော့မယ်အဲ့ဒီစာဂရင်ပေါ်မှာထိုင်ပြီးဖုန်းကိုဖွင့်က Limitless Bank ရဲ့လက်ကျန်ငွေကိုစစ်လိုက်တယ်အများကြီးတော့မဟုတ်ပါဘူးကျွန်တော်တေချာချွေတာရင်ရက်အနှဲငယ်စာစားဖို့လောက်ပါတယ်အချိန်ကိုတေချာကပ်ရင်မိုတယ်မှာနောက်တညထပ်နေဖို့လောက်ပါတယ်ဒါများထက်ကဖြတ်တန်းနေရတယ်လို့ခန်းစားချက်မျိုးပါပဲကျွန်တော်ရှော့ဈေးဆိုင်တစ်ခုမှာအဝတ်စားတွေဝယ်ခဲ့တယ်ခြေအိတ်တွေအတွင်းခံတွေတီရှပ်ရိုးရိုးနှစ်ထည်နဲ့မြေအောက်ခန်းနဲ့မရတဲ့ဂျာကင်အင်ကြီးတစ်ထည်ပေါ့ကတ်ကအလုပ်လုပ်တယ်ပတ်စံတွေကနှစ်ဆတိုးလာတယ်ကျွန်တော်မှတ်စုစာအုပ်အသေးလေးတစ်အုပ်နဲ့ဘောပင်တစ်ချောင်းဝယ်လိုက်တယ်ပတ်စံကနောက်ထပ်နှစ်ဆထပ်တိုးလာပြန်တယ်ပထမတော့ကျွန်တော်မကြည့်ပဲနေရင်ဒီစနေကြီးပျောက်ကွယ်သွားမလားဆိုပြီးငွေလွှဲမှုတိုင်းကိုချရေးထားမိတယ်$8က$16ဖြစ်လာတယ်40က80ဖြစ်လာတယ်80က160ဖြစ်လာတယ်ဒါကမော်ဆန်နဲ့မျက်လက်တစ်ခုမဟုတ်ပါဘူးဒါကဖြည်းဖြည်းချင်းတိုးတက်လာတဲ့တင်ချသဘောတရားပါပဲဒုတိယမြောက်နေ့အဆုံးမှာတော့ကျွန်တော်မိုတယ်မှာတပတ်စာနေနိုင်ပြီးတတိယမြောက်နေ့မှာတော့အပေါင်ဆိုင်ကနေ laptop အဟောင်းတစ်လုံးဝယ်ခဲ့တယ်စတုထမြောက်နေ့မှာတော့အများပြည်သူဆိုင်ရာမှတ်တမ်းတွေကိုကြည့်ခွင့်ရဖို့ပတ်စံပေးလိုက်တယ်အဲ့ဒီအချိန်မှာရှာဖွေရေးပါးထဲမှာ Sterling Atlas Holdings လို့ရိုက်ထည့်လိုက်တယ်ကျွန်တော်အဖေရဲ့ကုမ္ပဏီလိုကိုကမျက်နှာပြင်ပေါ်မှာပြည့်သွားတယ်ပြီးတော့အမှုဆောင်ဥက္ကဋ္ဌနေရာမှာ Victoria ရဲ့နာမည်ပေါ်လာတယ် Marcus Hawthorne ကတော့အမှုဆောင်အရာရှိချုပ်ဖြစ်ပေါ်လာတယ် Blake ကတော့ကုမ္ပဏီရဲ့ပရာဟိတစာမျက်နှာပေါ်မှာဝစ်စုံအမေလက်ပတ်နာရီအငွေရောင်နဲ့ပြုံးနေတာကိုတွေ့ရတယ်ကျွန်တော်ကတော့ဂရင်ဘေးကစပွဲပေါ်မှာအစင်သင့်စားစရာတွေနဲ့အတူမိုတယ်ခန်းထဲမှာရှိနေပြီးကျွန်တော်မိဘတွေတိစောက်ခဲ့ပြီးဒေါ်တော်ကခိုးယူသွားတဲ့အင်ပါယာကိုကြည့်နေမိတယ်ကျွန်တော်လက်တွေကီးဘုတ်ပေါ်မှာရက်တန့်သွားခဲ့တယ်လင်းနှလုံးလုံး Hawthorne စပီသားစုကကျွန်တော်ကိုမြေအောက်ခန်းထဲမှာတင်ထားပေးရတဲ့ပကံကွဲတစ်ခုလိုခန်းစားရအောင်လုပ်ခဲ့ကြတယ်ဒါပေမဲ့ဒီစနစ်ကသူတို့မထင်မှတ်ထားတဲ့အရာတစ်ခုကိုကျွန်တော်စီပေးခဲ့ပြီးဝယ်ယူမှုတိုင်းကိုခြေလန်းတစ်တစ်ခုအဖြစ်ပြောင်းလဲပစ်ဖို့ပါပဲကျွန်တော်မတ်စုစာအုပ်ကိုပြန်ဖွင့်လိုက်တယ်ပထမဆုံးစာမျက်နှာအသေးရဲ့ထိပ်ဆုံးမှာစကားလုံး၃လုံးရေးလိုက်တယ်ပြန်သိမ့်ပိုင်မယ်ပြီးတော့အဲ့ဒီအောက်မှာစရင်းတွေကပထမဆုံးနာမည်တွေကိုရေးလိုက်တယ် Victoria Marcus Blake ဘောပင်ကစက်ကူပေါ်မှာအနှဲငယ်စုပ်ပြဲသွားတယ်ကောင်းပါတယ်တချို့အရာတွေကအမာရွတ်ထင်ကြံရစ်တင်တယ်နောက်တစ်နေ့မနက်မှာကျွန်တော် Hawthorne အင်ဂျီကိုပြန်မသွားခဲ့ဘူးအဲ့ဒါက10စက္ကန့်လောက်ပဲစိတ်ကျဉ်တတ်ဖို့ကောင်းလိမ့်မယ်ပြီးရင် Marcus ကလုံခြုံရေးတွေကိုခေါ်ပြီးကျွန်တော်ကိုလမ်းဘေးထဲပြစ်ချခိုင်းမှာဖြစ်တယ်လို့ Victoria ကလည်းကျွန်တော်ကိုစိတ်မနှံ့တဲ့သူလို့ပြောလိမ့်မယ်ပြီးတော့ Blake ကလည်းမြေအောက်ခန်းကကောင်လေးပြန်လာပြီးဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ဗီဒီယိုတင်လိမ့်မယ်ကျွန်တော်မှာကတ်အမဲပဲရှိတာပါအုံနောက်ထိခိုက်နေတာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ပျောက်ကွယ်သွားခဲ့တယ်ပထမဆုံးလကတော့ခက်ခဲခဲ့တယ် Limitless Bank ကကျွန်တော်သုံးသမျှကိုနှစ်ဆပြန်ပေးပေမဲ့တစ်ခုနဲ့တစ်ခုကြားမှာကျွန်တော်ရှင်းတန်အောင်နေထိုင်ရတော့မယ်ကျွန်တော်အဲ့ဒီအခြေအနေကိုမြန်မြန်ပဲနားလည်သွားခဲ့တယ်လိုအပ်တာတွေကိုဝယ်မယ်ပြန်အန်းငွေကိုစောင့်မယ်ပြီးရင်ပြန်သုံးမယ်ဘယ်တော့မှအများကြီးမပြဘူးစင်းရဲသားတွေမေးခွန်းထုတ်တာကိုတထေးတွေတတိထားမိသွားစေမယ်နေရာမျိုးတွေမှာဘယ်တော့မှမေးခွန်းမမေးဘူး
စားစရာတွေကနေမိုတယ်ညတွေဖြစ်လာတယ်မိုတယ်ညတွေကနေပိတ်ထားတဲ့မုတ်တိုက်ဟောင်းတစ်ခုရဲ့အပေါ်တက်ကအခန်းလေးတစ်ခန်းဖြစ်လာခဲ့တယ်အခန်းထဲမှာတော့တရားဟောင်းနဲ့ရွှွန်စေးနဲ့ရနေခဲ့တယ်ဟိုမီးဘိုကလည်းသူ့ကိုဂီယူဆိုင်ပေးပါအောင်ဆိုပြီးလာခောက်နေတယ်လို့ပဲပတင်းပေါက်ကလည်းတခြားအုပ်တိုင်းကြီးစီတက်ပိတ်နေတော့စိတ်ပြက်စရာကြီးဖြစ်ပေမဲ့လူမမြင်ရတော့ပိုကောင်းပါတယ်ကျွန်တော်အတွက်တော့မြင်ကွင်းလာတာထက်လူမမြင်ကွယ်ရာဖြစ်ဖို့ကပိုအရေးကြီးတယ်လေကျွန်တော်စပွဲတစ်လုံးကိုတပတ်ရစ်ဆိုင်ကနေဝယ်လိုက်တယ်ပတ်စံတွေက2ဆတိုးလာတယ်ပြီးတော့ website 2ခုလောက်ဖွင့်တာနဲ့တင်ဟောဟဲလိုက်မသွားတဲ့ laptop တစ်လုံးကိုထပ်ဝယ်လိုက်တယ်ငွေတွေက2ဆတိုးလာခဲ့တယ်ကျွန်တော်ဘန်နာရေး corporate ဥပဒေအမွေဆက်ခံမှုဥပဒေနဲ့စည်ရင်းကင်ပညာရပ်ဆိုင်ရာ online သင်တန်းတွေကိုဝယ်ယူခဲ့တယ်ငွေတွေက2ဆတိုးလာခဲ့ပြန်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရက်ဆက်တဲ့အမှန်တရားတစ်ခုကိုသိရှိသွားခဲ့တယ်ငွေကတော့2ဆတိုးနိုင်တာပေါ့အချိန်ကိုတော့2ဆတိုးအောင်လုပ်လို့မရဘူးဆိုတာပဲကျွန်တော်ချက်ချင်းလက်စားချေချင်နေပြီးစာရွက်စာတမ်းတွေအထက်လိုက်ကင်ပြီး Sterling Atlas ထဲကိုဝင်သွားပြီး Victoria ရဲ့ပြီးပြည့်စုံတဲ့အပြုံးတွေကိုမျက်နှာပေါ်ကနေပျောက်ကွယ်သွားအောင်လုပ်ပစ်ချင်နေပြီးဒါပေမဲ့ကျွန်တော်တွေးသမျှစာရွက်စာတမ်းတိုင်းကနောက်ထပ်စာရွက်စာတမ်းတွေစီကိုပဲလမ်းညွှန်နေတယ်ဟန်ပြကုမ္ပဏီတစ်ခုချင်းစီကလည်းတခြားလက်မှတ်တွေစီကိုပဲရောက်သွားစေတယ်အများပြည်သူစီတင်ပြထားတဲ့ file တွေမှာလည်းချမ်းသာတဲ့တခိုးတွေပုံကွယ်ဖို့လုံလောက်တဲ့လွတ်ကွက်တွေရှိနေတယ်အဲ့ဒီတော့ကကျွန်တော်ကအသက်16နှစ်ပဲရှိသေးပြီးဒေါသတွေထွက်နေတော့အတွေ့အကြုံလည်းမရှိသေးသလိုဥပဒေကြောင်းအရလည်းဘာမှလုပ်လို့မရသေးဘူးကျွန်တော်သာအလင်းစလိုလှုပ်လိုက်ရင်သတင်းစာခေါင်းကြီးပိုင်းမှာပါသွားလိမ့်မယ်စိတ်မနှက်နဲ့မိဘမဲ့ကလေးကအုတ်ထင်းသူတွေကိုဆွဆွဲတယ်ဆိုတာမျိုးပေါ့ဒါမှမဟုတ်လည်းမကြေမနက်ဖြစ်နေတဲ့သူဖြစ်သူကမိသားစုလုပ်ငန်းကိုတိုက်ခိုက်တယ်ဆိုတာမျိုးပေါ့ဒါမှမဟုတ်လည်းစိတ်မမှန်တဲ့အမွေစားအမွေခံကပြင်ပလူတွေရဲ့ချဲလဲမှုကိုခံလိုက်ရတယ်ဆိုတာမျိုးပေါ့ Victoria ကတော့အဲ့ဒီလိုသတင်းထုတ်ပြန်ချက်တွေကိုကြိုးပြင်ထားလောက်ပြီးသူမကတခြားသူတွေရဲ့ဆင်းရဲဒုက္ခတွေအတွက်ကြိုးတင်ပြင်ဆင်ရတာကိုသဘောကျတာကိုအဲ့ဒါကြောင့်ကျွန်တော်ပညာကိုပဲစူးစမ်းသင်ယူခဲ့တယ်ပတ်စံသုံးမှာပတ်စံပြန်ရမှာမလို့ကျွန်တော်ပတ်စံတွေကိုလည်းသုံးပစ်ခဲ့တယ်ပိုကောင်းတဲ့ကိရိယာတွေပိုကောင်းတဲ့အခွင့်အရေးတွေပိုကောင်းတဲ့အချက်လက်တွေနဲ့ပိုကောင်းတဲ့အကြံဉာဏ်တွေကိုဝယ်ယူခဲ့တယ်နောက်တော့ကျွန်တော်ထက်ပိုတော်တဲ့သူတယောက်လိုအပ်နေပြီဆိုတာကိုသိလောက်တဲ့အထိကျွန်တော်တက်မြောက်လာခဲ့တယ်အဲ့ဒီလိုနဲ့ပဲကျွန်တော် Naomi Cross ကိုရှာတွေ့ခဲ့တာပါသူမရဲ့ရုံးခန်းကအခွန်ကူညီရေးဌာနနဲ့ကွာရှင်းပြတ်စေရေးရှင်းနေရုံကြကကျင်းမြောင်းတဲ့အဆောက်အုံတစ်ခုရဲ့9လွှာမှာရှိတယ်ကြောက်စကျင်းပြားတွေလည်းမရှိဘူး။နှကြက်တက်ထားတဲ့အဲ့ကျိုဝန်တန်းလည်းမရှိဘူး။ကွန်ကရစ်နံရံကိုဖျက်ပြီးတော့တောင်လိန်လယ်မှုကိုအနှံ့ရနိုင်ပုံရတဲ့အနှံ့ရောင်ဝစ်စုံဝစ်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့မှုံဝါးဝါမှန်တကားတစ်ချက်ပဲရှိတယ်။သူမကကျွန်တော်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီးတော့မင်းကတော်တော်ငယ်သေးတာပဲလို့ပြောတယ်။ကျွန်တော်ကလည်းမမကလည်းအကဲခတ်တော်တာပဲလို့ပြန်ပြောလိုက်တယ်။သူမနှကန်းတွေအနှဲငယ်တွန့်ကွေးသွားပြီးတော့မင်းက Sterling Atlas Holdings နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုအသေးစိတ်စစ်ဆေးပေးဖို့တောင်းဆိုထားတာဆိုတော့ဒါကကျောင်း project တစ်ခုတော့မဟုတ်တော့ဘူးလို့ပြောတယ်။ကျွန်တော်ကလည်းဟုတ်တယ်လို့ပြောလိုက်ပြီးမမကလည်းမင်းပေးနိုင်လို့လားလို့ထပ်မေးတော့ကျွန်တော်ကကတ်အမဲလေးကိုသူမရဲ့စပွဲပေါ်တင်ပေးလိုက်တယ်။သူမကတော့ကတ်ကိုမကင်သေးပဲကတ်တွေကညှင်းပယ်ခံရနိုင်တယ်နော်လို့ပြောတယ်။ကျွန်တော်ကကတ်ကတော့အဲ့ဒီလိုမဖြစ်တတ်ပါဘူးလို့ပြန်ပြောလိုက်တယ်။အဲ့ဒါကတော်တော်လေးဆရာကြီးလောက်ရကြသွားလို့ကျွန်တော်ချက်ချင်းတောင်တရသွားမိတယ်။ဒါပေမဲ့ငွေပေးချိန်မှုကတော့အောင်မြင်သွားတယ်။သူမရဲ့မျက်ခုံးတွေ1မီလီမီတာလောက်မြင့်တက်သွားတာကနာအိုမီစီကနေမတ်တက်ရက်ပြီးလက်ခုပ်တီးချီးကျူးလိုက်တယ်လို့မျိုးခံစားရစေတယ်။ကျွန်တော်လည်းစားလို့ဖို့အတွက်လိုအပ်တာတွေကိုပြောပြလိုက်တယ်။ကျွန်တော်မိဘတွေဖြစ်တဲ့ Elliot နဲ့ Grace Sterling အကြောင်းမတော်တဆမှုအကြောင်းမွေးစားခံရမှုအကြောင်းကျွန်တော်တခါမှမမြင်ဘူးတဲ့သေတန်းစာအကြောင်းကုမ္ပဏီလွှဲပြောင်းမှုအကြောင်းမြေအောက်ခန်းအကြောင်းပြီးတော့မွေးနေ့မှာအိမ်ပေါ်ကနှင်ထုတ်ခံရတာတွေအကြောင်းပေါ့။ Naomi ကကြားဖြတ်မပြောဘဲတေချာနားထောင်နေတယ်ကျွန်တော်လည်းပြောလို့ပြီးရောသူမကအန်ဆွဲကိုဖွင့်ပြီးဥပဒေရေးရာမှတ်စုစာအုပ်တအုပ်ကိုထုတ်လိုက်ပြီးတော့အပေါ်ဆုံးမှာစာတစ်ကြောင်းရေးလိုက်တယ်ဝမ်းနဲ့ပူဆွေးမှုကိုမလိုက်နဲ့လုတ်ပိုင်ခွေထိန်းချုပ်မှုကိုပဲလိုက်ပါတဲ့ကျွန်တော်ကအဲ့ဒါကတော်တော်လေးအေးဆက်စရာကြီးလို့ပြောတော့သူမကဒါကအမှန်တရားပဲလို့ပြောတယ်သူတို့မင်းစီကနေခိုးယူထားတယ်ဆိုရင်အဲ့ဒီခိုးယူမှုကိုထိန်းချုပ်မှုစနစ်တွေထဲမှာဝှက်ထားမှာပဲတဲ့အစုရှယ်ယာတွေယုံမှတ်အပ်နှံမှုတွေလွှဲအပ်ပိုင်ခွင့်တွေဖိုင်တွဲတွေအကျွေးတွေနဲ့ဘုတ်အဖွဲ့မဲတွေထဲမှာပေါ့ဝမ်းနဲ့ပူဆွေးမှုဆိုတာမင်းကိုအာယုံလွှဲဖို့သူတို့သုံးခဲ့တဲ့အရာပဲလို့သူမကပြောတယ်ကျွန်တော်သူမကိုချက်ချင်းသဘောကျသွားတယ်အရန်ရင်းနှီးလို့တော့မဟုတ်ဘူးပေါ့လေကျွန်တော်ဘဝရဲ့ဒီအပိုင်းကနှွေးထွေးတဲ့အပိုင်းမှမဟုတ်တာဒါပေမဲ့သူမကကျွန်တော်လက်ကိုပုတ်ပြီးမင်းကတတိရှိတာပဲလို့လာမပြောတာကိုကျွန်တော်သဘောကျတယ်တတိရှိတယ်ဆိုတာကအသုံးဝင်တဲ့ကိရိယာမရှိတဲ့သူတွေပြောလို့ရှိတဲ့စကားမျိုးလေးနာအိုမီစီမှာတော့ကိရိယာတွေအပြည့်ရှိတယ်နောက်ထပ်3နှစ်လုံးကျွန်တော်တို့တိတ်တဆိတ်ပြင်ဆင်ခဲ့ကြတယ်ကျွန်တော်မုတ်ဖုတ်ဆိုင်ဘောကအခန်းကနေတောသေးချာခတ်လို့ရတဲ့တိုက်ခန်းလေးစီကိုပြောင်းခဲ့တယ်အဲ့ဒီနောက်မှာတော့အိမ်နီးနားချင်းတွေရေပိုက်တွေကိုအော်ဟစ်မဆဲဆိုကြတဲ့ပိုကောင်းတဲ့တိုက်ခန်းစီပြောင်းခဲ့ပြန်တယ်အဲ့ဒီနောက်မှာတော့ကွန်ပျူတာ screen တွေ file တစ်တာတွေနဲ့ကျွန်တော်မိဘတွေရဲ့ဓာတ်ပုံပေါင်းလေးထားဖို့နေရာအလုံးအလောက်ရှိတဲ့နေရာတစ်ခုစီကိုပြောင်းရွှေ့နိုင်ခဲ့တယ် Limitless Bank ကလည်းကျွန်တော်နဲ့အတူကြီးထွားလာခဲ့တယ်ကျွန်တော်စားတောက်ကုန်တွေဝယ်တယ်ပတ်စံ2ဆပြန်ဝင်လာတယ်ကားတစ်စီးဝယ်တယ်ပတ်စံ2ဆပြန်ဝင်လာတယ်တန်ရှင်းတဲ့အဖွဲ့အစည်းတွေကတဆင့်အိမ်ချမ်းမြေအသေးလေးတွေဝယ်လိုက်တယ်ပတ်စံ2ဆပြန်ဝင်လာပြန်တယ်အကြံပေးအစီရင်ခံစာတွေဥပဒေကြောင်းအရပြန်လည်သုံးသပ်ချက်တွေအချက်လက်ရယူခွင့်တွေနဲ့စုံတောင်း9တာတွေအတွက်ပတ်စံသုံးလိုက်တယ်ပတ်စံ2ဆပြန်ဝင်လာပြန်တယ်စနစ်ကကျွန်တော်ကိုဘယ်တော့မှလာမချီးကျူးဘူးဘယ်တော့မှလည်းလာပြီးမနှစ်သိမ့်ဘူးလှုပ်ရှားမှုရှိရင်ရှိတယ်လို့ဆုလက်ပြန်ပေးတာပဲရှိတယ်ကျွန်တော်ပတ်စံသုံးလိုက်တိုင်းလက်ကျန်ငွေကတိုးလာတယ်လက်ကျန်ငွေတိုးလာတိုင်းလူကြီးတွေဆိုတာကိုခြေထောက်ပေါ်ကိုရက်တီရတယ်လို့ Victoria ပြောခဲ့တာကိုပြန်တွေးမိတယ်ကောင်းပြီလေသူမရင်းဆိုးသွားစေလောက်တဲ့အထိကျွန်တော်ကောင်းကောင်းကြီးရှင်းတန်ပြမှာပါနေအိုမီကအမွေဆိုင်စာရွက်စာတမ်းဟောင်းတွေကိုစုံစမ်းထောက်လှမ်းခဲ့တယ်အချို့စာမျက်နှာတွေကတန်ရှင်းလွန်းနေတယ်တန်ရှင်းလွန်းနေတာကိုခရီးသွားမှတ်တမ်းတွေနဲ့မကိုက်ညီတဲ့နေဆွဲတွေမှာထိုးထားတဲ့လက်မှတ်တွေကိုသူမရှာတွေ့ခဲ့တယ်ကျွန်တော်မိဘတွေမတော်တဆမဖြစ်ခင်ကက်လျက်ရက်ပိုင်းအတွင်းမှာခွင့်ပြုချက်ရထားတဲ့ရုံမှတ်အနံမှုပြင်ဆင်ချက်တစ်ခုကိုလည်းသူမရှာတွေ့ခဲ့ပြန်တယ် Marcus Company ကိုတရားဝင်မထိန်းချုပ်ခင်ကတည်းက Sterling မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလာပတ်သက်နေတဲ့ဟန်ပြကုမ္ပဏီတစ်ခုကိုလည်းရှာတွေ့ခဲ့တယ်။ဒါတွေအားလုံးကအမှန်တရားကိုဖွင့်ချဖို့မလုံလောက်သေးပေမဲ့ဆက်ပြီးတူးဆွဖို့အတွက်တော့အကြောင်းပြချက်ကောင်းတွေဖြစ်နေခဲ့တယ်။တစ်ချိန်တည်းမှာပဲ Hawthorne မိသားစုကတော့စိန်ကြကြနေထိုင်နေကြတယ်
Blake ရဲ့လူမှုကွန်ရက်စာမျက်နှာကကျွန်တော်အမုန်းဆုံးစီးပွားရေးအစီရင်ခံစာတစ်ခုဖြစ်လာခဲ့တယ်။သူကနိုင်ရီကားတွေကလပ်တွေနှင်းလျှောစီခီးစဉ်တွေနဲ့ Victoria ဘေးမှာရပ်ပြီးသူကိုယ်တိုင်ပဲကရုဏာတရားကိုစတင်တီထွင်ခဲ့တယ်လို့မျိုးပြုံးပြနေတဲ့ပရာဟိတပွဲတွေအကြောင်းတင်လေးရှိတယ်။ post တစ်ခုချင်းစီကသူတို့ဟာကျွန်တော်မိဘတွေရဲ့အယိုးတွေပေါ်မှာတိဆောက်ထားတဲ့ဘဝကိုသုံးဖြုံးနေကြတယ်ဆိုတာကိုကျွန်တော်ကိုသတိပေးနေတယ်လို့ပဲဗီဒီယိုတစ်ခုမှာတော့သူကမှာယူထားတဲ့ Rolls Royce ကားတစ်ကြီးကိုလက်ခံရယူနေတာကိုတွေ့ရတယ်။ကျွန်တော်အဲ့ဒီဗီဒီယိုကို3ခေါက်လောက်ကြည့်မိတယ်။နာကျင်ရတာကိုသဘောကျလို့တော့မဟုတ်ပါဘူး။ကျွန်တော်ကအဲ့ဒီလောက်အထိတော့စိတ်ကူးမရင်တတ်ပါဘူး။ဘာလို့လဲဆိုတော့နေဆွဲကအရေးကြီးလို့ပဲအဲ့ဒါက Blake ရဲ့16နှစ်ပြည့်မွေးနေ့ဖြစ်နေတယ်။ Victoria ကသူ့ဘေးမှာရပ်ပြီးလက်ခုပ်တီးပေးနေပြီး Marcus ကတော့သူ့ကိုကားတော်ဘူးလေးလှမ်းပေးနေတယ်။ဗီဒီယိုစာတမ်းမှာတော့ကျွန်တော်တို့ရဲ့မင်းသားလေးကကဘာကြီးနဲ့ထိုက်တန်ပါတယ်တဲ့။ဗီဒီယိုစာတမ်းမှာတော့ကျွန်တော်တို့ရဲ့မင်းသားလေးကလောကကြီးရဲ့အကောင်းဆုံးအရာတွေနဲ့ထိုက်တန်ပါတယ်လို့ရေးထားတယ်။ကျွန်တော်တို့ရဲ့မင်းသားလေးတဲလေးကျွန်တော်လည်းဗီဒီယိုကိုပိတ်လိုက်ပြီးမှတ်စုစာအုပ်ကိုဖွင့်လိုက်တယ်။ပထမဆုံးစာမျက်နှာရဲ့အောက်ဘက်မှာအရာအလုံးကိုပြန်ယူမယ်ဆိုတဲ့စာသားအောက်မှာစာကြောင်းအသစ်တစ်ကြောင်းရေးလိုက်မိတယ်။မွေးနေ့တွေကသူတို့အတွက်အရေးကြီးတယ်တဲ့။အဲ့ဒါကစီးပွားရေးအမြင်တော့မဟုတ်ပါဘူး။အဲ့ဒါကသေးဖွဲတဲ့အရာတစ်ခုပါ။ဒါပေမဲ့တစ်ခါတလေကြာရင်လည်းအဲ့ဒီလိုသေးဖွဲတဲ့အရာတွေကလမ်းညွန်ပြသပေးတတ်ပါတယ်။ကျွန်တော်အသက်22နှစ်ပြည့်တဲ့အချိန်ထိကျွန်တော်ရဲ့အပြင်ပန်းဘဝကရိုးရိုးရှင်းရှင်းပဲရှိနေတော့မှာပဲ။အဲ့ဒါကပဲအဓိကအချက်ပေါ့။ Hawthorns မိသားစုဝင်တွေကကျွန်တော်အကြောင်းကိုတွေးမိရင်တော့ဈေးပေါ်တဲ့တိုက်ခန်းတွေနဲ့ကန်ဆိုးမှုတွေကြားထဲမှာပျောက်ကွယ်သွားတဲ့လမ်းဘေးမိဘမဲ့ကောင်လေးတယောက်လိုပဲထင်နေကြမှာပါ။ကန့်လန့်ကနောက်ွယ်မှာတော့ပိုင်ဆိုင်မှုတွေကတကယ်အစစ်မှန်တွေဖြစ်လာခဲ့ပြီးပိုင်ဆိုင်မှုတွေကအစစ်မှန်တွေဖြစ်လာခဲ့တယ်။ကုမ္ပဏီအဖွဲ့အစည်းတွေကလည်းအစစ်မှန်တွေဖြစ်လာခဲ့တယ်။ကျွန်တော်ရဲ့ Sterling Atlas ပေါ်က share တွေကတော့ထင်ထင်ရှားရှားပေါ်ထွက်မလာပေမဲ့ကျွန်တော်အလိုရှိရင်နေရာတစ်ခုရနိုင်လောက်တဲ့အထိတော့အင်အားရှိနေပါပြီ။မိုးရွာနေတဲ့ညနေခင်းတစ်ခုမှာနာအိုမီကဖိုင်တွဲတစ်ခုကိုလက်ကြားထဲညှပ်ပြီးကျွန်တော်တိုက်ခန်းကိုရောက်လာခဲ့ပြီးသူစကားမပြောခင်မှာတင်ကျွန်တော်ကိုမတ်ထိုင်စေခဲ့တဲ့မျက်နှာပေးမျိုးရှိနေတယ်။ဘာဖြစ်လို့လဲလို့ကျွန်တော်မေးလိုက်တယ်။နောက်အပတ်ထဲမှာ Blake ရဲ့အသက်22နှစ်ပြည့်မွေးနေ့ရောက်တော့မယ်လို့သူကပြောခဲ့တယ်။သူ့ရဲ့18နှစ်ပြည့်မွေးနေ့ကိုလည်းကျွန်တော်ဖြတ်သန်းခဲ့ဘူးပါတယ်။ကျွန်တော်တော်တော်လေးစိတ်လှုပ်ရှားမိတယ်လို့ပြောတော့သူတို့တွေ Barrett Motor လေလံပွဲကိုတက်ရောက်ကြလိမ့်မယ်။အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့ Ferrari ကတနိုင်ငံလုံးမှာတီးတန့်ရောင်းချမှုအနေနဲ့တစ်စီးတည်းပဲရှိတာလို့ပြောပြီးသူကကားပုံပါတဲ့ဖိုင်တွဲကိုကျွန်တော်စပွဲပေါ်တင်ပေးခဲ့တယ်။အတွင်းထဲမှာတော့အနီရောင်ကားပုံလေးရှိနေပါတယ်။အနီရောင်အနေစားပုံစံတော်တော်လေးမျက်စိနောက်စရာကောင်းတယ်။အတိအကျပြောရရင် Blake ရဲ့အကြိုက်ပေါ့။ခဏလောက်တော့ကျွန်တော်ရဲ့အသက်13နှစ်တုန်းကလက်ထဲကကစားစရာ Rolls Royce ကားလေးကိုမြင်အောင်မိသွားတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်အမိုက်အိတ်ကြီးကိုကင်ထားချိန်မှာ Blake ကသူ့ရဲ့မွေးနေ့လက်ဆောင်ကားကိုမှီရက်နေတာကိုမြင်အောင်လာမိတယ်။ကျွန်တော်ပြုံးလိုက်မိတယ်။နေအိုမီကကျွန်တော်ကိုတေချာစိုက်ကြည့်နေတယ်။လန်ဒန်လို့ခေါ်လိုက်တော့ဘာလဲလို့သူကပြန်မေးပြီးအဲ့ဒီလိုအပြုံးမျိုးပြုံးရင်ငါတို့တွေမှန်ကန်တဲ့အလုပ်ကိုပဲဆက်လုပ်နေသေးရဲ့လားလို့မေးဖို့လိုနေပြီလို့သူကပြောတယ်။လုပ်နေတာပေါ့လို့ကျွန်တော်ကပြန်ပြောတော့မင်းမအဲ့ဒီ Ferrari မလိုဘူးမဟုတ်လားလို့သူကမေးလို့မလိုပါဘူးလို့ကျွန်တော်ကပြန်ဖြေလိုက်တယ်။ဒါပေမဲ့ Blake မှလည်းမလိုဘူးလေလို့ကျွန်တော်ပြောခဲ့တယ်။နောက်တနေ့မှာတော့ကျွန်တော်ရဲ့တန်ရှင်းတဲ့ကုမ္ပဏီတစ်ခုကလေလံပွဲအတွက်စရင်ပေးသွင်းခဲ့တယ်။ကျွန်တော်နာမည်နဲ့တော့မဟုတ်ဘူးပေါ့။ကျွန်တော်နာမည်နဲ့မဟုတ်ပါဘူး။ကျွန်တော်နဲ့ပတ်သက်တဲ့ဘယ်အရာနဲ့မှမဟုတ်ပါဘူး။ Hawthorns မိသားစုဝင်တွေကတော့ဘယ်သူမှမသိတဲ့လေလံဆွဲသူတယောက်နဲ့တွေ့ဆုံကြရတော့မှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်လည်းကျွန်တော်ရဲ့ပထမဆုံးမွေးနေ့လက်ဆောင်ကိုပြန်ပြီးဝယ်ယူတော့မှာဖြစ်ပါတယ်။ Blake ကတော့ Barrett Motor လေလံပွဲကိုရောက်လာခဲ့ပြီးအဲ့ဒီ Ferrari ကသူ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးသားဖြစ်နေတယ်လို့မျိုးပါပဲ။ Victoria ကတော့သူ့ဘေးမှာပိုးထည်အင်ဂျီဖြော့ဖြော့လေးကိုဝစ်ဆင်ပြီးကင်မရာတွေအနားမှာရှိတိုင်းသုံးလေးရှိတဲ့လှုပ်ယူထားတဲ့အပြုံးနူးညံ့ညံ့လေးတွေနဲ့ဧည့်သည်တွေကိုပြုံးပြနေခဲ့တယ်။ Marcus ကတော့ဈေးနှုန်းတွေဆိုတာတခြားလူတွေအတွက်ပဲသတ်မှတ်ထားတာလို့ယုံကြည်နေတဲ့ပုံစံမျိုးနဲ့လက်ထောက်နှစ်ယောက်နဲ့အတူနောက်ကလိုက်လာခဲ့တယ်။ကျွန်တော်အဲ့ဒီခန်းထဲမှာမရှိခဲ့ပါဘူး။ကိုယ်တိုင်ရှိနေခဲ့တာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်စားလှယ်ပဲရှိနေခဲ့တာပါ။မိခိုးရောင်စပင်နဲ့လေလံဆွဲပေးတဲ့ agent Mr. Alvarez ကတော့ဖုန်းတစ်လုံးလေလံဆွဲတဲ့ဆိုင်းပုတ်ပြားတစ်ခုပြီးတော့တီးကြတဲ့ညွှန်ကြားချက်တွေနဲ့အတူနောက်နားမှာထိုင်နေခဲ့တယ်။ကျွန်တော်ဘာဖြစ်လို့အဲ့ဒီကားကိုလိုချင်နေမှန်းသူလုံးဝမသိပါဘူး။သိဖို့လည်းမလိုပါဘူး။သူ့ရဲ့လျှို့ဝှက်ထိန်းသိမ်းခါကဈေးကြီးပေမဲ့ကျွန်တော်ကလည်းသဘောကျလို့ကောင်းကောင်းပေးခဲ့တယ်။ကျွန်တော်ကတော့2လမ်းကျော်မှာရှိတဲ့တီးတန့်အခန်းတစ်ခုထဲကနေစောင့်ကြည့်နေပြီး screen တစ်ခုမှာလေလံပွဲတိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ထားသလိုနောက် screen တစ်ခုမှာ Limitless Bank ရဲ့အကောင့်ကိုဖွင့်ထားပြီးတော့ laptop ထောင်မှာ Naomi နဲ့ video call ပြောနေတယ်။သူကြည့်ရတာပင်ပန်းနေပုံရတယ်။သူကကျွန်တော်ကိုပြောလာတာကတချို့လူတွေကအသက်22နှစ်ပြည့်မွေးနေ့ကိုကိတ်မုံစားပြီးဖျက်ကြတယ်ဆိုတော့ကျွန်တော်ကဘင်းပါတဲ့ကိတ်မုံကိုဝယ်နေတာလို့ပြန်ပြောလိုက်တယ်။သူကလည်းကိတ်မုံကအဲ့လိုပုံစံမျိုးမှမဟုတ်တာလို့ပြောတော့ကျွန်တော်ကဒါကကျွန်တော်မိသားစုရဲ့ style ပဲလို့ပြန်ပြောလိုက်တယ်။လေလံပွဲခန်းမထဲမှာတော့ပတ်စံရှိပြီးပြင်းရည်နေကြတဲ့လူကုန်ထန်တွေနဲ့ဝေဝါးတောက်နေတယ်။ဝတ်စုံနဲ့တွေဝတ်ထားတဲ့အမျိုးသားတွေစိန်လက်ကောက်တွေဝတ်ထားတဲ့အမျိုးသမီးတွေ tablet တွေကင်ပြီးတန်းနေကြတဲ့ရှောက်သွားနေတဲ့ဝန်ထမ်းတွေနဲ့လူတိုင်းကသူတို့ကိုသူတို့ချွေးထွက်ရလောက်အောင်မနှိမ့်ကြဘူးဆိုတဲ့အထာနဲ့ပြုံးနေကြတယ်။အဲ့ဒီနောက် Ferrari ကားကစင်ပေါ်ကိုရောက်လာတယ်။မီးရောင်အောက်မှာရဲတောက်နေတဲ့စေးသားနှိမ့်ဆင်းနေတဲ့ကားကိုတဲ့အနက်ရောင်အတွင်းကန်းနဲ့မရောက်ခင်ကတည်းကလူတွေကိုယ့်ရဲ့မလုံခြုံမှုကိုသိအောင်လှုပ်ချင်တဲ့ယောက်ျားတွေအတွက်တီးတန့်ထုတ်ထားတဲ့ကားမျိုးပေါ့။ Blake ကခုံပေါ်မှာအရှိကိုကိုင်းလိုက်တယ်။ Victoria ကသူ့လက်မောင်းကိုလှမ်းကင်လိုက်တယ်။ Marcus ကတော့သူတို့ရဲ့လေလံကိုယ်စားလှယ်ကိုခေါင်းအသာညှိပြလိုက်တယ်။လေလံခေါ်တဲ့လူကကျွန်တော်တစ်ချိန်ကအချိန်ပေါင်းရချီတဲခိုခဲ့ဘူးတဲ့မိုးတဲကိုအလွယ်တကူဝယ်လို့ရတဲ့ဈေးနှုန်းနဲ့စတင်လိုက်တယ်။ပထမဆုံးလေလံဈေးတွေကမြန်မြန်ဆန်ဆန်ပဲတက်လာတယ်။ Marcus ကဈေးတိုးခေါ်တယ်။နောက်ထပ်လေလံဆွဲသူတယောက်ကလည်းဈေးထပ်တိုးတယ်။ Marcus ကထပ်ပြီးဈေးတိုးလိုက်ပြန်တယ်။ Blake ကတော့သူများကသူ့ပကံနဲ့အစားအစာတွေထည့်ပေးနေတာကိုကြည့်ပြီးပြုံးစီးစီးဖြစ်နေတဲ့ကလေးလိုပဲ။အဲ့ဒီနောက် Mr. Alvarez ကကျွန်တော်ရဲ့လေလံဆွဲတဲ့ဆိုင်းဘုတ်ကိုမြှောက်ပြလိုက်တယ်။လေလံမှုကလှမ်းညွန်ပြပြီးနံပါတ်17ခုနဈေးကန်းလန်းထားတယ်လို့အော်ပြောလိုက်တယ်။ Marcus ကနောက်ကိုလှည့်ကြည့်လာတယ်။သူကျွန်တော်ကိုတော့မမြင်နိုင်ပါဘူး။သူမြင်လိုက်ရတာကအေးဆေးတည်ငြိမ်ပြီးဘာခံစားချက်မှဖော်ပြခြင်းမရှိတဲ့တက်ကြီးပိုင်းအမျိုးသားတယောက်ကိုပဲဖြစ်တယ်။သူဈေးထက်တိုးခေါ်ပြန်တယ်။ကျွန်တော်က Mr. Alvarez ကိုပို့တိုးခေါ်ဖို့ပြောလိုက်တယ်။လေလံမှုရဲ့အတန်ကပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာတယ်။တခန်းလုံးလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။လူတွေကအစပိုင်းမှာတော့ပေါ့ပေါ့ပါပါလှည့်ကြည့်ကြပေမဲ့နောက်တော့စိတ်ဝင်စားနဲ့ဖြစ်သွားကြတယ်
ချမ်းသာတဲ့လူတွေပတ်စံဖြုံးတာကိုဘယ်သူမှစိတ်မဝင်စားကြပါဘူးသူတို့စိတ်ဝင်စားတာကချမ်းသာတဲ့လူတယောက်လူပုံအလဲမှာအငင်းခံလိုက်ရတဲ့အခိုက်အတန့်မျိုးပဲဘလိတ်တယောက်မပြုံးနိုင်တော့ဘူးမာကတ်ကဒီတခါတော့လက်ကိုလေထဲမှာရမ်းပြပြီးပိုပြင်းပြင်းထန်ထန်ဈေးထက်တိုးလိုက်တယ်ကျွန်တော်ကလည်းပြန်ပြီးဈေးတိုးလိုက်တယ်နိုင်အိုမီကလက်တော့ထဲကနေတက်ပြင်းချလာတယ်သူကဒါကတကယ်တွက်ချင်မကိုက်တဲ့ယင်းနှိမ့်နှံမှုပဲလို့ပြောတော့ကျွန်တော်ကဒါကယင်းနှိမ့်နှံမှုမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်သူကလည်းအဲ့ဒါကသူ့ကိုပို့ပြီးစိတ်မသက်မသာဖြစ်စေတယ်လို့ပြောတော့ကျွန်တော်ကဒါကမွေးနေ့ကတစ်ခုပဲလို့ပြန်ပြောလိုက်တယ်ထုတ်လွှင့်မှုဗီဒီယိုထဲမှာတော့ Blake က Victoria ကိုတစ်ခုခုကပ်ပြောနေတယ် Victoria ကပြုံးပြီးသူ့လက်ကိုပုတ်ပေးလိုက်ပေမဲ့မျက်လုံးတွေကတော့တင်းမာသွားတယ်ဒါကပထမဆုံးသိတာလာတဲ့အကြောင်းပဲ Marcus ကသူ့ကိုယ်စားလှယ်ဘက်ကိုကိုင်းပြီးပြောလိုက်တယ်နောက်ထပ်လေလံဈေးတစ်ခုတက်လာတယ်လေလံမှုဈေးနှုန်းကိုပြောလို့တော့မပြီးသေးခင်ကျွန်တော်ချက်ချင်းတုံ့ပြန်လိုက်တယ်ဧည့်သည်အနေငယ်ကခတ်တိုးတိုးရံမောလိုက်ကြတယ် Marcus ကိုရဲတာမဟုတ်ပါဘူးအခုထိတော့မဟုတ်သေးဘူးပေါ့ဒီအခြေအနေကိုသဘောကျလို့ရေကြတာဈေးကြီးတဲ့အခန်းတွေထဲမှာလူပုံအလဲအဆက်ကွဲခြင်းကအဲ့ဒီလိုပဲစတင်လေးရှိတယ်တိတ်တဆိတ်နဲ့ရင်ရင်ကြေးကြေးလေးပေါ့လူတိုင်းကအဲ့ဒါကိုသဘောမကျဟန်ဆောင်နေကြတယ် Marcus ကနောက်ဘက်စီကိုထပ်ပြီးလှည့်ကြည့်လာတယ်ဒီတခါတော့သူ့မေးရိုးတွေတင်းနေတာမြင်ရတယ် Blake ရဲ့မျက်နှာတစ်ခုလုံးလည်းหนีရဲလာတယ်သူကအဲ့ဒါဘသူလဲလို့နှုတ်ခမ်းလှုပ်ယုံမေးနေတာကျွန်တော်မြင်လိုက်တယ်ဘသူမှပြန်မဖြေကြဘူးဈေးနှုန်းကတကယ်ဝယ်မဲ့စုဆောင်းသူ2ယောက်လက်လျှော့သွားတဲ့အထိမြင့်တက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကားတစ်စီးထက်ပိုတန်မိုးရှိပြီးတကယ်ဂုံတိတ်ခါပြန်ပွဲဖြစ်သွားတဲ့အထိဈေးနှုန်းတွေထိုးတက်သွားခဲ့တယ် Marcus ကနောက်ဆုံးလေလံဈေးတစ်ခုကိုခေါ်လိုက်တယ်ဒါကတကယ်ကိုအကြီးတန်းတဲ့ကိစ္စပဲငွေကြေးရပျက်စီးသွားတာမျိုးမဟုတ်ပေမဲ့တိတ်ခါပိုင်းရအထိနာစေတယ်သူက Blake ရဲ့မွေးနေ့အိမ်မက်ကိုကာကွယ်ပေးဖို့အတွက်အရန်ကိုအစွန်းရောက်သွားခဲ့ပြီကျွန်တော်စခရင်ကိုကြည့်လိုက်တယ်အဲ့ဒီနောက်ကျွန်တော်ကတသန်းထပ်တိုးလိုက်တယ်နိုင်အိုမီကမျက်လုံးတွေကိုမှိတ်လိုက်တယ်သူကဒါကသေးသိမ်နဲ့လှုပ်ရက်ပဲလို့ပြောတော့ကျွန်တော်ကဒါကအထီရောက်ဆုံးပဲလို့ပြန်ပြင်ပေးလိုက်တယ်တခန်းလုံးတိတ်ဆိတ်သွားတယ်လေလံမှုကဈေးနှုန်းကိုထပ်ပြီးရွတ်ပြလိုက်တယ် Marcus ကဘာမှမလုပ်ရှားတော့ဘူး Victoria ရဲ့အပြုံးကဆက်ရှိနေသေးပေမဲ့ဒါကသူဒီလိုအခြေအနေမျိုးတွေအတွက်မှန်ရှိမှအထက်ထက်လေ့ကျင့်ထားခဲ့လို့ပဲဖြစ်လိမ့်မယ် Blake ကမယုံကြည်နိုင်တဲ့မျက်နှာပေးနဲ့ Marcus ဘက်ကိုလှည့်ကြည့်လိုက်တယ်မင်းသားလေးကကစားစရာရမယ်လို့ဂရီပေးခံထားရတာလေအခုတော့အဲ့ဒီကစားစရာကိုအလူခံလိုက်ရပြီတစ်ချိန် Blake ကအရှိကိုတိုးထိုင်လာတယ်နှစ်ချိန်ဆိုတော့ Marcus က Mr. Alvarez ကိုနာကြီးမှုတွေအပြည့်နဲ့စိုက်ကြည့်နေပြီးလေလံဆွဲသူဘယ်သူလဲဆိုတာကိုသိချင်နေပုံရတယ်နံပါတ်7ခွန်ကိုရောင်းချလိုက်ပါပြီဆိုပြီးလေလံတူထုလိုက်တယ် Blake ကချက်ချင်းထရလိုက်တယ်သူ့ရဲ့ကလထိုင်ကပြောင်ချောနေတဲ့ကျမ်းပြင်ပေါ်မှာအတန်ကျဲကြီးနဲ့ဆွဲသွားတယ်လူတော်တော်များများလှည့်ကြည့်လာကြတယ်တယောက်ယောက်ကဖုန်းကိုမြှောက်လိုက်တယ်အဖေလို့ Blake ကအော်ပြောလိုက်ပြီးတခန်းလုံးကြားလောက်တဲ့အထိမကျဲပေမဲ့သူတို့နောက်ကလူတွေကြားလောက်တဲ့အထိတော့ကျဲတယ်သူကအဖေဖြေရှင်းပြီးပြီလို့ပြောခဲ့တယ်မဟုတ်လားဆိုတော့ Marcus ကသူ့လက်ကဝတ်ကိုလှမ်းဆွဲလိုက်တယ်ပြီးတော့ပြန်ထိုင်ဖို့ပြောတယ်သူကအဲ့ဒီကားကိုလိုချင်တယ်လို့ပြောတော့ Victoria ကနူးညံ့ပြီးတတိပေးတဲ့အပြုံးနဲ့ Blake ဘက်ကိုကိုင်းလိုက်တယ်ပြီးတော့ဒီနေရာမှာမဟုတ်ဘူးလို့ပြောလိုက်တယ်သူ့ဘဝတစ်ခုလုံးကလူတွေရှေ့မှာပဲဖြတ်တန်းခဲ့ပြီးအရာအလုံးကိုအလွယ်တကူလက်ထဲအရောက်ရခဲ့တာလေအခန်းတစ်ဖက်မှာတော့ Serena Vale ကမေးစိတ်လေးကိုလက်နဲ့ထောက်ပြီးကြည့်နေခဲ့တယ် Serena အကြောင်းကိုကျွန်တော်သိပါတယ်စီးပွားရေးသတင်းလောကတွေကလူတိုင်း Serena အကြောင်းကိုသိကြတာပဲလေသူ့မိသားစုကမီဒီယာကွန်ရက်တစ်ခု Digital သတင်းဌာနတော်တော်များများနဲ့ကောလာဟလတွေကိုပို့ပြီးကြီးထွားလာအောင်လုပ်နိုင်လောက်တဲ့အထိလူမှုကွန်ရက်ဩဇာအာဏာအပြည့်အဝရှိတယ်သူမကငယ်ရွယ်ပြီးကြော်ရှင်းလာပသလိုကုမ္ပဏီအမှုဆောင်တွေကိုချွေးပြန်သွားစေမဲ့မိကုံးမျိုးတွေမေးတတ်တာကြောင့်နာမည်ကြီးတယ်သူမရဲ့အကြည့်တွေက Blake စီကနေ Mr. Alvarez စီကိုရောက်သွားတာကိုဗီဒီယိုထဲမှာမြင်နေရတယ်ပြီးတော့လေလံပြားနံပါတ်စီကိုကြည့်တယ်ပြီးတော့ Victoria စီကိုပြန်ကြည့်တယ်တခြားလူတွေသတိမထားမိခင်မှာတင်သူမကပုံမှန်မဟုတ်တဲ့အရေးအယောင်ကိုအရင်ဆုံးသတိထားမိသွားတာပါကောင်းတာပေါ့နောက်ဆုံးကျရင်ကျွန်တော်တို့တက်သေးတွေလိုအပ်မှာပဲလေဒါပေမဲ့အခုတော့မဟုတ်သေးဘူးအဲ့ဒီအခန်းထဲကတယောက်မှဒါကျွန်တော်ဆိုတာမသိကြသေးဘူး Victoria နဲ့ Marcus ကလျှို့ဝှက်ဆန်းကျဲတဲ့လေလံဆွဲသူတယောက်လိုပဲမြင်နေကြတာ Blake ကတော့လူယူခံလိုက်ရတဲ့ကစားစရာတစ်ခုလိုပဲမြင်တယ် Serena ကတော့မေးခွန်းထုတ်စရာတစ်ခုလိုမြင်နေတယ်ကျွန်တော်ကတော့ပထမဆုံးမွေးနေ့လက်ဆောင်တံပြန်တက်ရောက်မှုကိုမြင်လိုက်ရတာပေါ့ Limitless Bank ကနေတဆင့်အဲ့ဒီကုမ္ပဏီနာမည်နဲ့ငွေပေးချေမှုကိုလှုပ်ဆောင်လိုက်တယ်ကျွန်တော်ရဲ့လျှို့ဝှက်အကောင့်တွေကိုဝင်လာတဲ့အကျိုးမြတ်ကအတန်မထွက်တဲ့မိုးကြိုးပစ်လိုက်သလိုပဲပြင်းထန်လွန်းတယ်ငွေတွေကနှစ်ဆတိုးသွားသလိုသူတို့ကိုအဆက်ခွဲလိုက်နိုင်တာကလည်းနှစ်ဆဖြစ်သွားတာပေါ့ဓာတ်ရိုက်လွှင့်တာပြီးသွားတဲ့အခါနာအိုမီကကင်မရာနားကိုပိုတိုးလို့ကြည့်လာတယ်သူမကကျွန်တော်ကိုကြည့်ရတာသဘောကျနေပုံပဲလို့ပြောတော့ကျွန်တော်ကလည်းကိုရင်းချက်အောင်နေနေတာပါလို့ပြန်ပြောပြီးမွေးနေ့ကိုဖျက်ဆီးခြင်းုံတက်နဲ့မလို့ပဲ Ferrari ဝယ်လိုက်တာလားလို့မေးတဲ့အခါအတိအကျပဲလို့ကျွန်တော်ပြောလိုက်တယ်ဒါကတိုးတက်လာတာလေးလို့ကျွန်တော်ပြောတော့သူမရီမောခြင်းမရှိခဲ့ပါဘူးဒါပေမဲ့သူမရဲ့နှကန်းတွေကတော့လှုပ်ရှားသွားခဲ့တယ်အဲ့ဒီညနောက်ပိုင်းမှာ Blake ကဘာမှတင်မထားခဲ့ဘူးအဲ့ဒါကိုကြည့်ပြီးသူတော်တော်လေးခံစားသွားရမှန်းကျွန်တော်သိလိုက်တယ်ဓာတ်ပုံလည်းမရှိဘူးဟန်ဆောင်အပြုံးလည်းမရှိဘူးကံကောင်းခြင်းတွေအကြောင်းရေးထားတဲ့စာတိုလေးလည်းမရှိဘူးတိတ်ဆိတ်မှုတတ်တတ်ပဲ Blake လိုလူစားမျိုးအတွက်တော့အခုလိုတိတ်ဆိတ်နေတာကနာရီအခမ်းအနားတစ်ခုလိုဖြစ်နေမှာပါနောက်တစ်မနက်မှာနေအိုမီကကျွန်တော်စီစာတစ်စောင်ပို့လာခဲ့တယ် Serena Vale ကလေလံဆွဲတဲ့ကုမ္ပဏီရဲ့ပိုင်ရှင်အချက်လက်ကိုစုံစမ်းခိုင်းထားတယ်တဲ့ကျွန်တော်အဲ့ဒီစာကို2ခေါက်လောက်ပြန်ဖတ်ကြည့်တယ်ပြီးတော့ကျွန်တော်ပြုံးမိသွားတယ် Serena တိသွားလို့မဟုတ်ပါဘူးသူမှမသိသေးပါဘူးဒါပေမဲ့ထက်မြက်တဲ့လူတစ်ယောက်ကကွယ်ဝှက်လှုပ်ထားတာကိုသတိထားမိသွားပြီလေကွယ်ရာကနေစောင့်ကြည့်နေတဲ့သူတွေကလှည့်မကြည့်သေးတော့အကွယ်ကာတွေကအသုံးဝင်နေအောင်ပါ Hawthorns မိသားစုကတော့ Ferrari လေလံပွဲကိုကန်ဆိုးမှုတစ်ခုလိုပဲတတ်မှတ်လိုက်ကြတယ်သူတို့ရဲ့စီးစိမ်ဥစ္စာအားလုံးကကျွန်တော်ရဲ့ကန်ဆိုးမှုတွေအပေါ်မှာအမြဲတမ်းတီမီနေတာကိုတွေးကြည့်ရင်အဲ့ဒါကတကယ်ကိုရာစရာကောင်းလာပါတယ်အလိုလိုက်ခံထားရတဲ့လူတွေထုံးစံအတိုင်းပဲ Blake ကလူပုံအလဲမှာအဆက်ရခဲ့တာကိုပြန်ပြီးဖြေဖြောက်လိုက်တယ်နာယီအစ်စ်တစ်လုံးဝယ်တယ်ပြီးတော့သူ့ကိုမနာလိုတဲ့သူတွေအကြောင်းရေးပြီးအားကစားခန်းမကပုံတပုံကိုတင်လိုက်တယ်ပြီးတော့မြို့တော်ရဲ့အထက်တန်းလွှာတွေရှေ့မှာကန်သက်ထုတ်လုပ်ထားတဲ့ Ferrari ကိုဆုံးရှုံးလိုက်ရတာဟာဘဝအတွက်သင်ခန်းစာတစ်ခုရလိုက်တာပါဆိုပြီးဟန်ဆောင်နေခဲ့တယ် Marcus ကတော့ဝန်ထမ်းတွေကိုဒေါသပုံချပြီးစိတ်အပန်းဖြေခဲ့တယ် Victoria ကတော့ပိုပြီးပြုံးရွှင်နေပြလိုက်တယ်အဲ့ဒီနောက်မှာတော့ကန်နာပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရောက်လာ
လာခဲ့တယ်။ Sterling Atlas ကတောက်ပတဲ့တရုတ်ဖော်ပုံတွေကောင်းမွန်တဲ့စကားပြောတွေနဲ့စီမံကိန်းကိုမိတ်ဆက်ခဲ့တယ်။တကယ်တဘာဝတရားတွေကိုဖယ်ရှားပစ်ပြီးလူချမ်းသာတွေစိတ်ကူးရင်တဲ့တဘာဝပတ်ဝန်းကျင်ပုံစံတူမော်ဒယ်ရှိမှာ Victoria ကရက်နေခဲ့တာပါ။အပန်းဖြေစကန်တီးတန့်ဗီလာတွေဇိမ်ခံအယောင်းဆိုင်တွေတင်မောစိတ်တစ်ခုကျမ်းမာရေးစပါးရှမ်ပိန်တွေလာမပို့ခင်ဆက်ကြားမှာရိုးရှင်းတဲ့ခန်းစားချက်ကိုခန်းစားခြင်းတဲ့လူတွေအတွက်တိတ်ဆိတ်တဲ့လမ်းလျှောက်လမ်းလေးတွေလည်းပါတယ်။ပြဿနာကတော့အဲ့ဒီမြေနေရပဲ။မြေကွက်ငယ်လေးတစ်ခုကစီမံကိန်းဆောင်ရဲ့အလဲဗဟိုမှာရှိနေခဲ့တာ။ကြီးမားတော့မဟုတ်ဘူး။လူအများသတိထားမိလောက်အောင်ထင်သာမြင်သာရှိတာလည်းမဟုတ်ပြန်ဘူး။ဒါပေမဲ့လုံးဝလိုအပ်နေတာမျိုးပါ။ဒီမြေကွက်မရှိရင်စီမံကိန်းပုံစံငယ်တစ်ခုလုံးကအလဲကောင်ကနေအကိုက်ခံထားရတယ်လို့ဖြစ်နေလိမ့်မယ်။ဒီအချက်ကိုနေအိုမီကအရင်ဆုံးတွေ့သွားတာပါ။ကျွန်တော်တို့မနက်ခင်းဖုန်းပြောကြတဲ့အချိန်မှာသူကကျွန်တော်တော်ဟာဝယ်ယူမှုမပြီးခင်ကတည်းကကြွားလုံးထုတ်နေခဲ့တယ်လို့ပြောတယ်။တကယ်ကိုရဲတင်းလုံးပြီးပေါ့ဆရာကြားကြောင်းနဲ့အဲ့ဒီလိုရဲတင်းလုံးတာကိုသူသဘောကျဆုံးပဲလို့လည်းပြောပါသေးတယ်။ပြီးတော့အဲ့ဒီမြေကွက်ကအရှုပ်ရှင်းကင်းရောင်းချင်တဲ့မိသားစုရဲ့ယုံကြည်အပ်နှံမှုအဖွဲ့ပိုင်မြေကွက်ဖြစ်နေတာပါ။ Victoria နဲ့ Marcus တို့ကအဲ့ဒီမြေကွက်ကို Sterling Atlas ကပဲရလိမ့်မယ်လို့တွေးထားကြတာ။သူတို့ကယင်းနှိမ့်မြုံနှံသူတွေကိုတီးတန့်နေလေစာစားပွဲအတွက်ဖိတ်ကြားပြီးသားတောင်ဖြစ်နေပြီ။စီမံကိန်းဒီဇိုင်းပုံစံတွေကိုတော့ပြင်ဆင်ပြီးသွားကြပြီလေ။ Marcus ဆိုရင်မျိုးတော်ကအဆက်အသွယ်တွေစီဖုန်းတောင်ဆက်ထားပြီးပြီလို့ Naomi ကပြောတယ်။သူကအဲ့ဒါကိုရန်လိုတဲ့ယင်းနှိမ့်မှုမျိုးလို့တင်စားပြီးဖိအားပေးတာလို့ဆိုလိုတာပါ။ဖိအားရှိရင်အခွင့်အလမ်းရှိတာပဲလေကျွန်တော်ကပထမတော့ကုမ္ပဏီတစ်ခုကိုသုံးပြီးဘေးပတ်လေကမြေကွက်တွေကိုအရင်ဝယ်လိုက်တယ်ပြီးမှတခြားကုမ္ပဏီတစ်ခုကိုသုံးပြီးဒီအထီးကကြတဲ့မြေကွက်ကိုလေလံဆွဲလိုက်တယ်ဈေးနှုန်းကတော့အမြန်ပဲတက်သွားခဲ့တာပေါ့မာကတ်ကတီးတန့်ညှိနှိုင်းမှုနဲ့ပြီးသွားအောင်စူးစမ်းခဲ့သေးတယ် Victoria ကိုယ်တိုင်လည်းဖုန်းဆက်ပြီးပြောခဲ့တယ်မြို့တော်ကအတိုင်ပင်ခံတယောက်ဆိုရင်အများပြည်သူအကျိုးအတွက်ရောင်းချသူအနေနဲ့ Sterling Atlas ကိုပဲဦးစားပေးစဉ်းစားသင့်တယ်လို့အရေးမွက်တောင်ပြောခဲ့သေးတာဒါပေမဲ့ရောင်းချသူကတော့လက်ငင်းငွေသားကိုပဲစဉ်းစားခဲ့တယ်ငွေသားပဲအနိုင်ရသွားတာပေါ့အများတန်းလည်းဒီလိုပဲဖြစ်နေကြပါပဲကျွန်တော်ကုမ္ပဏီကအဲ့ဒီမြေကွက်ကိုရသွားတဲ့အချိန်မှာကျွန်တော်ကအိမ်နေရင်ဘောင်းမီဝတ်ပြီးဂျုံဘူးတွေကခောက်ဆွဲကိုစားရင်အခန်းထဲကစပွဲမှာထိုင်နေခဲ့တာ Limitless Bank ကငွေပေးချေမှုကိုလှုပ်ဆောင်ပေးခဲ့တယ်အမျက်ငွေတွေကစနစ်ထဲကနေတဆင့်ပြန်ဝင်လာတယ်ကျွန်တော်အကောင့်ထဲမှာငွေတွေတိုးလာချိန်မှာ Marcus ရဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေကတော့မျက်တောင်တောင်မခတ်နိုင်ပဲဖြစ်နေကြတော့ပြီအဲ့ဒီနေ့လယ်ပိုင်းမှာပဲ Sterling Atlas ကယင်းနှိမ့်မြုံနှံသူတွေစီမံကိန်းတင်ပြပွဲကိုဆက်လုပ်ခဲ့တယ်။အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်နောက်မှပြန်ကြည့်ခဲ့တာပါ။ Victoria ကခရင်မြောင်ဝတ်စုံကိုဝတ်ပြီးတောက်ပနေတဲ့ကမ်းနားစီမံကိန်းပုံစံငယ်ဘေးမှာရပ်နေခဲ့တယ်။ Marcus ကတော့မျက်နှာပြင်ဘေးနားမှာရပ်နေတာပေါ့။ Blake လည်းတက်ရောက်ခဲ့ပြီးအဲ့ဒါကတော့ပုံစံငယ်ဘေးနားမှာရပ်နေတာကိုပဲစီးပွားရေးအတွေ့အကြုံရှိတယ်လို့တယောက်ကသူ့ကိုပြောထားပုံရလို့ပါပဲ။ Victoria ကအစပိုင်းမှာတကယ်ကိုကောင်းကောင်းမွန်မွန်စတင်ခဲ့တယ်။သူကအမွေအနှစ်လူမှုအတိုင်းဝိုင်းရေရှည်တည်တတ်တဲ့ဇင်ခံမှုဆိုတဲ့စကားလုံးတွေနဲ့တခြားတန်ဖိုးကြီးပုံရတဲ့စကားလုံးတွေကိုသုံးပြီးပြောသွားခဲ့ပေမဲ့အဲ့ဒီအခန်းထဲကဘယ်သူမှအဲ့ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုမမေးကြပါဘူး။အဲ့ဒီနောက်ယင်းနှိမ့်မြုံနှံသူတယောက်ကလက်ထောင်ပြီးမေးတယ်။အတွင်းထဲကမြေကွက်ကိုရထားပြီးပြီလားလို့မေးတဲ့အချိန်မှာ Victoria ရဲ့အပြုံးကပြတ်မသွားခဲ့ဘူး။ Marcus ကရှေ့ကိုတိုးလာပြီးနောက်ဆုံးအသေးစိတ်အချက်လက်တွေကိုလှုပ်ဆောင်နေပါတယ်လို့ဖြေခဲ့တယ်။အဲ့ဒါကမရသေးဘူးလို့ဆိုလိုတာပါ။ပြီးတော့နောက်ထပ်ယင်းနှိမ့်မြုံနှံသူတယောက်ကပုံစံငယ်ပေါ်ငုံကြည့်ပြီးလိုအပ်နေတဲ့မြေကွက်ကိုညွှန်ပြခဲ့တယ်။တကယ်လို့အဲ့ဒီမြေကွက်ကိုတခြားပြင်ပလူတယောက်ကပိုင်ဆိုင်ထားမယ်ဆိုရင်ဝင်ထွက်မဲ့လမ်းကြောင်းတွေပြောင်းလဲသွားလိမ့်မယ်။စောက်လုပ်ရေးလုပ်ငန်းခွင်နေရာချထားမှုတွေပြောင်းလဲသွားလိမ့်မယ်။တင်မောစိတ်ကန်းစီမံကိန်းလည်းပြောင်းလဲသွားလိမ့်မယ်လို့ပြောတဲ့အခါ Marcus ကသူ့ဖက်နှက်ကိုအစော်ကားခံရတယ်လို့မျိုးပြုံးလိုက်ပြီးသူတို့ကအိမ်ချမ်းမြေလုပ်ငန်းကိုဆယ်စုနှစ်ချီလုပ်ကင်လာတာဖြစ်လို့ဘာမှစိုးရိမ်စရာမရှိပါဘူးလို့ပြောခဲ့တယ်။တကယ်တော့သူစိုးရိမ်နေတာပါ။ဘာလို့လဲဆိုတော့သူသုံးလိုက်တဲ့လေတံကတထေးကြီးတွေသူတို့စီမှာမီးလောင်နေတာကိုလူတွေမရိပ်မိစေချင်တဲ့အခါသုံးလေးရှိတဲ့လေတံမျိုးဖြစ်နေလို့ပါ။ Victoria ကပုံစံငယ်ပေါ်လက်တစ်ဖက်တင်လိုက်ပြီးစီမံကိန်းကတော့တတ်မှတ်ထားတဲ့အချိန်စရာအတိုင်းအပြည့်အဝရှိနေသေးပါလို့ပြောတယ်။အဲ့ဒီအချိန်ဟာသူဂတိအလွန်ကြုံပေးလိုက်တဲ့အချိန်ပါပဲ။ယင်းနှိမ့်မြုံနှံသူကခေါင်းကိုဖြည်းဖြည်းချင်းညှိပြတယ်။မယုံကြည်သေးပါဘူး။အပြင်မရောက်ခင်အထိတခြားတယောက်စီဖုံးမဆက်ပဲအောင်အီးပြီးစောင့်နေတဲ့ယဉ်ကျေးမှုမျိုးပါပဲ။အခန်းထဲမှာတိုးပြောတန်တွေစထွက်လာတယ်။ Serena Vale လည်းအခန်းနောက်နားမှာရေတစ်ခွက်ကိုကင်ပြီးပုံစံငယ်ကိုကြည့်ရင်ရှိနေခဲ့တာသူ့ရဲ့အကြည့်ကလိုအပ်နေတဲ့မြေကွက်စီရောက်သွားတယ်အဲ့ဒီနောက် Marcus စီရောက်သွားတယ်ပြီးတော့ Victoria ရဲ့လက်သေးလှလှလေးတွေနဲ့ပြဿနာကိုဖုံးကွယ်ထားနိုင်မလို့မျိုးပုံစံငယ်ပေါ်တင်ထားတဲ့လက်စီကိုအကြည့်ကရောက်သွားခဲ့တာပါသူက Ferrari လေးလံဆွဲတဲ့သူနဲ့ဒီမြေကွက်ဝယ်တဲ့သူကဆက်ဆက်မှုရှိနိုင်တယ်ဆိုတာကိုရိပ်မိနေခဲ့တယ်ဒါပေမဲ့အဲ့ဒါကျွန်တော်ဆိုတာကိုတော့ तू မသိသေးဘူးကောင်း Hawthorne မိသားစုလည်းမသိကြသေးဘူးပို့လို့တောင်ကောင်းသေးတယ်ညနေပိုင်းရောက်တော့စီးပွားရေး blog အသေးလေးတွေမှာဒီသတင်းတွေစပြီးတက်လာခဲ့တယ်Sterling Atlas ရဲ့ကမ်းနားစီမံကိန်းဟာမြေကွက်ပြဿနာနဲ့ရင်ဆိုင်နေရတယ်။ယင်းနှိမ့်မြုံနှံသူတွေကလည်းဝယ်ယူမှုမသေးချာမရေရာဖြစ်နေတာနဲ့ပတ်သက်ပြီးမေးခွန်းထုတ်နေကြတယ်။အမီမဖော်လို့တဲ့ဝယ်ယူသူကအပန်းဖြေစကန်ဝင်ထွက်မဲ့လမ်းကိုပိတ်ဆို့ထားတယ်။အမီမဖော်လို့တဲ့ဝယ်ယူသူတဲ့ကျွန်တော်အဲ့ဒီအခေါ်အဝေါ်ကိုသဘောကျမိတယ်။နောက်တနေ့မနက်မှာ Blake ကမိသားစုအားကစားခန်းမကနေဓာတ်ပုံတင်ပြီးကိုယ့်နာမည်ကိုဖုံးကွယ်ထားတဲ့သူတွေဟာလူသူရဲကောင်းတွေပဲလို့စာရေးထားခဲ့တယ်။ကျွန်တော်ဆိုရင်သူတစ်ပါးစီကလူယူထားတဲ့ကုမ္ပဏီနောက်ွယ်မှာပုံနေတဲ့သူတွေအနေနဲ့တခြားသူတွေကိုမဝေဖန်ခင်အရင်ဆုံးကိုပြန်ဆန်းစစ်တင်တယ်လို့မှတ်ချက်ပေးမိတော့မလို့ပဲ။ဒါပေမဲ့ကျွန်တော်မလုပ်ခဲ့ပါဘူး။စိတ်ကိုထိန်းချုပ်နိုင်တာကကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပါပဲ။စိတ်ပြက်စရာကောင်းပေမဲ့အသုံးဝင်ပါတယ်။မြေကွက်ဝယ်ယူမှုကကျွန်တော်ကိုဒုတိယအကြိမ်အနိုင်ရစေခဲ့ပေမဲ့ပထမဆုံးအကြိမ်ခေါင်းကိုက်စရာကိုလည်းပေးခဲ့တယ်။မြေပိုင်ဆိုင်ရတာကနိုင်တလုံးပိုင်ဆိုင်ရတယ်လို့မဟုတ်ဘူးလေ။အဲ့ဒါကိုအန်ဆွဲတဲ့ထည့်ထားပြီးကိုယ့်ရဲ့ကလဲစားချေမှုကိုထိုင်ကြည့်ပြီးသဘောကျနေလို့မရဘူး။အခွန်တွေထိမ့်သိမ်းခတွေမြေအသုံးချမှုဆိုင်ရာမေးခွန်းတွေဥပဒေကြောင်းအရအကြောင်းကြားစာတွေနဲ့ပတ်ဝန်းကျင်ထိမ့်သိမ်းမှုဆိုင်ရာစစ်ဆေးမှုတွေရှိနေခဲ့တာ။နာအိုမီကတကားကိုတောင်ပိတ်ထားလို့ရလောက်အောင်ထူထဲတဲ့စာရွက်စာတမ်းဖိုင်တွဲကြီးကိုပို့ပေးခဲ့တယ်။သူကဂုံယူပါတယ်လို့ပြောပြီးမင်းရဲ့ကလဲစားချေမှုမှာစာရွက်စာတမ်းအလုပ်ရှုပ်စရာတွေရှိလာပြီလို့ပြောတယ်။ကျွန်တော်ကအဲ့ဒီစကားကိုမုန်းတယ်လို့ပြန်ပြောတော့သူကမုန်းတင်တာပေါ့။စာရွက်စာတမ်းတွေကတထေးတွေကိုဖြည်းဖြည်းချင်းသွေးထွက်တန်ရုပ်ဖြစ်အောင်လုပ်တဲ့နည်းပဲလို့သူကပြန်ပြောခဲ့တယ်။သူပြောတာမှန်ပါတယ်
ပထမဆုံးအချိန်အနေနဲ့ပတ်စံက PR တွေကိုဝယ်ယူနိုင်ပေမဲ့အဲ့ဒီ PR တွေကိုစီမံခန့်ခွဲဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်နားလည်သွားခဲ့တယ်တကယ်လို့ကျွန်တော်ကမစင်မချင်းဝယ်ယူခဲ့မယ်ဆိုရင်ပိုင်ဆိုင်မှုတွေကပျက်စီးသွားနိုင်တယ်ပြီးတော့ Sterling Atlas ကအမြန်ကြီးပြိုလဲသွားရင်ကျွန်တော်ပြန်လိုချင်တဲ့ကုမ္ပဏီကိုပါဖျက်ဆီးမိတယ်လို့ဖြစ်သွားလိမ့်မယ်အဲ့ဒါကကိုကိုတိုင်းပြန်နေထိုင်မဲ့အိမ်ထဲမှာနေအမဲလိုက်ရတဲ့အားနည်းချက်ပါပဲနိုင်ငံတိုင်းကိုတော့မီးရှို့ပစ်လို့မရဘူးလေဒါပေမဲ့လည်းယင်းနှိမ့်မြုပ်နှံသူတွေရဲ့စိုးရိမ်မှုကကျွန်တော်ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာစေခဲ့ပါတယ် Sterling Atlas ရဲ့ stock share ဈေးနှုန်းကျဆင်းသွားခဲ့တယ်အများကြီးတော့မဟုတ်ဘူးလုံလောက်တဲ့ပမာဏပါပဲကျွန်တော်တိတ်တဆိတ်ဝယ်ယူခဲ့တယ်ကုမ္ပဏီတစ်ခုကနေတစ်ဆင့်နည်းနည်းချင်းစီဝယ်တယ်တခြားတစ်ခုကနေလည်းနည်းနည်းစီထပ်ဝယ်တယ်တစ်ချိန်ကအမိုက်ပုံးပေးမှာအိတ်ခဲ့ရတဲ့ကောင်လေးတစ်ယောက်နဲ့ဘယ်သူမှဆက်ဆက်တွေးတော့လို့မရနိုင်တဲ့ရန်ပုံငွေအဖွဲ့တစ်ခုကနေတစ်ဆင့်လဲနည်းနည်းချင်းစီဝယ်ယူခဲ့တာပါ Victoria နဲ့ Marcus တို့ကတော့လျှို့ဝှက်ဝယ်ယူသူကိုပဲအပြစ်တင်နေကြတယ်ပြိုင်ဘက်ရန်ပုံငွေအဖွဲ့ဖြစ်နိုင်တယ်ပေါ့ဒါမှမဟုတ်သူတို့ကိုငွေညှစ်ဖို့စူးစမ်းနေတဲ့သူတစ်ယောက်ဖြစ်နိုင်တယ်ဒါမှမဟုတ်လဲဇင်ခံအပန်းဖြေစခန်းဈေးကွက်ကပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်တယ်ပေါ့ကျွန်တော်ဖြစ်လိမ့်မယ်လို့တော့သူတို့လုံးဝမတွေးမိကြဘူးသူတို့အတွက်တော့ကျွန်တော်ကမရှိတော့တဲ့သူပဲလေတည်သွားပြီလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တနေရာမှာကြမ်းတိုက်နေတာမျိုးလည်းဖြစ်နိုင်တာပဲအလွန်ဆုံးရှိရင်တော့သူတို့ရဲ့မှတ်ဉာဏ်တွေကနေပျောက်ကွယ်သွားတဲ့လမ်းဘေးကြောင်တစ်ကောင်ပေါ့အဲ့ဒီကြောင်မှာအဆွဲရှိနေပြီဆိုတာကိုသူတို့မသိခဲ့ကြဘူးအဲ့ဒီကြောင်ကနေကြားတစ်ကောင်အဖြစ်ကြီးထွားလာနေပြီဆိုတာကိုပိုလို့တော့မသိကြတာပေါ့အဲ့ဒီနောက်နေအိုမီကနောက်ထပ်တိုက်ခိုက်ရမယ့်အချက်ကိုဖုံးဆက်ပြောလာတယ်သူကအရေးပေါ်ရင်းနှီးမြှုပ်နှံသူတွေရဲ့အစည်းအဝေးရှိတယ်လို့ပြောတယ် Sterling Atlas ရဲ့အစည်းအဝေးဖြစ်ပြီးလာမယ့်အပတ်မှာလုပ်မှာပါကျွန်တော်ကမြေကွက်စာရွက်စာတမ်းတွေကိုကြည့်နေရကနေမော့ကြည့်လိုက်ပြီးအများပြည်သူတက်ရောက်လို့ရလားလို့မေးတော့သူကတီးတန့်အစည်းအဝေးဖြစ်ပေမဲ့ရှယ်ယာရှင်တွေအနေနဲ့တက်တည်ကန်အထောက်ထားအပြည့်စုံနဲ့တက်ရောက်နိုင်တယ်လို့ပြန်ပြောတယ်ပြီးတော့ကျွန်တော်ဇပွဲပေါ်ကမိဘတွေရဲ့ဓာတ်ပုံဟောင်းကိုကြည့်လိုက်မိတယ်ဒီကုမ္ပဏီကသူတို့ပိုင်ခဲ့တာပါဒီအဆောက်အအုံကလည်းသူတို့ပိုင်ခဲ့တာကျွန်တော်အထဲကိုမဝင်ဖြစ်ခဲ့တာကကျွန်တော်ရဲ့စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်မှာစိုးလို့ပါဒါပေမဲ့အချိန်တန်ပြီလေနောက်ွယ်ကဝယ်ယူသူကဘယ်သူလဲဆိုတာကိုကျွန်တော်ထုတ်မပြသေးဘူးကျွန်တော်ရဲ့တကယ်ဖဲချက်ကိုလည်းချပြအောင်မှာမဟုတ်ဘူးကျွန်တော်ကတာမန်လူတစ်ယောက်အနေနဲ့ပဲဝင်သွားမှာပါနောက်ရှက်သူတစ်ယောက်ပေါ့ခုံတလုံးစာပဲပိုင်ဆိုင်တဲ့ရှယ်ယာရှင်လေးတစ်ယောက်အနေနဲ့ပေါ့ပြီးတော့မြေအောက်ခန်းကတကားပွင့်လာတဲ့အချိန်မှာ Victoria ရဲ့မျက်နှာကိုကျွန်တော်မြင်ချင်သေးတယ် Sterling Atlas ရဲ့ရုံးချုပ်ကကျွန်တော်မှတ်မိနေတဲ့ပုံစံနဲ့တူပြီးဘာမှမတူတယ်လို့မျိုးလဲခံစားရစေတယ်ဝမ်းနဲ့ပူဆွေးမှုကအဲ့ဒီလိုမျိုးလောက်တက်တာပဲလေခွင့်ပြုချက်မတောင်းပဲအဆောက်အုံတွေကိုပြောင်းလဲပစ်တတ်တယ်အဲကန်ထဲမှာတော့မြင်မာတဲ့မှန်တဲ့ရန်တွေအဖြူရောင်ကြောက်ပြားချမ်းပြင်နဲ့အဲဂျိုကောင်တာနောက်ွယ်ကငွေရောင်လိုကိုကြီးရှိနေတော့မယ်ကျွန်တော်အဖေကကျွန်တော်ပခုံးပေါ်လက်တင်ပြီးအဲ့ဒီအဲကန်တွေကိုအတူတူဖျက်လျှောက်ဖူးတယ်ဝန်ထမ်းတွေကခြေလမ်းအနေငယ်တိုင်းမှာသူ့ကိုနှုတ်ဆက်ကြပြီးသူကလည်းသူတို့ရဲ့နာမည်တွေကိုမှတ်မိနေတတ်တာအရာရှိတွေတည်းမကပါဘူးလုံခြုံရေးဝန်ထမ်းတွေလက်ထောက်တွေရင်မောင်းတွေပြင်ဓာတ်လေကားဘေးကပန်းအိုးတွေတဲ့ပန်းလဲပေးတဲ့သူတွေကိုပါမှတ်မိတာပါမာကတ်ကတော့နှစ်တွေအကြာမှာအဲ့ဒီအဲကန်ကိုဖျက်လျှောက်တဲ့အခါလူတိုင်းကိုဖက်နှက်စီးထားတဲ့ပရိဘောဂတွေလိုပဲသဘောထားခဲ့တာကျွန်တော်အထဲကိုမဝင်ခင်မှာလဲပတ်နေတဲ့မှန်တကားကြီးရဲ့အပြင်ဘက်မှာ10မိနစ်နီးပါးလောက်ရက်နေခဲ့တယ်မှန်ပေါ်မှာပေါ်နေတဲ့ကျွန်တော်ရဲ့ပုံရိပ်ကပြန်ပြီးစိုက်ကြည့်နေတယ်လို့ပဲနတ်မောင်တဲ့ဝစ်စုံတက်ရက်တဲ့သပင်ပုံစံနဲ့တည်ငြိမ်နေတဲ့မျက်နှာပေါ့ဒါပေမဲ့ရင်ထဲမှာတော့တင်းကျပ်နေခဲ့တာပါဝင်လိုက်စမ်းပါလို့ကိုတိုးတိုးလေးပြောပြီးမင်းကဒီအဆောက်အုံထဲမှာစိုးရင်စိတ်ဝင်ခွင့်ရှိတဲ့အခွင့်အရေးကိုဝယ်ယူထားပြီးသားပဲလို့တွေးလိုက်တယ်ပြီးတော့ကျွန်တော်ရှောက်သွားတဲ့အချိန်မှာအဲ့ကျိုဝန်ထမ်းကမော့ကြည့်လာပြီးဘာကူညီပေးရမလဲလို့မေးတယ်သူ့ရဲ့လေတံကတန်ဖိုးကြီးအဆောက်အုံတွေမှာဝန်ထမ်းတွေကိုမင်းကအရေးပါတဲ့သူဟုတ်မဟုတ်မဆုံးဖြတ်ခင်ရင်ကြေးကြေးပြောဆိုတတ်အောင်တင် ကြားပေးထားတဲ့လေတံမျိုးပါပဲကျွန်တော်ကသူ့စီရှယ်ယာရှင်တက်တီကန်ကပ်ပြားကိုကမ်းပေးလိုက်တယ်သူ့ရဲ့မျက်လုံးတွေကတက်ဘလက်ပေါ်ရောက်သွားတယ်နောက်တစ်ခေါက်ထပ်ကြည့်တယ်ပြီးတော့သူ့ရဲ့နေဟန်ထားပြောင်းလဲသွားပြီးခဏလောက်စောင့်ပေးပါဦးမစ္စတာစတယ်လင်းလို့ပြောတယ်အဲ့ဒီအဲကန်ထဲမှာကျွန်တော်နာမည်ကိုပြန်ကြားရတာကတွေးထားတာထက်ပိုပြီးရင်ထဲထိခိုက်စေခဲ့ပါတယ်ဓာတ်လေကားတကာပွင့်သွားတယ်လက်ထောက်ကောင်မလေးတယောက်ကကျွန်တော်ကိုရင်းနှီးမြှုပ်နှံသူတွေအစည်းအဝေးလုပ်မဲ့အလွာစီခေါ်သွားပေးခဲ့တယ်ဝှစ်စုံပြေဝတ်ထားတဲ့သူတွေကကော်ဖီဇပွဲပေးမှရပ်ပြီးတိုးတိုးလေးစကားပြောနေကြတယ်လူတိုင်းကတည်ငြိမ်ပြီးချမ်းသာတဲ့ပုံစံရှိပေမဲ့မစိုးရိမ်တယ်လို့မျိုးဟန်ဆောင်နေရလောက်အောင်စိုးရိမ်ပူပန်နေကြတဲ့မျက်နှာပေးမျိုးရှိနေကြတာအဲ့ဒီနောက်ကျွန်တော်သူတို့ကိုတွေးလိုက်ရတယ်Victoria ကဗတင်းပေါင်နားမှာအမြဲတမ်းလိုပဲပြီးပြည့်စုံစွာရက်နေတယ် Marcus ကတော့စပွဲရှည်ကြီးပေးမှာဒရိုက်တာအဖွဲ့ဝင်2ယောက်နဲ့စကားပြောနေတာပေါ့ Blake ကတော့ဖုန်းကိုကင်ပြီးပြင်းကြီးညီးငွေ့စရာကောင်းတဲ့ပုံစံနဲ့နယံကိုမှီရက်နေတယ်စက္ကန့်ပိုင်းလောက်အထိတော့ဘယ်သူမှကျွန်တော်ကိုသတိမထားမိကြသေးဘူးအဲ့ဒီနောက် Blake ကမော့ကြည့်လာခဲ့တယ်သူ့မျက်နှာပြတ်သွားတယ်အဲ့ဒါကချိန်နှက်ဖို့ကောင်းလိုက်တာခဏလေးပါပဲပြီးတော့သူပြုံးလိုက်တယ်အနာကရင်းနှီးမြှုပ်နှံသူတွေကြားလောက်တဲ့အထိချိန်ဆတန်ကိုသူအကျယ်ကြီးပြောလိုက်ပြီးမြေအောက်ထပ်မှာအခု Wi-Fi ရနေပြီလားလို့မေးလိုက်တော့လူအတော်များများလှည့်ကြည့်လာကြတယ် Victoria ကသူ့အကြည့်နောက်ကိုလိုက်ကြည့်တယ်သူ့မျက်နှာအမူအရာကနည်းနည်းလေးပြောင်းသွားတာလူအများစုကသတိထားမိမှာမဟုတ်ပေမဲ့ကျွန်တော်ကတော့သတိထားမိတယ်သူ့အပြုံးတွေကဘယ်အပြုံးကအန်ရယ်ရှိလဲဆိုတာကိုကျွန်တော်နှစ်ပေါင်းများစွာလေ့လာခဲ့တာပါ Marcus ကနောက်ဆုံးမှလှည့်ကြည့်တယ်သူကကျွန်တော်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးတော့မှသူ့လက်ထောက်ကိုလှည့်ကြည့်လိုက်တယ်ပြီးတော့သူဒီမှာဘာလုပ်နေတာလဲလို့မေးတော့လက်ထောက်က tablet ကိုထပ်စစ်ပြီး Mr. Sterling ကအစုရှယ်ယာရှင်ဖြစ်စည်ရင်းသွင်းထားတယ်လို့ပြန်ပြောတော့ Blake ကရေးလိုက်ပြီးအစုရှယ်ယာရှင်ဟုတ်လားလို့မေးတယ်သူကဘာဝယ်ထားလို့လဲကူပွန်တစ်ခုနဲ့အိမ်မက်တစ်ခုလားလို့မေးတော့ရင်းနှီးမြှုပ်နှံသူတချို့ကယဉ်ကျေးတဲ့အနေနဲ့လိုက်ရကြတယ်တကယ်ရတာမဟုတ်ပါဘူးအာနာရှိတဲ့သူတွေနဲ့နီးစပ်အောင်နေခြင်းတဲ့အခါလူတွေလုံးလေးရှိတဲ့ပုံစံမျိုးပါကျွန်တော်မျက်နှာမှာဒေါသအပူရှိန်တွေတက်လာတာခံစားလိုက်ရတယ်မြေအောက်ခန်းထဲမှာ4နှစ်လောက်နေခဲ့ရတာကလူတစ်ယောက်ကိုလှောင်ပြောင်ခံရတဲ့အရာတာနဲ့အကျွမ်းတဝင်ရှိသွားစေနိုင်တာပေါ့သူငိုယိုခဲ့ရတဲ့ Ferrari ကိုဝယ်ခဲ့တာကျွန်တော်ဘာလို့သူ့ကိုပြောပြချင်ခဲ့တယ်သူမလိုချင်နေတဲ့မြေနေရာကကျွန်တော်လက်ထဲမှာရှိနေတာလို့ Victoria ကိုပြောပြချင်ခဲ့တယ်လျှို့ဝှက်အစီရင်ခံစာတွေထဲမှာသူချိန်ဆနေခဲ့တဲ့လျှို့ဝှက်ဆန်းကျဲတဲ့လေလံဆွဲသူကသူတို့နဲ့3ပွဲကျော်အကွာမှာမတ်တက်ရက်နေတယ်ဆိုတာကို Marcus ကိုပြောပြချင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး
စောစောစီစီဟိန်းဟောက်တဲ့ကြားကတားရီကော်စောပဲဖြစ်သွားတတ်တာကိုအဲ့ဒီအစားကျွန်တော်ပြုံးလိုက်တယ်ပြီးတော့ Blake ကိုတွေ့ရတာဝမ်းသာပါတယ်လို့နှုတ်ဆက်ပြီးမင်းကအတန်ကျဲတာကိုပဲအရေးကြီးတယ်လို့ထင်နေတော့မဲလားလို့မေးလိုက်တော့ရင်ကျေးတဲ့ရေတံတွေကဗတ်ပြောင်းသွားတယ်အများကြီးတော့မဟုတ်ပါဘူးဒါပေမဲ့လုံလောက်ပါတယ် Blake ရဲ့အပြုံးကတင်းမာသွားတယ် Marcus ကရှေ့ကိုတက်လာပြီးဒီစီဝေးကအတီပေါက်ရင်းနှီးမြုပ်နှံသူတွေအတွက်ပဲလို့ပြောတော့ကျွန်တော်ကစီစီရေးကပ်ပြားကိုစရင်သွင်းတဲ့စပွဲပေါ်တင်လိုက်ပြီးဒါဆိုတယောက်ယောက်ကဒီအခန်းကိုအတီပေါက်ကြီးလို့မမားရအောင်ကျွန်တော်ဝင်ထိုင်လိုက်တော့မယ်လို့ပြောလိုက်တော့တက်ကြီးရင်းနှီးမြုပ်နှံသူတယောက်ကသူ့လက်ထဲချောင်းဆိုးလိုက်တယ်လက်ထောက်ကတော့သူ့တက်ဘလက်ကိုတေးသေးချာချာကြည့်နေတယ် Victoria ကကျွန်တော်စီရှောက်လာပြီးလန်ဒန်လို့တိုးတိုးလေးခေါ်တယ်ဒါကမထင်မှတ်ထားစရာပဲလို့သူမကပြောတယ်ပျော့ပြောင်းတဲ့အတန်လူအများရှိနေရအနားမှာတက်သေးတွေရှိနေတာပေါ့ကျွန်တော်ကအန်တီဝမ်းသာလိမ့်မယ်လို့ထင်ထားတာလို့ပြောလိုက်ပြီးအန်တီကကျွန်တော်ကိုမိသားစုဝင်တယောက်လိုပြုစုပြောထောင်ခဲ့တာလို့လူတွေကိုအမြဲပြောလို့ရှိတယ်မဟုတ်လားလို့မေးလိုက်တယ်သူမရဲ့မျက်လုံးတွေလှုပ်ရှားသွားခဲ့တယ်မာကတ်ရဲ့မေးရိုးတွေတင်းမာသွားတယ် Blake ကနှာခေါင်းရှုံးလိုက်တယ်သူကမိသားစုဟုတ်လားလို့မေးပြီးမင်းကဝန်ထမ်းတွေကိုခြောက်လန့်နေလို့ဝိုင်းတိုလောင်ကန်းထဲမှာအိတ်ခဲ့ရတာမဟုတ်လားလို့ပြောလာတယ်အဲ့ဒါကတော့အမားတစ်ခုပဲအနီးနားကယင်းနှီးမြုပ်နှံသူတယောက်ကခေါင်းလဲကြည့်လာတယ် Victoria ရဲ့လက်ကသူမကင်ထားတဲ့ဖိုင်တွဲပေါ်မှာတင်းကျပ်သွားခဲ့တယ်ကျွန်တော် Blake ကိုကြည့်ပြီးခဏလောက်တိတ်ဆိတ်မှုကိုထားလိုက်တယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းပဲလို့ကျွန်တော်ပြောလိုက်ပြီးအဲ့ဒီမြေအောက်ခန်းမှာတောက်ခတ်ထားတာကိုတော့ကျွန်တော်မှတ်မိနေတယ်လို့ပြောလိုက်တယ်အခန်းထဲကလူတွေအံ့ဩပြီးအတန်တွေထွက်မလာခဲ့ကြပါဘူးတကယ်လက်တွေ့ဘဝကဇလန်းတွဲတွေလိုချက်ချင်းကြီးမဖြစ်သွားတတ်ဘူးလေဒါပေမဲ့စကားပြောတဲ့တော်တော်များများကတော့ရက်တန့်သွားခဲ့တယ်ကော်ဖီစပွဲနားကဒရိုက်တာအဖွဲ့ဝင်တယောက်ကသူ့ဖန်ခွက်ကိုချလိုက်တယ်မာကတ်ကဝင်ပြောလာတယ်ကျွန်တော်တို့မိသားစုအကြောင်းကိုဆွေးနွေးနေတာမဟုတ်ဘူးလို့သူကပြောတော့မဟုတ်ပါဘူးကျွန်တော်တို့ကုမ္ပဏီရဲ့တမိုင်းကြောင်းကိုဆွေးနွေးနေတာပါလို့ကျွန်တော်ပြန်ပြောလိုက်တယ်ပြီးတော့စပွဲရဲ့အဆုံးအနားမှာကျွန်တော်ဝင်ထိုင်လိုက်တယ် Blake ကသူ့ရဲ့မွေးနေ့ကိတ်မုတ်ပေါ်ကျွန်တော်ထိုင်ချလိုက်တယ်လို့မျိုးစိုက်ကြည့်နေခဲ့တယ် Marcus ကလုံခြုံရေးတွေကိုလှမ်းကြည့်လိုက်ပြီးမှစပွဲပေါ်ကဝန်ထမ်းကတ်ကိုသတိရသွားပြီးသူ့ကိုယ်သူထိန်းလိုက်တယ်အဲ့ဒီတုံဆိုင်သွားတဲ့အခိုက်အတန့်လေးကတကယ်ကိုလှပလွန်ပါတယ်အတန်ကျဲကျဲလောင်လောင်မရှိဘူးဆန်းဆန်းပြပြမရှိဘူးသူကျွန်တော်ကိုမောင်းထုတ်ဖို့သုံးခဲ့တဲ့စီးမြင့်တွေကအခုဒီအခန်းထဲမှာအလုံးမဖြစ်တော့ဘူးဆိုတာကိုသူသဘောပေါက်သွားတဲ့အခိုက်အတန့်ပေါ့အစည်းအဝေးစတင်ခဲ့တယ် Marcus ကဈေးကွက်ထဲကကောလာဟာလာတွေမြင်းနေရာကြန့်ကြာမှုတွေအခွင့်ကောင်းယူနှောက်ယှက်မှုတွေနဲ့အမည်မသိအဖွဲ့တွေရဲ့ဖိအားပေးမှုတွေအကြောင်းပြောပြနေခဲ့တယ်အမည်မသိအဖွဲ့တွေပေါ့အဲ့ဒါကတော့တည်ငြိမ်တဲ့အမူအရာနဲ့မျက်နှာဖုံးတွေအများကြီးဆွတ်ထားတဲ့ကျွန်တော်ပါပဲနောက်တစ်ယောက်က Victoria ပြောတယ်သူမကကုမ္ပဏီရဲ့တည်ငြိမ်မှုကိုချီးကျူးပြောဆိုသွားခဲ့တယ်သူမကအမွေအနှစ်တွေနဲ့တာဝန်ယူမှုတွေအကြောင်းပြောခဲ့တယ်သူမကအမွေအနှစ်လို့ပြောလိုက်တိုင်းခိုးယူထားတဲ့စာရွက်စာတမ်းတွေပေါ်ကသူမလက်မှတ်အောက်မှာရှိတဲ့ကျွန်တော်အဖေရဲ့လက်မှတ်ကိုပဲမြင်အောင်နေမိတယ်မေခွန်းပြုတဲ့အချိန်မှာကျွန်တော်လက်ထောင်လိုက်တယ်Marcus ကကျွန်တော်ကိုလှစ်လျူရှုထားခဲ့တယ်ကျွန်တော်ဘေးကတက်ကြီးရွယ်ကိုယင်းနှီးမြုပ်နှံသူကလှည့်ကြည့်လာပြီးဒီရှယ်ယာရှင်လူငယ်လေးမှာမေးခွန်းရှိတယ်လို့ပြောပေးခဲ့တယ်အဲ့ဒီတော့မှ Marcus ကကျွန်တော်ကိုကြည့်ရတော့တာပေါ့ကျွန်တော်အတန်ကိုတီတီငြိမ်ငြိမ်ပဲထားလိုက်တယ် Sterling မိသားစုရဲ့ယုံကြည်မှုရန်ပုံငွေတွေကအမွေဆက်ခံမှုနဲ့ဆက်နွယ်နေတဲ့အချို့သောပိုင်ဆိုင်မှုလွှဲပြောင်းမှုတွေကကျွန်တော်မိဘတွေတေဆုံးပြီးနောက်မှာဘာဖြစ်လို့ Hawthorne ထိန်းချုပ်မှုအောက်ကအဖွဲ့အစည်းတွေစီရောက်သွားခဲ့တာလဲဆိုတာကိုစီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ရှင်းပြပေးနိုင်မလားလို့ကျွန်တော်မေးလိုက်တဲ့အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်လူတိုင်းကအဲ့ဒီလုပ်ငန်းစဉ်တွေကိုနားလည်သွားကြလို့မဟုတ်ပါဘူးသူတို့နားလည်ဖို့လည်းမလိုပါဘူးသူတို့အမွေဆက်ခံမှုဆိုတာကိုကြားလိုက်ရတယ်သူတို့ Sterling ဆိုတာကိုကြားလိုက်ရတယ်သူတို့ Victoria ရဲ့အပြုံးတွေပြတ်သွားတာကိုမြင်လိုက်ရတယ် Marcus ကချက်ချင်းပဲတုံ့ပြန်ဖြေကြားခဲ့တယ်ဒါကအခုဆွေးနွေးမဲ့အစီအစဉ်နဲ့မသက်ဆိုင်ဘူးလို့သူကပြောတော့ကျွန်တော်ကလည်းသဘောတူတဲ့အနေနဲ့ခေါင်းငိတ်ပြလိုက်တယ်ဟုတ်တာပေါ့ခိုးယူထားတဲ့သမိုင်းကြောင်းတွေကအစီအစဉ်တကျရှိနေတာကိုမုံတီးလေးရှိတာပဲလေ Blake ကနေရန်ကနေတွန်းပြီးထလာကမင်းဒီကောင်လေးလို့ပြောတဲ့အချိန်မှာ Victoria ကသူ့လက်မောင်ကိုလှမ်းကင်ပြီးတားလိုက်တယ်သူမက Blake လို့ချိုသားသားနဲ့ပြက်သားသားခေါ်လိုက်တယ်သူရက်သွားခဲ့တယ်လိမ္မာတယ်ထိုင်ပါအောင်ငြိမ်နေပါသူတပားစီကခိုးယူထားတဲ့အရာတွေကိုစက်ခံလိုက်ပါအောင်ဒါကိုတော့ကျွန်တော်အပြင်ထုတ်ပြီးမပြောခဲ့ပါဘူးဒါကလည်းတိုးတက်လာတဲ့အပိုင်းပေါ့အစည်းအဝေးကဆက်သွားနေပေမဲ့အခန်းထဲကအခြေအနေကတော့ပြောင်းလဲသွားခဲ့ပြီယင်းနှီးမြုပ်နှံသူတွေက Marcus ကိုပို့ပြီးစောင့်ကြည့်လာကြတယ်မှန်တကားအပြင်ဘက်ကဝန်ထမ်းတွေလည်းလှမ်းကြည့်နေကြတယ် Victoria ကခေါင်းကိုမော်ထားဆဲပဲဖြစ်ပေမဲ့သူမရဲ့လက်ချောင်းလေးတွေကတော့ဖိုင်တွဲပေါ်ကိုတစ်ချက်ချင်းခောက်နေခဲ့တယ်သူတို့ကအဲ့ဒီလျှို့ဝှက်စမ်းကြဲတဲ့လေလံဆွဲသူဟာကျွန်တော်ဖြစ်နေလိမ့်မယ်လို့မတင်ငါဖြစ်မနေကြသေးဘူးသူတို့ကကျွန်တော်ကိုပြဿနာအသေးဖွဲလေးတစ်ခုလိုပဲထင်နေကြတော့မယ်ရှယ်ယာအနှဲငယ်ပဲရှိပြီးစကားပြောဆိုကြမ်းတမ်းတဲ့အဖေမရှိအမေမရှိကောင်လေးတစ်ယောက်ပေါ့လက်သေးရှိတဲ့ကြောင်တစ်ကောင်ပေါ့အဆင်ပြေတာပေါ့ဘာလို့လဲဆိုတော့ကြောင်တွေကကုတ်တက်လို့ပဲကြားတွေကတော့စောင့်တက်ကြတယ်အစည်းအဝေးပြီးတော့ဓာတ်လေကားနားမှာ Blake ကကျွန်တော်ကိုပုတ်တိုက်ပြီးဖျက်လျှောက်သွားတယ်သူကကျွန်တော်ရဲ့ထိုင်ကုန်လေးကိုသဘောကျအောင်ထိုင်ပါအောင်လို့တိုးတိုးလေးပြောခဲ့တယ်အဲ့ဒါကဒီအဆောက်အုံထဲမှာကျွန်တော်တစ်သက်လုံးပိုင်ဆိုင်ရမယ်တခုတည်းသောအရာပဲလို့ပြောပြီးထွက်သွားတာကိုကျွန်တော်စောင့်ကြည့်နေခဲ့တယ်ပြီးတော့ကျွန်တော်ဖုန်းတုံခါလာတယ်နာအိုမီက link တစ်ခုပို့ပေးထားတယ် Blake တယောက် post တွေပြန်တင်နေပြန်ပြီကိုပိုင်ချက်လေရင်ပေါ်ကဗီဒီယိုအတိုလေးတစ်ခုပဲသူ့လက်ထဲမှာဖန်ခွက်တစ်လုံးနဲ့ဘေးနားမှာမျက်နှာပြက်နေတဲ့လေရင်မယ်တယောက်မတ်တက်ရက်နေတယ်စာတန်းမှာတော့လူအချို့ကအစေခံမှုမွေးဖွားလာကြတာလို့ရေးထားတယ်ကျွန်တော်အဲ့ဒါကိုအချားကြီးကြည့်နေခဲ့မိတယ်ပြီးတော့ကျွန်တော်လှောင်ပြုံးလိုက်တယ် Blake ကကျွန်တော်လက်ထဲကိုနောက်ထပ်ဓာတ်တစ်စင်းထည့်ပေးလိုက်တာပဲ Blake ကကင်မရာတွေကသူ့ကိုအစိုးမြင်တဲ့ဘက်ကနေမရိုက်ခင်အထိကင်မရာတွေကိုသဘောကျခဲ့တာကိုပိုင်ချက်လေရင်ပေါ်ကဗီဒီယိုကတော့ကြွားဝါမှုတစ်ခုအနေနဲ့စတင်ခဲ့တာပဲဒါကတော့သေချာတာပေါ့ Blake ကသားရည်ထိုင်ကုန်တွေအနီးမှာအသက်ရှူတိုင်းအဲ့ဒီသားရည်ကသွင်းကုန်ဖြစ်တယ်ဆိုတာလူတွေသိအောင်မလုပ်ဘဲမနေနိုင်ဘူးသူကခရင်းမြောင်ထိုင်ကုန်မှာထိုင်နေပြီးနေကာမျက်မှန်ကိုစပင်ပေါ်ပင့်တင်ထားကလက်တစ်ဖက်ကဖန်ခွက်ကိုကင်ထားတယ်ကျန်တဲ့လက်တစ်ဖက်ကတော့လေရင်စင်းကြံထဲမှာရက်နေတဲ့လေရင်မဲကိုပြင်းရီပြင်းတွဲညွန်ပြနေတယ်သူမကိုပြုံးပြဖို့သူကပြောလိုက်တယ်သူမကသူ့ရဲ့ story ထဲမှာရောက်နေတာလို့ပြောပေမဲ့သူမကတော့မပြုံးပြခဲ့ဘူး Blake ကရီမောလိုက်တယ်သူကလှုပ်ဆန်းပါလို့ပြောတယ်မရှက်ဆန်းပါနဲ့လို့ပြောတယ်သူ့လိုလူတွေကမြင်သာအောင်လုပ်ပေးတဲ့အခါသူမတို့လိုလူတွေကကျေးဇူးတင်တဲ့တယ်လို့သူကပြောတာကိုကျွန်တော်အဲ့ဒီကလစ်ကိုနှစ်ခေါက်ပြန်ကြည့်မိတယ်ကျွန်တော်သဘောကျလို့မဟုတ်ဘူးရိုက်ကူးတဲ့တောင်းကအရေးကြီးလို့ပဲဒုတိယဖုန်းတစ်လုံးကလေရင်ခန်းအကန့်နောက်ကနေရိုက်ကူးထားတာအတန်ကပိုကောင်းတယ်မျက်နာကပိုရှင်းလင်းတယ်
ဖေးတာတွေမရှိဘူးထိတာအရှိန်ဝါတွေမရှိဘူးသူ့အလုပ်သူလုပ်နေတဲ့အမျိုးသမီးတယောက်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေတဲ့ရုပ်ဆိုးဆိုး Blake အစ်စ်မှန်ကိုပဲမြင်ရတယ်။ Naomi ကအဲ့ဒီ file ကို message တစ်ခုနဲ့အတူပို့ပေးခဲ့တယ်။သူကအလုပ်တစ်ဝက်ကိုသူ့ဘာသာသူလုပ်သွားတာပဲလို့ရေးထားတယ်။ကျွန်တော်ပြန်ဖြေလိုက်တယ်။အဲ့ဒါကသူ့ရဲ့တစ်ခုတည်းသောအရေးချင်းပဲလို့ပြန်ပြောလိုက်တယ်။အဲ့ဒီလေရင်မဲကလူသိရှင်ကြားမထုတ်ပြခဲ့ဘူး။သူမှကြောက်နေခဲ့တာ။ကျွန်တော်အဲ့ဒါကိုနားလဲပါတယ်။ Blake လိုလူမျိုးတွေကဝန်ဆောင်မှုပေးရတဲ့အလုပ်တွေမှာကြောက်ရွံ့တုန်လှုပ်မှုကိုအခြေခံပြီးတိစောက်ထားကြတာ။ပြုံးပြုံးရွှေရွှေမနေရင်အလုပ်ဆင်းရမယ်အလဲကြော်ခံရမယ်။ငြိမ်ငြိမ်မနေရင်ထောက်ခံစာမရပဲဖြစ်မယ်။စော်ကားခံရတာကိုပြက်လုံးတစ်ခုလိုဟန်ဆောင်မနေရင်လူရှုပ်လို့အသက်မှတ်ခံရမယ်။ဒါကြောင့်ကျွန်တော်တို့အလုပ်ကိုတည်သက်အောင်လုပ်ခဲ့ကြတယ်။ Naomi ကအလုပ်သမားရေးရာရှေ့နေတယောက်ကတဆင်သူ့ကိုဆက်သွယ်ခဲ့တယ်။ကျွန်တော်ကတော့ကျွန်တော်စီလမ်းကြောင်းပြန်မရောက်စေမဲ့နီးလန်းနဲ့အဲ့ဒီရှေ့နေကိုငွေကြေးထောက်ပံ့ပေးခဲ့တယ်။လေရင်မဲကဗီဒီယိုဖိုင်ကိုပထမတော့အမည်မဖော်ပဲဖြန့်ဖို့သဘောတူခဲ့ပြီး Hawthorns မိသားစုကသူ့ကိုနှိပ်ကုပ်ဖို့ကြိုးစားလာရင်ကာကွယ်ပေးဖို့လည်းစီစဉ်ထားတယ်။မနှက်စာမစားခင်မှာတင်အဲ့ဒီဗီဒီယိုအတူလေးကလွတ်လပ်တဲ့အကောင့်တွေစီရောက်သွားတယ်။နေ့လယ်စာစားချိန်ရောက်တော့နေရာအနှံ့ပြန့်နှံ့သွားခဲ့ပြီး Blake Hawthorne လေရင်မဲကိုစော်ကားသည်Sterling Atlas ရဲ့အမွေဆက်ခံသူကဝန်ဆောင်မှုလုပ်ငန်းကအလုပ်သမားတွေအနေနဲ့ကျေးဇူးတင်သင့်တယ်လို့ပြောသည်ကိုပိုင်လေရင်ပေါ်ကလူချမ်းသာသားသမီးရဲ့ရိုင်းဆိုင်မှုနောက်ဆုံးကောင်းစဉ်ကတော့ကျွန်တော်ပေးခဲ့တာမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်သဘောကျမိပါတယ် Blake က2နာရီအတွင်းတုံ့ပြန်ဖို့ကြိုးစားခဲ့တယ်အဲ့ဒါကသူ့ရဲ့ဒုတိယမြောက်အမှားပဲပထမအမှားကတော့ကိုပိုင်ကိုရီကိုသွေးရှိနေတာပဲသူ့ရဲ့တောင်းပန်တဲ့ဗီဒီယိုထဲမှာသူကဆွဲတာအနက်ရောင်ကိုဝတ်ပြီးတခါမှမဖွင့်ကြည့်ဘူးမှန်ကျွန်တော်သိတဲ့စာအုပ်စင်တစ်ခုရဲ့ရှေ့မှာထိုင်နေတယ်သူကသူ့စကားတွေကိုနားလည်မှုလွဲသွားရင်တောင်းပန်ပါတယ်လို့ပြောခဲ့တယ်လွဲသွားရင်ဆိုတဲ့စကားနားလည်မှုလွဲတာဆိုတဲ့စကားအင်္ဂလိပ်ဘာသာစကားမှာအပြင်းဆုံးနဲ့တတ်ထုရှိဆုံးစကားလုံးနှလုံးပဲမှတ်ချက်တွေမှာလည်းလူတွေကဒါကိုသတိထားမိကြတယ်ရင်းနှီးမြုပ်နှံသူတွေလည်းသတိထားမိကြတယ်Sterling Atlas ကတာဝန်ယူမှုရှိတဲ့ဇိမ်ခံမှုပတ်ဝန်းကျင်မိသားစုတန်ဖိုးတွေနဲ့ဥဆောင်မှုပုံရိပ်ကိုရောင်းချနေခဲ့တာ Blake ကအဲ့ဒီပုံရိပ်ကိုကန်ကြောက်ဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားခဲ့ပြီး Hawthorne ရဲ့ပရာဟိတပွဲနဲ့ဆက်ဆက်နေတဲ့စပွန်ဆာတွေကလာမယ့်ပွဲတွေရဲ့စာမျက်နှာတွေကနေသူ့နာမည်ကိုတိတ်တဆိတ်ဖယ်ရှားလိုက်ကြတယ်အမတ်တစိမ့်မိဖက်နှစ်ခုက social media campaign တွေကိုရပ်ဆိုင်းခဲ့တယ်စီးပွားရေးသတင်းဌာနတစ်ခုက Sterling Atlas မှာယဉ်ကျေးမှုဆိုင်ရာပြဿနာရှိနေသလားလို့မေးခွန်းထုတ်ခဲ့တယ်ရှယ်ယာဈေးကျသွားခဲ့တယ်အရာအလုံးပျက်စီးသွားလောက်အောင်မဟုတ်ပေမဲ့ကျွန်တော်အတွက်တော့လုံလောက်ပါတယ် Blake ရဲ့တောင်းပန်မှုဗီဒီယိုအင်တာနက်ပေါ်မှာဝိုင်းလောင်ပြောင်ခံနေရတော့ကျွန်တော်ကတိတ်တဆိတ်ကုမ္ပဏီနှစ်ခုကတဆင့် share တွေဝယ်ယူခဲ့တယ် Limitless Bank ကဆက်ဆက်ဝန်ဆောင်မှုတွေဝယ်ယူမှုကုန်ကျစရိတ်တွေနဲ့အကြံပေးခတွေအတွက်သုံးစွဲမှုတွေကိုစုလတွေပြန်ပေးခဲ့တယ်စနစ်ကကျွန်တော်ပတ်စံတွေကအစားအသောက်ရှေ့နေတွေ share တွေဒါမှမဟုတ်ကလေးစားချေဖို့စီစဉ်မှုတွေစီရောက်သွားသလားဆိုတာစိတ်မဝင်စားဘူးကျွန်တော်သုံးစွဲနေဖို့ပဲစိတ်ဝင်စားတာသုံးစွဲလိုက်တယ်နှစ်ဆပြန်ရတယ်နောက်တစ်ဆင့်တက်တယ်ဒီလောက်ရိုးရှင်းနေတာကရိုင်းဆိုင်လုံးနေတယ်လို့ပဲနောက်ပိုင်းမှာ Serena ပေးခဲ့တဲ့အဆက်အသွယ်တယောက်ရဲ့အဆိုအရ Sterling Atlas ရဲ့ပြန်ကြားရေးအခန်းထဲမှာ Victoria ဟာ Blake ရဲ့တောင်းပန်မှုဗီဒီယိုပြန်ဖွင့်ပြနေတဲ့မျက်နှာပြင်ရှေ့မှာရက်နေခဲ့တယ်သူ့မျက်နှာကတည်ငြိမ်နေပေမဲ့လက်ကတော့မငြိမ်ဘူးသူကရီးမှုကိုပြင်းပြင်းထန်ထန်နှိပ်လိုက်ပြီးဗီဒီယိုကို3ချိန်တိုင်တိုင်ပြန်ဆခဲ့တယ်နောက်တစ်ခေါက်ပြန်ဖွင့်ဖို့သူပြောတယ်ပြန်ကြားရေးဒါရိုက်တာကသူ့ထိုင်ကုန်မှာကိုလှုပ်ရှားလိုက်ပြီး Mrs. Hawthorne ပြဿနာကတေးဖြတ်မှုမဟုတ်ပဲအတုံးလုံးဖြစ်နေတာပါလို့ပြောတယ်သူသားကပင်ပန်းနေခဲ့တာလို့သူကပြောတော့သူကလေရင်မယ်လို့လူမျိုးတွေကျေးဇူးတင်တယ်လို့ပြောခဲ့တာပါလို့ဒါရိုက်တာကဆိုတယ် Victoria ရဲ့အပြုံးကပိုပြီးဆူးရှလာပြီးဒါဆိုရင်သူအဲ့ဒီသဘောနဲ့ပြောတာမဟုတ်ဘူးဆိုတာလူတွေနားလည်အောင်လုပ်လိုက်ဖို့ပြောတယ်အဲ့ဒါ Victoria ပဲပြက်စီးနေတာကိုဘယ်တော့မှမပြင်မဲ့နေရန်ကိုဆေးပြန်တုံမဲ့လူမျိုး Marcus ကတော့မဖော်ထုတ်နိုင်သေးတဲ့တိုက်ခိုက်သူကိုပဲအပြစ်တင်နေတယ်သူကဒါဟာတမင်စီစဉ်ထားတာလို့ပြောတယ်မြေယာကိစ္စပြီးနောက်တယောက်ယောက်ကဖိအားပေးဖို့စနစ်တကျလုပ်နေတာလို့သူကဆိုတယ်သူမှန်ပါတယ်သူစိတ်ထဲမှာပုံဖော်ထားတဲ့မျက်နှာပဲမှားနေတာသူကပြိုင်ဘက်ရန်ပုံငွေအဖွဲ့တွေကိုပဲစဉ်းစားနေခဲ့တာပြိုင်ဘက်တွေရန်လိုတဲ့ထင်ကြေးပေးသမားတွေဒါမှမဟုတ် Serena ရဲ့မီဒီယာအတိုင်းဝိုင်းဖြစ်နိုင်တယ် Serena ရဲ့မီဒီယာအတိုင်းဝိုင်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တော့မဟုတ်ဘူးဘယ်တော့မှမဟုတ်ဘူး Marcus အတွက်တော့ကျွန်တော်က share အနှဲငယ်ပဲရှိပြီးအချိုးမပြေတဲ့အစည်းအဝေးတစ်ခုစီခြေဦးတဲ့ရာရှောက်လာတဲ့နာကြီးနေတဲ့မိဘမဲ့တယောက်ပဲလက်သေးရှိတဲ့ကြောင်ပေါက်လေးတစ်ကောင်ပေါ့အဲ့ဒီကြောင်ကကင်မရာတောင်းအတွက်ပတ်စံပေးထားတယ်ဆိုတာ तू မသိဘူး Serena Vale အဲ့ဒီညနေမှာကျွန်တော်စီဖုန်းဆက်ခဲ့တယ်ကျွန်တော်ဖုန်းကိုမကင်မဲ့လွတ်ထားမလို့ပဲဒါပေမဲ့တိကျင်စိတ်ကယောဂတစ်ခုဖြစ်ပြီးကျွန်တော်မှလည်းအဲ့ဒီယောဂကူးဆက်နေပုံရတာကြောင့်ကျွန်တော်ဖုန်းကိုကင်လိုက်တယ်သူမက Mr. Sterling လို့ခေါ်လိုက်တယ်ကျွန်တော်ကလည်း Miss Vale လို့ပြန်ထူလိုက်တယ်သူမကရှင်တို့မိသားစုကစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောတော့ကျွန်တော်ကအဲ့ဒါကအမိုက်ပုံကြီးကိုရင်ကြီးတင်စားလိုက်တာပဲလို့ပြန်ပြောလိုက်တယ်ခဏလောက်ငြိမ်သွားပြီးသူမကတစ်ချက်ရဲလိုက်တယ်သူမကယင်းနှီးမြုပ်နှံသူတွေအစည်းအဝေးကိုကြည့်ခဲ့တယ်လို့ပြောတယ်ကျွန်တော်မေးလိုက်တဲ့မေးခွန်းက Marcus Hawthorne ကိုဘလို့အသက်ရှူရမလဲဆိုတာမေးသွားစေတယ်လို့ပြောတော့ကျွန်တော်ကသူပြန်သတိရသွားတာနှမျောစရာပဲလို့ပြောလိုက်တယ်ပြီးတော့အခုလေ Blake ရဲ့ကိုပိုင်ချက်လေရင်အရှုပ်တော်ပုံကချက်ချင်းပေါ်လာတယ်လို့သူမကဆက်ပြောတော့ကျွန်တော်ကချမ်းသာတဲ့လူတွေအကျင့်ပြတ်တာကစမ်းတဲ့အရာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်တယ်သူမကမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့အချိန်ကိုက်ဖြစ်နေတာကစမ်းတယ်လို့ပြောတယ်ကျွန်တော်ရှေ့က monitor တွေကိုကြည့်လိုက်တယ်တစ်ခုကစာတော့ရှယ်ယာလှုပ်ရှားမှုကိုပြနေတယ်နောက်တစ်ခုကစောင်းပါးတွေကိုပြနေတယ်နောက်တစ်ခုကတော့ပြင်းစရာကောင်းတဲ့အာမခံရန်ပုံငွေအမည်နဲ့အဖွဲ့အစည်းတစ်ခုကနေတဆင့်တိတ်တဆိတ်ဝယ်ယူမှုအော်ဒါပြီးဆုံးသွားတာကိုပြနေတယ်ကျွန်တော်တို့တစ်ခုခုနဲ့ဆွဆွဲနေတာလားလို့ကျွန်တော်မေးလိုက်တယ်သူမကကျွန်တော်ကမြင်ရတာထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းသလားဆိုတာကိုဆုံးဖြတ်နေတာလို့ပြောတော့ကျွန်တော်ကသတ်မှတ်ချက်ကနှိမ်လွန်းတယ်ကျွန်တော်မျက်နှာကလုံခြုံရေးစီစစ်ရေးကပ်ပြားဓာတ်ပုံတွေအတွက်တင့်တော်တဲ့မျက်နှာမျိုးပါလို့ပြောလိုက်တယ်အဲ့ဒီတစ်ခေါက်သူမရဲ့ရည်တံကပိုပြီးနှွေးထွေးသွားတယ်သူမကသတိထားပါ Mr. Sterling လို့ပြောတယ်ဟာတော့မိသားစုရဲ့ဂုဏ်သတင်းတွေကြာဆင်းနေချိန်မှာကျွန်တော်ကပြောင်ပြောင်နောက်တွေဆက်လုပ်နေမယ်ဆိုရင်ဒါကဘသူ့လက်ထဲမှာရှိလဲဆိုတာကျွန်တော်သိနေတယ်လို့တယောက်ယောက်ကထင်သွားလိမ့်မယ်လို့သူမကပြောတော့ကျွန်တော်လက်တွေကီးပုတ်ပေါ်မှာရက်တန့်သွားတယ် Serena ကကျွန်တော်ကိုတိုက်ရိုက်ဆွဆွဲနေတာမဟုတ်ဘူးအခုထိတော့မဟုတ်သေးဘူးဒါပေမဲ့တခြားလူတွေသတိမထားမိတဲ့ဆက်ဆက်မှုတွေကိုသူမြင်နေတယ်အသုံးဝင်တယ်အန်ဒီရယ်လည်းများတယ်ဒီနှစ်ခုကအမြဲတမ်းတွဲပြီးရောက်လာတတ်တာမျိုးပဲကျွန်တော်က share ရှင်အသေးလေးတယောက်ပါပဲလို့ကျွန်တော်ပြောလိုက်တယ်သူကလည်းဟုတ်ပါတယ်လို့ပြန်ပြောတယ်
သူကလည်းပုံစံတွေကိုသဘောကျတဲ့ journalist တယောက်ရဲ့သမီးပါပဲတဲ့ဖုန်းချသွားတယ်ကျွန်တော်ထိုင်ကုန်မှာမိချလိုက်ပြီးဖုန်းကိုစိုက်ကြည့်နေမိတယ်ခဏနေတော့နာအိုမီစီကစာရောက်လာတယ်ဆယ်ရီနာကရစ်ဝဲနေပြီတဲ့သူမကိုစုံစမ်းခွင့်ပေးလိုက်ပါသူမကျွန်တော်နောက်ကျောင်းကိုလုံးဝမသိစေနဲ့လက်စားချေမှုစတင်ကလေးကပထမဆုံးချိန်ဖြစ်ဖော်ထုတ်ခံရတော့မယ်အန်ဒီရဲကကျွန်တော်နဘေးကိုတိုးကပ်လာတယ်လို့ခံစားလိုက်ရတယ်ဘလိတ်ရဲ့အရှုပ်တော်ပုံကအောင်မြင်ခဲ့တယ်စားတော့ဈေးကျသွားတာကအထောက်အကူဖြစ်ခဲ့တယ်လူလူရှိကပုံရိပ်တွေပျက်စီးသွားခဲ့ပြီဒါပေမဲ့ကျွန်တော် PR တွေပို့ပေးလေအရေးမဲစီကိုအကြည့်တွေပို့ရောက်လာလေပဲမာကတ်ကသတင်းကောင်းကြီးပိုင်းတွေကိုလစ်လျူရှုပြီးအဲ့ဒီနောက်ွယ်ကလက်ကိုစပြီးလိုက်ရှာတော့မှာဖြစ်တယ်မာကတ်လိုလူမျိုးတွေကလက်ကိုရှာမတွေ့တဲ့အခါဘေးနားကလူတွေရဲ့လက်ချောင်းတွေကိုပဲချိုးပစ်လေရှိကြတယ်မာကတ်ဟော်သွန်ကကျွန်တော်ကိုလျှို့ဝှက်တိုက်ခိုက်သူမှမသိသေးဘူးအဲ့ဒါကသူ့ကိုပို့ပြီးအန်ဒီရများစေတယ်ဘယ်ကိုလွှဲရရမလဲသိတဲ့လူကလွဲချော်သွားနိုင်တယ်ဒါပေမဲ့ဘာမှမသိတဲ့လူကတော့နိုင်ငံတွေပရိဘောဂတွေတက်တွေတကားတွေနဲ့အဲ့ဒီစူညံတန်တွေနားမှာရှိနေတဲ့ကန်ဆိုးသူဘသူကိုမဆိုရှောက်ရိုက်တော့မှာပဲမာကတ်ကမီဒီယာတွေနဲ့စတင်ခဲ့တယ်မနက်မိုးလင်းတော့စီးပွားရေး website 3ခုမှာရန်လိုတဲ့စတော့ကစားသူတွေကမြေယာပြဿနာနဲ့ Blake ရဲ့အရှုပ်တော်ပုံတွေအပြီး Sterling Atlas Stock ကိုကစားနေကြတယ်လို့ဆွဆွဲထားတဲ့စောင်းပါအလားတူတွေကိုဖော်ပြခဲ့ကြတယ်အတုံးလုံးတွေကတက်ရက်လွန်းတယ်တိုက်ဆိုင်လွန်းတယ်မာကတ်ရဲ့လက်ရာဆိုတာတိတာလွန်းတယ်ဆောင်းပါးတစ်ခုမှာကျွန်တော်ကို share ရှင်တွေအကြားမကြသေးခင်ကမှပြန်ပေါ်လာတဲ့ပြဿနာရှာတတ်တဲ့ဆွေမျိုးငယ်တယောက်လို့ဖော်ပြထားတယ်အဲ့ဒါကတော်တော်ပါနဲ့တယ်ကျွန်တော်ကနောက်ွယ်မှာရှိနေတယ်လို့ဓာတ်ရိုက်မပြောထားဘူးကျွန်တော်နာမည်ကိုမတည်ငြိမ်မှုတွေနားမှာကတ်ထားပြီးစာဖတ်သူတွေကိုစိတ်ကြိုက်ထင်ကြီးပေးခိုင်းလိုက်တာပဲပြဿနာရှာတတ်မကြသေးခင်ကမှပြန်ပေါ်လာသူချမ်းသာတဲ့လူတွေကအနိုင်ကျင့်မှုကိုယာတီဥတုအခြေအနေလို့ပြောရတာကိုသဘောကျကြတယ် Victoria ကအဲ့ဒီနေ့ညနေပိုင်းမှာအင်တာဗျူးတစ်ခုဖြေခဲ့တယ်သူမကအပြာနုရောင်ဂျာကင်အင်ဂျီကိုဝတ်ထားပြီးအချိန်ကိုက်မျက်လွှာချပြခဲ့တယ်လန်ဒန်ကအခက်အခဲတွေအများကြီးဖြတ်တန်းခဲ့ရတာလို့သူမကပြောတယ်သူတို့ကသူ့ကိုအမြဲတမ်းကုစားပေးခြင်းခဲ့တာလို့ပြောတယ်ပြင်ပအင်အားစုတွေကကုမ္ပဏီကိုတိုက်ခိုက်နေချိန်မှာသူ့ရဲ့နာကျင်မှုတွေကိုလူလူရှိပြန်ဆွဲထုတ်လာတာကိုမြင်ရတော့စိတ်မကောင်းဘူးလို့သူမကပြောခဲ့တယ်ပြင်ပအင်အားစုတွေဒါကအခုသူတို့လှုပ်ကြံထားတဲ့ဇလန်ပဲကုမ္ပဏီကရန်လိုတဲ့ stock ကစားသူတွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရပြီးတနာစရာလန်ဒန်ကတော့အတုံးချခံနေရတဲ့မိဘမဲ့လေးဖြစ်နေတယ်ပေါ့သူတို့ကျွန်တော်ကိုတန်တရားမဝင်သေးဘူးသူတို့ကလူရှိမှကျွန်တော်ကိုတနာပြပြီးကွယ်ရမှာတော့စော်ကားနေကြတယ်အဲ့ဒါကတော်တော်လေးအံ့ဩဖို့ကောင်းတယ်ကြားတကောင်ရဲ့အလိုက်ခံနေရတာကိုကိုဖက်နက်ကိုလာရှုပ်လို့ဆိုပြီးအိမ်မွေးကြောင်လေးကိုလိုက်ကန်နေတဲ့လူကိုမြင်ကြည့်လိုက်ပါကျွန်တော်ပြန်တုံ့ပြန်ခြင်းခဲ့တယ်ဘသူကဘသူကိုမွေးမြူခဲ့လဲဘသူကဘယ်မှာအိတ်ခဲ့လဲအတူပြုတ်လုပ်ထားတဲ့စာရွက်စာတမ်းတွေပေါ်မှာဘသူလက်မှတ်တွေရှိနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြခြင်းခဲ့တယ်နယ်မီကကျွန်တော်ကိုတားခဲ့တယ်သူမကလောလောဆယ်မလုပ်ပါနဲ့အုပ်လို့ပြောတယ်လျှို့ဝှက်ဖုန်းခေါ်ဆိုမှုကနေတဆင့်သူမရဲ့အတန်ကတင်းမာပြီးပြတ်တောင်းထွက်လာတယ်မာကတ်ကလိုက်စုံစမ်းနေတာလို့သူမကပြောတယ်ကျွန်တော်ကအတိအကျကြီးပြန်ခုခံပြရင်တကယ်ဖီအားကဘယ်နေရာကနေလာလဲဆိုတာသူသိသွားလိမ့်မယ်လို့သူမကပြောတော့ကျွန်တော်ကဒါဆိုဗစ်တိုးရီးယားကတနာစရာအတော်ကြီးဖြစ်တရုပ်ဆောင်နေတာကိုဒီအတိုင်းကြည့်နေရမှာလားလို့မေးလိုက်တယ်သူမကလောလောဆယ်တော့ဟုတ်တယ်လို့ပြန်ပြောတယ်ကျွန်တော်ကလောလောဆယ်ဆိုတဲ့စကားကိုမုန်းတယ်လို့ပြောတော့သူမကသိလို့ပဲအေးအေးဆေးဆေးပြောနေတာလို့ပြန်ပြောတယ်သူမပြောတာမှန်ပါတယ်ကျွန်တော်လည်းအဲ့ဒါကိုမုန်းတယ်ပြီးတော့မာကတ်ကပိုပြီးအရှိန်မြင့်လာတယ်ကျွန်တော်အစောပိုင်း share တွေစုဆောင်းဖို့တုံးခဲ့တဲ့ဂျားကန်ကုမ္ပဏီတစ်ခုနဲ့ဆက်နွယ်နေတဲ့လမ်းကြောင်းတစ်ခုကိုဥပဒေကြောင်းအရစိန်ခေါ်မှုတစ်ခုရောက်လာခဲ့တယ်အဲ့ဒါကကျွန်တော်ရဲ့အထူးအကာအကွယ်မဟုတ်ပေမဲ့စွန့်ပစ်လိုက်လို့ရတဲ့အရာတော့မဟုတ်ဘူးသူကတရားဝင်တင်ပြထားတဲ့စာရွက်စာတမ်းတွေကိုကန့်ကွက်တာအချက်လက်တွေချပြဖို့တောင်းဆိုတာတွေလုပ်ပြီးလွှဲပြောင်းဖို့ဆိုင်းငံ့ထားတာတွေကိုပါရက်ဆိုင်ထားဖို့ဖိအားပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲနေအိုမီဆက်သွယ်ဖို့စူးစမ်းနေတဲ့တပ်တွေတယောက်ကဖုန်းမကင်တော့ပဲနေခဲ့တယ်အဲ့ဒီတပ်တွေကကျွန်တော်မိဘတွေဆုံးပါသွားတဲ့နှစ်တုန်းကအိမ်ချမ်းမြေစာရေးဟောင်းတယောက်ဖြစ်တယ်။သူကကြောက်လန့်ရလောက်အောင်အများကြီးမြင်တွေ့ခဲ့ရပေမဲ့လုံခြုံတယ်လို့ခံစားရလောက်အောင်တော့လုံလောက်တဲ့အကာအကွယ်မရှိခဲ့ဘူး။နာအိုမီကသူ့ကိုလူချင်းတွေ့ဖို့နီးပါးဖြောင်းပြနိုင်ခဲ့ပြီးတော့မှအဆက်အသွယ်ပြတ်သွားတာ။ဖုန်းခေါ်လို့မရတော့ဘူး။စာလည်းမပြန်တော့ဘူး။ကျွန်တော်တို့စုံစမ်းရေးမှုသွားကြည့်တဲ့အချိန်မှာအခန်းကလွတ်နေပြီးနေအိုမီအဲ့ဒီအကြောင်းကျွန်တော်ကိုပြောပြတဲ့အချိန်မှာလက်တွေပါအေးဆက်သွားခဲ့တယ်။သူသေသွားပြီလားလို့ကျွန်တော်မေးမိတယ်။အဲ့ဒီလိုဖြစ်တဲ့အထောက်ထားတော့မရှိဘူးလို့သူကပြန်ပြောတယ်။ဒါပေမဲ့သူပျောက်သွားပြီတဲ့အဲ့ဒီစကားကကျွန်တော်ကိုစိတ်သက်သာရမရစေခဲ့ဘူး။နောက်ထပ်တိုက်ခိုက်မှုကတော့နာအိုမီစီတိုက်ရိုက်ရောက်လာခဲ့တယ်။သူရုံးခန်းကတိတ်ပြီးခန်းသားထဲဝါမနေပေမဲ့သူ့ကိုယ်ပိုင်နေရာလေးဖြစ်တယ်။ဖိုင်စတင်တွေဇပွဲနှလုံးပြီးတော့အလုံးလုံးရတာကိုမချေမနှက်ဖြစ်နေတယ်လို့အတန်ထွက်နေတဲ့ကော်ဖီဆက်တစ်လုံးရှိတယ်။နိုင်ရန်ကပြက်ကလေးပေါ်မှာတော့တရားရုံးချင်းရက်တွေကိုဖောင်တင်အမဲနဲ့ရေးထားတယ်။အဲ့ဒီညကကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ကဖောက်ခံထားရပြီးအန်ဆွဲတွေဆွဲထုတ်ခံထားရတယ်။စာရွက်စာတမ်းတွေလည်းကျမ်းမြေပေါ်မှာပြန်ကျဲလို့သူ့ရဲ့ဘောင်သွင်းထားတဲ့ရှင်းနေလိုင်စင်ကတော့ကော်စောပေါ်မှာမှောက်လျက်သားဖြစ်နေတယ်။ကော်ဖီဆက်ပါပျက်စီးနေတာကတော့တတ်မဲ့ရွယ်ချက်ရှိလှုပ်သွားသလိုပဲ။နိုင်အိုမီကအဲ့ဒီရှုပ်ပွားနေတဲ့နေရာအလဲမှာလက်အင်ကြီးခောက်ပြီးမတ်တက်ရက်နေတယ်။ကျွန်တော်ကိုဒီကိုမလာသင့်ဘူးလို့သူကပြောတယ်။ကျွန်တော်ကြောင့်နဲ့သူ့ကိုချင်းချောက်တာမျိုးမခံစေချင်ဘူးလို့ပြောတော့သူကချင်းချောက်ခံရတာတွေအတွက်အပိုချေးယူတယ်လို့ပြန်ပြောတယ်။ကျွန်တော်ကမရေရဘူးလို့ပြောတော့သူကနည်းနည်းတော့ရေရပါတယ်တဲ့။သူ့လက်တွေကတည်ငြိမ်နေပေမဲ့မျက်နှာကတော့ဖြူရော်နေခဲ့တယ်။ကျွန်တော်ကျမ်းမြေပေါ်ကဖိုင်တွေကိုကြည့်လိုက်တယ်။သူတို့တစ်ခုခုရသွားလားလို့မေးတော့မိတူအချို့ပဲပါသွားတယ်။မူရင်းတွေတော့မပါဘူးလို့သူကပြောတယ်။မာကတ်လိုလူမျိုးတွေရှာမတွေ့နိုင်မယ့်နေရာမှာကျွန်တော်ကမူရင်းတွေကိုတင်ထားတာတဲ့ဘယ်နေရာလဲလို့မေးတော့သူကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးမစိုးပါဘူးလို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာတော့ကျွန်တော်ပြုံးမိမလို့ဖြစ်သွားသေးတယ်။ပြီးတော့ကျွန်တော်ဖုန်းကနောက်ထပ်သတိပေးချက်တစ်ခုနဲ့တုံးခါလာခဲ့တယ်။ကျွန်တော်ရဲ့ဖွဲ့စည်းပုံအပေါ်ရန်ကုမ္ပဏီတစ်ခုကအန်ဒီရရှိနိုင်တဲ့အထိစိတ်ဝင်ခံလိုက်ရပြီးပြင်းထန်တဲ့အဆင့်တော့မဟုတ်ဘူး။ဒါပေမဲ့အန်ဒီရရှိတယ်။မာကတ်ကပိုပြီးနက်နဲ့မားလိုက်နိုင်ခင်ကျွန်တော်အဲ့ဒီကုမ္ပဏီကိုဖျက်တောက်ပစ်လိုက်ပြီးလွှဲပြောင်းနိုင်တာတွေကိုလွှဲပြောင်းကကျန်တာကိုဖျက်ဆီးပစ်လိုက်ရမယ်။လမ်းကြောင်းတစ်ခုကနေငွေတွေပျောက်ကွယ်သွားတယ်။ဥပဒေရေးရာကုန်ကျစရိတ်တွေကနောက်လမ်းကြောင်းတစ်ခုကိုထိခိုက်စေတယ်။ကျွန်တော်လိုချင်တဲ့အခွင့်အရေးတစ်ခုကိုဖယ်ထားလိုက်ရတယ်။ Limitless Bank ကငွေတွေကိုတိုးပွားအောင်လုပ်ပေးနိုင်တယ်။ဒါပေမဲ့ပေါက်ကြားသွားတဲ့အချက်လက်တွေကိုတော့ပြန်ပြင်လို့မရဘူး။အဲ့ဒီညကကျွန်တော်နာအိုမီရဲ့ပျက်စီးနေတဲ့ရုံးခန်းထဲမှာထိုင်ပြီးအခက်အခဲဆုံးဖြတ်ချက်ကိုချခဲ့တယ်။ကျွန်တော်အဲ့ဒီအပေါ်ရန်ကုမ္ပဏီကိုစတေးလိုက်တယ်။ကွန်ပျူတာ screen တစ်ခုပေါ်မှာအဲ့ဒီကုမ္ပဏီပိတ်သွားခဲ့တယ်
နောက်ထပ် screen တစ်ခုပေါ်မှာတော့3နှစ်ပတ်လုံးတေချာဖုံးကွယ်ထားခဲ့တာအလွှာတစ်ခုဆုံးရှုံးသွားတာကိုဂယုမဆိုင်တယ်လို့မျိုးဈေးကွက်အချက်လက်တွေကဆက်ပြီးလဲပတ်နေတော့မယ်နာအိုမီကစပွဲတစ်ဖက်ကနေကျွန်တော်ကိုကြည့်နေတယ်ရှင်စိတ်ဆိုးနေတယ်မလားလို့သူကပြောတယ်သူမကဒါကတော်တော်ကောင်းတဲ့ဆင်ခြင်သုံးသပ်မှုပဲလို့ပြောပြီးကျွန်တော်ချက်ချင်းပြန်တိုက်ခိုက်ဖို့စဉ်းစားနေတာကိုလည်းသိနေတယ်ကျွန်တော်ကအဲ့ဒါလည်းဟုတ်တယ်လို့ပြောလိုက်တယ်သူမကမလုပ်ပါနဲ့အောင်လို့တားတယ်ကျွန်တော်ပျက်စီးနေတဲ့အခန်းကိုကြည့်ပြီးသူတို့ကမင်းစီအထိလာခဲ့ကြတာလို့ပြောလိုက်တယ်သူမကဟုတ်တယ်လို့ပြောပြီးဒေါသထွက်ပြီးအများကြီးထုတ်ပြမိရင်ရုံးခန်းထက်ပိုပြီးဆုံးရှုံးသွားလိမ့်မယ်လို့ပြောတယ်အဲ့ဒါကကလစ်စားချေခြင်းရဲ့ပြဿနာပဲလူတွေကအဲ့ဒါကိုမီးတောက်လို့တင်စားကြပေမဲ့တကယ်တော့စပွဲအောက်မှာဓာတ်ကင်ပြီးစရင်တွက်နေရတာနဲ့တူတယ်ကျွန်တော်နိုင်အိုမီအတွက်အရေးပေါ်လုံခြုံရေးစရိတ်ကိုပေးလိုက်တယ်ကျွန်တော်အရန်ရှိနေတူလောင်ယုံအရေးကြီးတဲ့အဆက်အသွယ်တူကိုနေရာရွှေ့ပြောင်းပေးခြင်းနဲ့ digital တန်းစင်မှုတွေအတွက်ပတ်စံပေးခဲ့တယ်တခုခုဝယ်ယူလိုက်တိုင်းကျွန်တော်ကိုပို့ပြီးအားကောင်းလာစေတယ်ဝယ်ယူမှုတိုင်းကနောက်ဆုံးတိုက်ခိုက်မှုမတိုင်ခင်တယောက်ယောက်ကိုသွေးထွက်တန်ရုံဖြစ်စေနိုင်သေးတယ်ဆိုတာကိုသတိရစေတယ်နောက်တစ်မိနစ်မှာမာကတ်ကစီးပွားရေးရုပ်သံအစီအစဉ်တစ်ခုမှထွက်လာတယ်သူကနက်ပြရောင်ဝတ်စုံကိုဝတ်ထားပြီးတီတီငင်ငင်ရှိနေတယ် Sterling Atlas ကအမည်မဖော်လို့တဲ့ဘန်နာရေးတိုက်ခိုက်သူတွေရဲ့ပြစ်မှတ်ထားခြင်းကိုခံနေရတယ်လို့သူကပြောတယ်ရှယ်ယာရှင်တွေကိုကစားမှုတွေဘေးကနေကာကွယ်ပေးသွားမယ်လို့သူကပြောတယ်ပြီးတော့တင်ဆက်သူကကျွန်တော်အကြောင်းမေးလိုက်တယ်မာကတ်ကခပ်ဖွားဖွားပြုံးလိုက်တယ်လန်ဒန်ကနာကျင်စရာသမိုင်းကြောင်းရှိတဲ့လူငယ်တစ်ယောက်ပါလို့သူကပြောတယ်အခြားလူတွေကအဲ့ဒီနာကျင်မှုကိုသူတို့ရဲ့ကိုကြိုးအတွက်အသုံးမချခင်သူငြိမ်းချမ်းမှုရရှိလိမ့်မယ်လို့မျှော်လင့်တယ်လို့သူကပြောတာကိုကြည့်ပြီးကျွန်တော်ဗီဒီယိုကိုခဏရက်လိုက်တယ်ဒီမှာပြန်ဆလာပြန်ပြီးခေါင်းကိုခပ်ဖွားဖွားပုတ်ပြတဲ့ပုံစံမျိုးပေါ့ကြောင်လေးတစ်ကောင်လိုဆက်ဆံတဲ့စကားမျိုးပေါ့တနာစရာလန်ဒန်နာကြီးနေတဲ့လန်ဒန်အသုံးဝင်တဲ့လန်ဒန်သိနှုတ်တဲ့လန်ဒန်အန်ဒီယယ်မရှိနိုင်တဲ့လူဘယ်တော့မှအန်ဒီယယ်မပြုတ်နိုင်တဲ့လူကျွန်တော်မျက်နှာပြင်ပေါ်ကမာကတ်ရဲ့တောင်တင်းနေတဲ့အပြုံးကိုစိုက်ကြည့်နေမိတယ်အဲ့ဒီတိုင်းပဲဆက်တွေးထားလိုက်ပါလို့ကျွန်တော်ပြောလိုက်တယ်2 နာရီလောက်ကြာတော့နာအိုမီဖုန်းဆက်လာတယ်သူ့အတန်ကပြောင်းလဲနေတယ်ဘာတွေ့လဲလို့ကျွန်တော်မေးလိုက်တယ်သူတို့ကျွန်တော်ရုံးခန်းကိုမှွေနှောက်ရှာဖွေသွားတော့ကဖွံ့ဖြိုးရေးဖိုင်တွေကတခုခုကိုလွတ်သွားခဲ့တယ်လို့သူကပြောတယ်ဗစ်တိုးရီးယားရဲ့အဖွဲ့မှာလယ်သမားတွေနေရာချထားရေးအစည်းအဝေးတစ်ခုကအတွင်းပိုင်းအတန်ဖိုင်ရှိနေခဲ့တယ်သူတို့ကအဲ့ဒါကိုမျှဝေထားတဲ့ archive ထဲမှာမှားပြီးတင်ထားမိတာထင်တယ်လို့သူကပြောပြီးအသုံးဝင်လာလို့ကျွန်တော်မေးတော့ဆိုးဆိုးရွားရွားပဲလို့သူကဖြေတာကြောင့်ကျွန်တော်နောက်မိလိုက်တယ်ဆိုးရွားတာကပိုအသုံးဝင်တယ်နိုမီကဆက်ပြောတယ်ပြီးတော့လန်ဒန်လို့သူကခေါ်တာကြောင့်ဘာလဲလို့ကျွန်တော်ပြန်ထူးလိုက်တယ်အဲ့ဒီ archive ထဲမှာပဲအရင်ကပိတ်ထားခဲ့တဲ့မတော်တဆမှုစုံစမ်းစစ်ဆေးရေးဖိုင်တွဲတစ်ခုအကြောင်းညှို့ဆိုထားတာရှိပြီးအဲ့ဒါကကျွန်တော်မိဘတွေရဲ့ရင်တိုက်မှုအကြောင်းဖြစ်တယ်လို့သူကပြောတော့တခန်းလုံးတိတ်ဆိတ်သွားတယ်အပြင်ဘက်မှာမဟုတ်ဘူးကျွန်တော်ရင်ထဲမှာတိတ်ဆိတ်သွားတာမာကတ်ကအရေးတစ်ခုကိုလိုက်ရှာရင်နေရန်တွေကိုတိုက်ခိုက်နေခဲ့တာသူကနေရန်တစ်ခုကိုအကွဲအောင်လုပ်နိုင်ခဲ့ပြီအဲ့ဒီအကြောင်းရဲ့နောက်ွယ်မှာတော့ဟောင်းလွှဲနေတဲ့အမှန်တရားတစ်ခုကစောင့်ကြိုနေခဲ့တယ်ဗစ်တိုးရီးယားဟော်သွန်ဟာသူ့ရဲ့လူထုပုံရိပ်ကိုပရာဟိတနေ့လည်စာစားပွဲတွေနူးညံ့တဲ့အင်တာဗျူးတွေနဲ့တိစောက်ထားတာဖြစ်ပြီးလူချမ်းသာတွေကလူစင်းရဲတွေကိုသူတို့ပေးတဲ့အစနာလေးတွေအတွက်ကျေးဇူးတင်စေခြင်းတဲ့အခါသုံးလေးရှိတဲ့ဟန်ဆောင်အပြုံးမျိုးနဲ့ဖြစ်တယ်အတန်ဖိုင်တစ်ခုကအဲ့ဓာတွေအားလုံးကိုပျက်စီးလူနီးပါးဖြစ်စေခဲ့တယ်ပျက်စီးလူနီးပါးပဲနော်အဲ့ဒီအတန်ဖိုင်ကကမ်းနားစီမံကိန်းအတွက်တီးတန့်ဖွံ့ဖြိုးရေးအစည်းအဝေးတစ်ခုကနေရလာတာဖြစ်တယ်မြေယာဖယ်ရှားခံရတဲ့လယ်သမားတစုကပထမဆုံးလျော်ကြေးပေးအပ်မှုကိုညှင်းဆန်ထားကြတယ်သူတို့ရဲ့မြေကွက်တွေက Sterling Atlas လိုချင်နေတဲ့အခြေခံအဆောက်အုံလမ်းကြောင်းသားမှာရှိနေတာသူတို့ကလူသိများတဲ့လူတွေမဟုတ်ကြဘူးထင်ပေါ်ကျော်ကြားသူတွေမဟုတ်ဘူးကင်မရာတွေအလူရဲ့ရိုက်ကူးနေချိန်ကလွဲလို့ Victoria ကပွဲတက်စပွဲဝိုင်းတွေကိုဖိတ်ခေါ်လေးရှိတဲ့လူမျိုးတွေမဟုတ်ကြဘူးအတန်ဖိုင်ထဲမှာစီမံကိန်းမန်နေဂျာတယောက်ကလယ်သမားတွေစိတ်ဆိုးနေကြတယ်လို့သူ့ကိုသတိပေးခဲ့တယ် Victoria ရဲ့အတန်ကရှင်းရှင်းလင်းလင်းထွက်လာခဲ့တယ်သူတို့ဒေါသထွက်မထွက်ကျမဂယုမဆိုင်ဘူးလို့သူကပြောတယ်သူတို့ကိုပတ်စံအနေငယ်ပေးဒေတာကန်သတင်းစာအတွက်ပြုံးပြပြီးဖယ်ခိုင်းလိုက်ပါလို့သူကဆိုတယ်ဝန်နေစရာဇလန်းရှိတဲ့လယ်သမားတိုင်းကြောင့်ဒီစီမံကိန်းကိုနှောင့်နှေးအောင်လုပ်နေကုမ္ပဏီကိုတောင်းစားတွေလက်ထက်အပ်လိုက်တာကမှပိုကောင်းအောင်မယ်လို့သူကပြောနေတာကိုကျွန်တော်တစ်ခေါက်နားထောင်လိုက်တယ်ပြီးတော့နောက်တစ်ခေါက်ထပ်နားထောင်တယ်နာအိုမီကကျွန်တော်တိုက်ခန်းစပွဲတစ်ဖက်ကနေစောင့်ကြည့်နေတယ်သူရုံးခန်းကပြုပြင်နေတော့မို့ကျွန်တော်နေရာကကိုကဲမှုဌာနချုပ်ဥပဒေရေးရာခံတက်တဲ့စိတ်ပိုင်းဆိုင်ရာပျက်စီးမှုနယ်မြေဖြစ်နေခဲ့တယ်သူကျွန်တော်ကိုပါရိုက်ခဲ့တော့ကအတန်တိုင်းပဲလို့ကျွန်တော်ပြောလိုက်တယ်နာအိုမီကအဲ့ဒီပါရိုက်ခံရတဲ့အကြောင်းမမေးဘူးသူအားလုံးသိပြီးသားမလို့ပါဒါကိုဖြန့်ကျင်သလားလို့သူကမေးတော့ကျွန်တော်အတန်ဖိုင်ကိုစိုက်ကြည့်နေမိတယ်အကောင်းဆုံးအဖြေကတော့ဟုတ်တယ်ဆိုတာပဲမဟာဗျူဟာကြတဲ့အဖြေကလည်းဟုတ်တယ်ဆိုတာပဲစိတ်တူတူနဲ့ဖြေရရင်တော့ကျွန်တော်ခေါင်းထဲမှာအဲ့ဒါကိုတင်ပြီးနေပြီပြီးမှအလုပ်သမားတွေအကြောင်းကျွန်တော်စဉ်းစားမိတယ်Sterling Atlas ရဲ့ share တွေအယမ်းမြန်ထိုးကျသွားရင် Victoria နဲ့ဘာမှမပတ်သက်တဲ့ဝန်ထမ်းတွေခံစားရနိုင်တယ်စီမံကိန်းတွေရပ်ဆိုင်းသွားနိုင်တယ်လူတွေအလုပ်ပြုတ်ကုန်နိုင်တယ်လယ်သမားတွေကတပတ်လောက်သတင်းကြည့်ပြီးနောက်ဆုံးမှာတော့ဖိနှိပ်ခံရတာပဲဖြစ်လိမ့်မယ်ကျွန်တော်အမိုက်ပုံးပေးမှာအိတ်နေခဲ့ရတော့ကတော့ကလစ်စားချေတာကပိုပြီးရှင်းလင်းပုံရခဲ့တာအောက်ခြေကနေကြည့်ရင်တော့မျောစင်ကြီးတိုင်းကပြိုလဲတင်တယ်လို့ထင်ရတာပဲဒါပေမဲ့အထက်ကလူတွေကိုမြင်ရလောက်အောင်နီးကပ်သွားတဲ့အခါမှာတော့ပြိုလဲဖို့ဆိုတာရှုပ်ထွေးသွားပြီးကျွန်တော်တို့ဒါကိုဖျက်မယ်လို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့တခုတည်းမဟုတ်ဘူးအရင်ဆုံးဥပဒေအကြောင်းအရာပံ့ပိုးမှုလုပ်မယ်လယ်သမားအစုအဖွဲ့ကိုအရင်ဦးစားပေးမယ်အတင်းဖြင်းသတင်းစာမျက်နှာတွေတင်မကပဲလွတ်လပ်တဲ့သတင်းဌာနတွေပါပါဝင်စေခြင်းနဲ့ Victoria ကိုပူပန်စေအောင်တင်မကပဲသူတို့ကိုတကယ်ကူညီနိုင်မဲ့ဖိအားမျိုးကျွန်တော်လိုချင်တယ်လို့ပြောတော့နိုင်အိုမီကခေါင်းညိတ်ပြတယ်အဲ့ဒါကပိုပြီးကုန်ကြစရိတ်များလိမ့်မယ်လို့သူကပြောတော့ကောင်းတာပေါ့လို့ကျွန်တော်ပြန်ပြောလိုက်တယ် Limitless Bank ကကုန်ကြစရိတ်များတာကိုကြိုက်တယ်ကျွန်တော်တို့လယ်သမားအစုအဖွဲ့အတွက်ရှင်းနေငါးကကိုတခြားတန်ရှင်းတဲ့လမ်းကြောင်းကနေထောက်ပံ့ပေးခဲ့တယ်အထောက်ထားစာရွက်စာတမ်းတွေအတွက်ပေးဆောင်ခဲ့တယ်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအတွက်ပေးဆောင်ခဲ့တယ် Marcus ကဒေါသတကြီး email တွေပို့ယုံနေရမှာမဟုတ်ဘူးလို့နိုင်အိုမီကသတိပေးတဲ့အတွက်ဒေတာကန်ဥဆောင်သူရဲ့လုံခြုံရေးအတွက်လည်းပေးဆောင်ခဲ့တယ်ကုန်ကြစရိတ်တွေကနှစ်ဆပြန်ရလာတယ်အပြစ်ရှိစိတ်ကတော့ပြန်မလာခဲ့ဘူး
အာသပရီးနေ့မနက်ခင်းမှာအတန်ဖိုင်ပြန့်နှံ့သွားခဲ့တယ်။မုတ်တဲ့ချိန်မှာတော့နေရာတိုင်းကိုရောက်သွားပြီ။ Victoria Hawthorne ကလေသမားတွေကိုတူတောင်းစားတွေလို့ခေါ်ဆိုခြင်း Sterling Atlas ရဲ့ရော်ကြေးပေးမှုအရှုပ်တော်ပုံပုံမူကြီးထွားလာခြင်း၊စိန်ခံအပန်းဖြေစခန်းမြေယာဖိအားပေးမှုကြောင့်ကန့်ကွက်ဆန္ဒပြမှုနဲ့ရင်ဆိုင်နေရခြင်း Sterling Atlas ရုံးချုပ်အပြင်ဘက်မှာလူတွေကဆိုင်းဘုတ်တွေနဲ့စုဝေးလာကြတယ်။အလုံးဝတ်စုံဝတ်ထားတဲ့လေသမားတွေဟာမြို့ပြတက်ကြွလှုပ်ရှားသူတွေနေ့လယ်စာစားချိန်ခဏနားတဲ့ဝန်ထမ်းတွေပြီးတော့သတင်းနဲ့ရလာတဲ့သတင်းတောက်တွေနဲ့အတူရက်နေကြတယ်။ဆိုင်းဘုတ်တစ်ခုမှာဝမ်းနေစရာဇလန်းတွေကမင်းတို့ရဲ့အပန်းဖြေစခန်းကိုတိစောက်ခဲ့တာလို့ရေးထားတယ်။နောက်တစ်ခုမှာတော့ကျွန်တော်တို့ကတရောင်းစားတွေမဟုတ်ဘူးလို့ရေးထားတယ်။အဲ့ဒီတစ်ခုကကျွန်တော်ရင်ထဲမှာကြံရစ်နေခဲ့တယ်။အဆောက်အုံရဲ့အပြင်ဘက်မျက်နှာပြင်မှာတော့ Sterling Atlas က Victoria ပရဟိတပွဲတွေမှာလက်ဆွဲနှုတ်ဆက်နေတဲ့ဗီဒီယိုကိုအလှည့်ကျပြသနေခဲ့တယ်။အဲ့ဒီလိုပုံဆောင်ချက်မျိုးကိုပတ်စံနဲ့ဝယ်လို့မရဘူး။ပြောရရင်အဲ့ဒီတဲကတချို့အစိပ်ပိုင်းတွေကိုကျွန်တော်ကိုယ်တိုင်ငွေကြေးထောက်ပံ့ပေးခဲ့တာဖြစ်ပေမဲ့ဒါကတော့ဒါပါပဲ။ Victoria ကနိုင်ပိုင်းတွင်းမှာတင်တုံ့ပြန်လာခဲ့တယ်။သူမဟာ Sterling Atlas ရဲ့ဧကမ်းမတွေကစင်မြင့်တစ်ခုပေါ်မှာရက်နေပြီးသူမရဲ့ရှေ့မှာသတင်းထောက်တွေရှိကဘေးမှာတော့ Marcus ရှိနေပြီးတော်သေးတာက Blake ကတော့ microphone နဲ့ဝေးရမှာပဲရှိနေတယ်။သူမရဲ့မျက်လုံးတွေမှာမျက်ရည်တွေဝိုင်းနေတယ်လို့ပဲပညာရှင်ဆန်ဆန်မျက်ရည်ဝိုင်းပြတာမျိုးပေါ့။သူမပြောတာကတော့သူမရဲ့စကားတွေကိုအကြောင်းအရာအပြည့်စုံမပါပဲကောက်နှုတ်ဖော်ပြခဲ့ကြလို့စိတ်မကောင်းဖြစ်ရပါတယ်တဲ့တွေးပြီမလားအကြောင်းအရာအပြည့်စုံမပါပဲကောက်နှုတ်ဖော်ပြတယ်ဆိုတာလေနားလည်မှုလွဲတာနဲ့တအူထုံစင်းစင်ကြီးပေါ့သူမကဆက်ပြောတာကသူမရဲ့တသက်တာလုပ်ငန်းဟာအမြဲတမ်းဝန်ဆောင်မှုပေးဖို့ဖြစ်ခဲ့ပါတယ်တဲ့ကံမကောင်းစွာနဲ့ပဲအမည်မသိတိုက်ခိုက်သူတွေကဒီကုမ္ပဏီနဲ့ကျမတို့ပံ့ပိုးပေးနေတဲ့လူမှုအတိုင်းဝိုင်းတွေကိုဖျက်ဆီးဖို့စ조사နေကြပါတယ်လို့ပြောသွားတယ်အမည်မသိတိုက်ခိုက်သူတွေတဲ့လေသူမကကျွန်တော်ဘက်ကိုလှည့်မကြည့်သေးဘူးကျွန်တော်ကတော့ဧကမ်းမရဲ့အနောက်နားမှာရက်နေပြီးလစ်လျူရှုခံရဖို့လုံလောက်ယုံမြင်တာပြီးကြောက်စရာမလိုတဲ့လူတစ်ယောက်ဖြစ်ရှိနေခဲ့တယ်အဆုရှယ်ယာရှင်အသေးစားလေးတစ်ယောက်နာကြီးနေတဲ့မိဘမဲ့တစ်ယောက်လက်သေးရှိတဲ့အကြောင်းတကောင်ပေါ့ Victoria ရဲ့အကြည့်တွေကျွန်တော်စီတစ်ချက်ဖြတ်သွားတယ်မှတ်မိတဲ့ပုံမပြဘူးတကယ်တမ်းမှတ်မိတာမျိုးမဟုတ်ပါဘူးစိတ်အနှောက်အယှက်ဖြစ်ုံတက်တက်ပဲ Marcus လည်းကျွန်တော်ကိုမြင်သွားတယ်သူ့ရဲ့ပါဇက်ကတင်းသွားတယ်သတင်းစာရှင်းလင်းပွဲမေးခွန်းနေပြီးတော့သူကျွန်တော်စီရှောက်လာတယ်သူကအတန်တိုးတိုးနဲ့မေးတာကဒါကိုမင်းသဘောကျနေတာလားတဲ့ကျွန်တော်ကဘာကိုသဘောကျရမှာလဲလို့မေးတော့လူကောင်းတွေကိုနာမည်ဖြတ်ခံနေရတာကိုကြည့်ပြီးတော့ပေါ့လို့သူကဆိုတယ်ကျွန်တော်ကသူ့ကိုကြော်ပြီးအပြင်ကလယ်သမားတွေကိုကြည့်လိုက်တယ်လူကောင်းတွေကအပြင်မှာဆိုင်းဘုတ်တွေကင်ထားကြတာလေလို့ကျွန်တော်ပြောလိုက်တယ်သူ့ရဲ့အပြုံးတွေပျောက်ကွယ်သွားပြီးသူကပြောတာကမင်းကကိုကျင်တရားနဲ့ကစားနေတဲ့ကလေးတစ်ယောက်ပဲတဲ့ကျွန်တော်ကလည်းအန်ကယ်ကတော့အတန်ဖိုင်နေစီမှာညင်းခုန်လို့ရှုံးနေတဲ့လူကြီးတစ်ယောက်ပေါ့လို့ပြန်ပြောလိုက်တယ်သူ့ရဲ့မျက်လုံးတွေဆူးရှသွားတယ်စက္ကန့်ဝက်လောက်တော့သူကျွန်တော်ရဲ့ကော်လာကိုဆွဲကင်တော့မလို့ပဲဒါပေမဲ့သတင်းတောက်တစ်ယောက်ကကင်မရာကိုအနှဲငယ်လှည့်လိုက်တဲ့အခါမာကတ်ကသူယဉ်ကျေးရမယ်ဆိုတာကိုသတိရသွားတယ်သူကပိုပြီးနီးနီးကပ်ကပ်တိုးကပ်လာတယ်သူကသတိထားတင်တယ်လန်ဒန်နဲ့မင်းကိုအတုံးချနေတဲ့သူကမင်းအတုံးမဝင်တော့တဲ့အခါမင်းကိုလွှင့်ပစ်လိုက်မယ်လို့ပြောတယ်ပြန်တွေ့ပြန်ပြီးအတုံးချနေတယ်ဆိုတာလေသူကကျွန်တော်ကိုအရေးနောက်ကလိုက်နေသူလို့ပဲထင်နေတော့မယ်ကျွန်တော်ကအရေးကိုဖန်တီးနေသူဆိုတာမသိဘဲနဲ့ပေါ့ကျွန်တော်ကအကြံကောင်းပဲလို့ပြောပြီးမိသားစုစီကနေတင်ယူခဲ့တာလို့ဆိုလိုက်တယ်မာကတ်အရင်ဆုံးထွက်သွားတယ်အောင်ပွဲအသေးစားလေးပေါ့ဈေးပိတ်ချိန်မှာရှယ်ယာဈေးတွေထပ်ကျသွားတယ်ကျွန်တော်ကြံတဲ့လုံခြုံတဲ့နီးလန်းတွေကနေရှယ်ယာတွေထပ်ဝယ်လိုက်တယ်အများကြီးတော့မဟုတ်ဘူးလမ်းကြောင်းတိုက်ရိုက်ပေါ်သွားစေလောက်အောင်မဟုတ်ပါဘူးပုံမှန်ဖိအားပေးုံတက်တက်ပဲအခွင့်အရေးဖြစ်ဖုံးကွယ်ထားတဲ့စူဆောင်းမှုမျိုးပေါ့အဲ့ဒီညမှာဆယ်ရီနာရဲ့သတင်းတင်ဆက်မှုကပြောင်းလဲသွားခဲ့တယ်သူမက Sterling Atlas ကိုတိုက်ရိုက်မဆွဆွဲခဲ့ဘူးသူကမေးခွန်းတွေကိုတီတီငိမ့်ငိမ့်မေးခဲ့တယ်နေရာချထားရေးမဟာဗျူဟာကိုဘသူကခွင့်ပြုခဲ့တာလဲ Sterling Atlas ကမြေခွက်အားလုံးကိုမရခင်မှာဘာကြောင့်မြေပိုင်ရှင်အသေးစားတွေကိုဖိအားပေးခဲ့တာလဲကုမ္ပဏီကအတန်ဖိုင်ကိုပြန်မဖြေရှင်းပဲဘာကြောင့်အမည်မသိတိုက်ခိုက်သူတွေကိုပဲဆက်ပြီးအပြစ်တင်နေတာလဲအဖြေတွေကဆိုးရွားနေတဲ့အခါမေးခွန်းတွေကဓားတွေလိုဖြစ်လာတယ် Victoria ရဲ့ Bright မိတ်ဖက်တွေကပွဲတက်တာတွေကိုရက်ဆိုင်လာကြတယ်ဒါရိုက်တာအဖွဲ့ဝင်2ယောက်ကတီးတန့်ပြန်လဲသုံးသပ်ဖို့တောင်းဆိုခဲ့ကြတယ်ဝန်ထမ်းတွေကချစ်စလန်တွေမှာတိုးပြောလာကြတယ်ပထမဆုံးအချိန်ဖြစ်ဟော်သွန်းရဲ့မျက်နှာဖုံးကအကွဲယုံတွေမဟုတ်တော့ဘူးလူတွေကအကြောင်းကိုသတိပြုမိလာကြပြီးအဲ့ဒါကပြီးပြည့်စုံတယ်လို့ခံစားရတဲ့ပေမဲ့မခံစားရဘူးအဲ့ဒီညနေပိုင်းမှာကျွန်တော်အဆောက်အုံအပြင်ဘက်ကလေသမားတွေရဲ့ဗီဒီယိုကိုကြည့်နေခဲ့မိတယ်အသက်ကြီးလေသမားတစ်ယောက်ကသူ့ဦးထုတ်ကိုလက်နှစ်ဖက်နဲ့စုပ်နေရင်သတင်းထောက်ရဲ့မိုက်ခရိုဖုန်းကိုပြောနေတယ်သူတို့ကကျွန်တော်တို့ကိုမရှိတော့တဲ့လူတွေလိုဆက်ဆံနေတာကိုရက်တန်းကရက်ဖို့ပဲလိုချင်တာပါလို့သူကပြောတယ်ကျွန်တော်ဗီဒီယိုကိုခဏရက်လိုက်တယ်ကျွန်တော်အဲ့ဒီခန်းစားချက်ကိုကောင်းကောင်းသိတာပေါ့နေယိုမီဖုန်းဆက်လာတယ်မာကတ်လှုပ်ရှားနေပြီလို့သူကပြောတယ်ဘလို့လဲလို့ကျွန်တော်မေးတော့သူကငါးစာချနေတာလို့ဖြေတယ်ပြဿနာတက်နေတဲ့ share အစုစုတစ်ခုပေါ့မိဖက်အဖွဲ့အစည်းတစ်ခုကစိုးရင်တကြီးထုတ်ရောင်းတဲ့ပုံစံမျိုးဖြစ်ပေမဲ့ဥပဒေကြောင်းအရပတ်သက်မှုတွေကတော့ဆိုးရွားတယ်လို့သူကဆိုတယ်အမည်မသိဝယ်ယူသူကအဲ့ဒါကိုဓာတ်ရိုက်ထိတွေ့ရင်သူကလမ်းကြောင်းတစ်ခုကိုဖွင့်ပြလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်လို့သူကပြောတော့ကျွန်တော်မှောင်မိုက်နေတဲ့မျက်နှာပြင်ကိုစိုက်ကြည့်နေမိတယ်မာကတ်ကမရည်နိုင်တော့ဘူးကောင်းတာပေါ့ဒါပေမဲ့ तू စဉ်းစားနေပြီအဲ့ဒါကတော့တိတ်မကောင်းဘူး तू ကဒါကျွန်တော်ဆိုတာမသိသေးဘူးမလားလို့ကျွန်တော်မေးလိုက်တယ်ဟုတ်တယ်လို့နေအိုမီကပြန်ဖြေတယ်ဒါပေမဲ့တစုံတစ်ယောက်ကသူ့ကိုအမဲလိုက်နေမှန်းတော့ तू သိတယ်လို့ तू ကပြောတော့ကျွန်တော်စပွဲပေါ်ကကပ်ပြားအမဲရောင်ကိုကြည့်လိုက်တယ်ငွေရောင်စာလုံးတွေကအလင်းပြန်နေတယ်ဒါဆို तू လမ်းကြောင်းမကိုဆက်ပြီးရှာဖွေနေအောင်လုပ်ကြတာပေါ့လို့ကျွန်တော်ပြောလိုက်တယ်မာကတ်ရဲ့ထောင်ချောက်ကဆိုးရွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါကတော်တော်လေးပါနဲ့လူနီးပါဖြစ်နေလို့ပဲအဲ့ဒါကကျွန်တော်ကိုပို့ပြီးစိတ်နှောက်ယှက်ဖြစ်စေတယ်ငါးစားကလေသမားအရှုပ်တော်ပုံအပြီးမှာထွက်သွားခြင်းနဲ့မိဖက်အဖွဲ့အစည်းတစ်ခုနဲ့ဆက်နွယ်နေတဲ့ပြဿနာရှိရှယ်ယာအစုစုနဲ့တူနေတယ်စာလောင်နေတဲ့ဝယ်ယူသူတိုင်းအတွက်တော့ဒါဟာ Sterling Atlas အားနေနေချိန်မှာဩဇာလွှမ်းမိုးမှုရယူဖို့အခွင့်အရေးတစ်ခုလိုပဲကျွန်တော်အတွက်တော့ဒါဟာပြုတ်ကျလူနီးပါဖြစ်နေတဲ့ပီယာနိုအောက်မှာချထားတဲ့အမဲသားတုံးနဲ့တူနေတယ်ကျွန်တော်ဥပဒေကြောင်းအရရှုပ်ထွေးတာတွေကိုမုံမှန်းသိလို့နာအိုမီကရှင်းရှင်းလင်းလင်းရှင်းပြတယ်အကယ်၍အမည်မသိဝယ်ယူသူကလမ်းကြောင်းမကနေဝယ်ယူမိရင်မာကတ်ကအချက်လက်ထုတ်ပြန်ဖို့တောင်းဆိုပြီးဆက်ဆက်လွှဲပြောင်းမှုတွေကိုပိတ်ဆို့ထားနိုင်တယ်လို့သူကပြောတယ်
ဝရတော့မဟုတ်ဘူးပေါ့ထိခိုက်ဖို့လုံလောက်တဲ့အချိန်ထိပေါ်လို့သူကဆိုလို့ဘယ်လောက်ထိစိုးမလဲလို့ကျွန်တော်မေးလိုက်တော့ကျွန်တော်တို့အချိန်ကိုဆုံးရှုံးရလောက်အောင်စိုးလိမ့်မယ်လို့သူကပြောတယ်အချိန်ကိုက်လှုပ်ဆောင်မှုကအရာရာပဲအရင်စောလို့ရင်ကျွန်တော်မှလုံလောက်တဲ့အသာစီးရမှုမရှိခင်ကိုဖော်ထုတ်မိတယ်လို့ဖြစ်သွားလိမ့်မယ်နောက်ကျလွန်ပြန်ရင်လည်း Marcus ကတက်တွေကိုမြုပ်နှံပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းဒါမှမဟုတ်တက်တွေကိုခြောက်လန့်ပြီးနှုတ်ပိတ်ပြစ်နိုင်တယ်ဒီအတော်တွင် Victoria ကကင်မရာရှေ့ကိုတစ်ခါထက်ရောက်လာပြန်တယ်ဒီတစ်ခါတော့သူကနူးညံ့တဲ့ထိုင်ကုန်မှာထိုင်ပြီးနောက်ွယ်မှာနှွေးထွေးတဲ့အလင်းရောင်နဲ့မိသားစုဓာတ်ပုံရှိနေခဲ့တယ်ကျွန်တော်မိသားစုဓာတ်ပုံတော့မဟုတ်ဘူးပေါ့ဟော်သွန်ရဲ့ပုံစံပေါ့ Marcus Victoria Blake မြေအောက်ခန်းမရှိဘူးအမိုက်အိမ်မရှိဘူးသေဆုံးသွားတဲ့မိဘတွေမရှိဘူးအရန်တန်ရှင်းပြီးအရန်လဲဟန်ဆောင်လုံးတယ်သူကလက်တွေကိုပေါင်ပေါ်မှာစုထားတယ်ကျမတို့အမားတွေလုပ်ခဲ့ပါတယ်လို့သူကပြောပြီးသူ့အတန်ကအသင့်တော်တဲ့နေရာတွေမှာတုံရင်နေခဲ့တယ်ဒါပေမဲ့ Sterling Atlas ဟာကျမတို့ရဲ့ဝန်ထမ်းတွေလူမှုအတိုင်းဝိုင်းတွေဒါမှမဟုတ်မိသားစုကိုဂရုမစိုက်တဲ့ရန်လိုတဲ့ဗန်နာရေးအဖွဲ့အစည်းတွေရဲ့တိုက်ခိုက်မှုကိုခံနေရတာပါလို့သူကဆက်ပြောတယ်အဲ့ဒီနောက်တင်ဆက်သူကကျွန်တော်အကြောင်းမေးမြန်းခဲ့တယ် Victoria ရဲ့မျက်နှာကနူးညံ့သွားတယ်လန်ဒန်နာကျင်နေရတာကိုကျမတို့နားလည်ပါတယ်လို့သူကပြောတယ်နာကျင်မှုကလူငယ်တွေကိုမစင်မချင်းဖြစ်စေနိုင်ပြီးအရင်ကရန်ညိုးဟောင်းတွေကြောင့်ဒီကုမ္ပဏီကိုတကယ်တိုက်ခိုက်နေတဲ့လူတွေစီကနေသူ့ရဲ့အာယုံစူးစိုက်မှုလွင့်ပြတ်မသွားဖို့မျှော်လင့်ပါတယ်လို့သူကပြောတာကိုကျွန်တော်ဗီဒီယိုကိုရက်ပြီးသူ့မျက်နှာကိုစိုက်ကြည့်နေမိတယ်သူမကကျွန်တော်ကိုတိုက်ခိုက်သူလို့ဆွဆွဲနေတာမဟုတ်ပါဘူးအဲ့လိုဆွဆွဲဖို့ဆိုရင်ကျွန်တော်မှာကြောင်ပေါက်လေးထက်ပိုကြီးတဲ့လက်သေးတွေရှိတယ်လို့ယုံကြည်ရပါလိမ့်မယ်သူမကကျွန်တော်ကိုလူပုံအလဲမှာအဆက်ခွဲပြီးတိမ်ငင်အောင်လုပ်နေတာပါတနာစရာလန်ဒန်ခါတိနာကျင်နေတဲ့လန်ဒန်ဂျန်လိုတဲ့အပြင်လူတွေအတွက်အသုံးချလို့ကောင်းတဲ့ရုပ်သေးရုပ်လေးပေါ့အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုအမိုက်အိတ်တစ်လုံးနဲ့အိမ်ပေါ်ကမောင်းချခဲ့ပြီးတော့တောင်သူမကိုသူမတနာစရာသားကောင်ဖြစ်အောင်ပြောနိုင်စွမ်းရှိသေးတယ်ဒါကတကယ်ကိုငရဲကနေလက်ခုပ်တီးပြီးချီးကျူးရမယ့်ကိစ္စပဲဘလိတ်ကလည်းကိုပိုင်ချက်လေရင်ကိစ္စအတွက်သူ့ရဲ့တောင်းပန်တဲ့ဗီဒီယိုကိုတင်ခဲ့တယ်သူကရိုးရိုးရှင်းရှင်းရှက်အင်ကြီးတစ်ထည်ကိုဝတ်ထားပြီးလူသားဆန်သွားအောင်သူ့ရဲ့အသုံးဆောင်ပစ္စည်းအားလုံးကိုချွတ်ထားတဲ့ပုံစံမျိုးပေါက်နေတယ်သူကစ조사ပန်းစားလောက်ကင်ကြသူတိုင်းကိုလေးစားပါတယ်လို့ကင်မရာရဲ့အပေါ်ဘက်နားလေးကိုကြည့်ပြီးဖတ်ပြနေတယ်သူ့ရဲ့စကားတွေကသူ့နှလုံးသားအစစ်အမှန်ကိုကိုစားမပြုပါဘူးတဲ့သူ့နှလုံးသားကအဲ့ဒီထက်တောင်ပိုပြီးပုတ်တိုးနေလောက်ပါတယ်မှတ်ချက်တွေကတော့သူ့ကိုခွင့်မလွတ်ခဲ့ကြပါဘူးဝန်ထမ်းတွေလည်းသူ့ကိုခွင့်မလွတ်ခဲ့ကြဘူးဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေကတော့လုံးဝကိုခွင့်မလွတ်ခဲ့ကြတာပါအဲ့ဒီဗီဒီယိုကပထမအရှုပ်တော်ပုံနဲ့တွဲပြီးဒုတိယအရှုပ်တော်ပုံဖြစ်လာခဲ့တယ်ဒါက Blake ရဲ့ပါရမီပဲလေသူ့ရဲ့တောင်းပန်မှုတွေကတော့ထပ်ပြီးတောင်းပန်စရာတွေဖြစ်လာရတယ် Sterling Atlas ထဲမှာတော့ဒါရိုက်တာအဖွဲ့ဝင်တွေကတိုးတိုးတိတ်တိတ်နဲ့ပြင်းထန်တဲ့မေးခွန်းတွေကိုမေးလာကြပြီးသူတို့ကသူရဲကောင်းတွေတော့မဟုတ်ကြပါဘူးသူတို့ကအခြေခံအဆောက်အုံပျက်စီးတော့မဲ့အနံ့ကိုရနေတဲ့တထေးကြီးတွေပါဒါပေမဲ့တစ်ခါတလေကြတော့လေကိုကာကွယ်ခြင်းစိတ်ကကိုချင်းတရားနဲ့ဆင်တူနေတတ်လို့အသုံးဝင်တာပေါ့ Marcus ကအဲ့ဒီနေ့ညနေမှာပဲငါးစာချတဲ့ stock share စုကိုထုတ်ပြခဲ့တယ်ကျွန်တော်ကိန်းကနန်းတွေလှုပ်ရှားနေတာကိုစောင့်ကြည့်နေခဲ့တယ်နောက်ထပ်ယင်းနှီးမြုပ်နှံသူတယောက်ကအဲ့ဒါကိုစိတ်ဝင်စားနေတယ်ဒီတစ်ခါတော့ကျွန်တော်နဲ့မပတ်သက်တဲ့ပြိုင်ဘက်အစ်စ်ပါပဲအကယ်၍ကျွန်တော်ကသူတို့ကိုအဲ့ဒါကိုယူခွင့်ပြုလိုက်ရင်သူတို့ကကုမ္ပဏီကိုသိမ်းပိုက်မဲ့လမ်းကိုရှုပ်ထွေးအောင်လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကဓာတ်ရိုက်ကြီးဝင်ယူလိုက်ရင်လည်း Marcus ကအများကြီးရိပ်မိသွားလိမ့်မယ်နေအိုမီနဲ့ကျွန်တော်မိနစ်20လောက်ညှင်းခုန်ခဲ့ကြတယ်သူမကစောင့်မအောင်လို့ပြောတယ်ကျွန်တော်ကတော့အဲ့ဒီ stock share စုကအရေးကြီးတယ်လို့ပြောခဲ့တယ်သူမကတခြားနီးလန်းတွေရှိလာမှာပါလို့ပြောတယ်ကျွန်တော်ကတော့ Marcus ကတကယ်လူတွေစီပိုနီးကပ်လာလို့ဒီထောင်ချောက်ကိုဆင်ထားတာလို့ပြောခဲ့တယ်နောက်ဆုံးမှာသူမကနောက်မိကိုမိချလိုက်ပြီးကျွန်တော်ကအခုချိန်မှာ view ဟာမြောက်စဉ်းစားမနေဘူးလို့ပြောတယ်ချန်စီယိုအပြင်ဘက်ကကောင်လေးတယောက်လိုပဲတွေးနေတာပါတဲ့အဲ့ဒါကကျွန်တော်ကိုနှုတ်ဆိတ်သွားစေခဲ့တယ်သူမပြောတာမှားနေလို့မဟုတ်ပါဘူးသူမပြောတာကွက်တိမှန်နေလို့ပါကျွန်တော်လက်ကကီးဘုတ်အပေါ်မှာဝဲနေခဲ့တယ်ကျွန်တော် Blake ရဲ့ Rolls Royce ကိုမြင်အောင်မိတယ် Victoria ရဲ့ပါးရိုက်တန်ကျွန်တော်ကိုအိမ်ပေါ်ကမောင်းချတော့က Marcus ရဲ့လက်ပတ်နာကြီးသွားနေတဲ့အတန်ပြီးတော့အေးဆက်တဲ့လမ်းကြားလေးကျွန်တော်ရဲ့အသက်13နှစ်အရွယ်လက်ထက်ကကစားစရာကားလေးလဲစားချေလိုစိတ်ကအတိတ်တွေကိုတွန်းအားအဖြစ်ပြောင်းလဲပေးတယ်တွန်းအားဆိုတာဖိတ်ဆင်သွားရင်ကိုပြန်လောင်ကျွမ်းစေနိုင်တာမျိုးပေါ့ကျွန်တော်အစာကိုတဝက်လောက်ပဲဟက်ခဲ့တယ်အဓိကအချက်ကိုမဖော်ပြမိစေဖို့အတွက်ပါပြိုင်ဘက်ကအာနာမသိမ်းနိုင်အောင်တားဆီးဖို့ပဲဖြစ်တယ်ဒီလမ်းကြောင်းကိုဆက်ရှောက်နိုင်ဖို့ပဲဖြစ်တယ်ဒါကကျွန်တော်ကိုနောက်ထပ်အကာအကွယ်တစ်ခုဆုံးရှုံးစေခဲ့တယ်နိုင်ပိုင်းအတွင်းမှာပဲကာကွယ်ထားတဲ့အလွှာကလောင်ကျွမ်းသွားခဲ့တယ်ဥပဒေကြောင်းအရအကြောင်းကြားစာတွေရောက်လာတယ်မာကတ်ရဲ့အဖွဲ့ကသူတို့နောက်ွယ်ကဝယ်ယူသူကိုတွန်းဆုတ်သွားအောင်လုပ်နိုင်ခဲ့ပြီလို့ထင်ပြီးတီးတန့် channel တွေမှာအောင်ပွဲခံခဲ့ကြတယ်သူတို့လုပ်နိုင်ခဲ့တယ်အဲ့ဒီအချက်ကခံရခက်စေတာပဲသတင်းတွေထဲမှာတော့အမည်မဖော်လို့တဲ့တိုက်ခိုက်သူကထင်ထားတာထက်ပိုပြီးငွေအင်အားတောင့်တင်းတယ်လို့သုံးသပ်သူတွေကပြောနေကြတယ်မာကတ်ကတော့ Sterling Atlas အနေနဲ့ရန်လိုတဲ့လှုပ်ရှားသူအားလုံးကိုဖော်ထုတ်သွားမယ်လို့ပြောခဲ့တယ် Victoria ကလည်းကုမ္ပဏီအနေနဲ့ပွင့်လင်းမြင်သာမှုကိုကြိုးဆိုပါတယ်လို့ပြောခဲ့တယ်အဲ့ဒီစကားကိုကျွန်တော်တကယ်ပဲရည်ချင်မိသွားတယ် Victoria စီကပွင့်လင်းမြင်သာမှုဆိုတာအချို့ပွဲဖူဖေးမှာဝိတ်ချဖို့ကြိုးစားနေတယ်လို့ပဲ theory ရဖြစ်နိုင်ကောင်းဖြစ်နိုင်လိမ့်မယ်တမိုင်းတစ်လျှောက်ဖြစ်နိုင်ခြင်းမရှိခဲ့တဲ့လောက်ပဲဒါပေမဲ့လည်းပျက်စီးဆုံးရှုံးမှုကအစစ်အမှန်ပါပဲယင်းနှီးမြုပ်နှံသူတချို့တွန်းဆုတ်သွားကြတယ်ကျွန်တော်တို့ဘက်ကိုရင်းနေခဲ့တဲ့ director အဖွဲ့ဝင်တယောက်ကငြိမ်သက်သွားခဲ့တယ်Serena ရဲ့နောက်ဆုံးအစီအစဉ်က Sterling Atlas ဟာပြင်ပဖိအားတွေကြောင့်ပြိုလဲနေတာလားဒါမှမဟုတ်အတွင်းပုတ်ဆွေးမှုကြောင့်လားဆိုပြီးမေးခွန်းထုတ်ခဲ့ပေမဲ့ဘယ်သူမှအဖြေနှစ်ခုလုံးကိုသဘောမကျကြဘူးတစ်ချိန်တည်းမှာပဲ London Sterling ကသူတို့ရဲ့လူသိရှင်ကြားဇလန်ထဲမှာ300လွယ်တဲ့ဘေးထွက်ဇက်ကောင်တစ်ခုဖြစ်လာခဲ့တယ်နာကြီးနေတဲ့မိဘမဲ့ကလေးတယောက်အတုံးချခံနေရုပ်လေးတယောက်ခက်ခဲတဲ့အချိန်မှာပြန်ပေါ်လာတဲ့ဝမ်းထဲစရာကောင်လေးတယောက်ပေါ့ Marcus ကနောက်ွယ်ကဝယ်ယူသူဟာကျွန်တော်ဖြစ်နေလိမ့်မယ်လို့အခုထိမတင်ငါသေးဘူးသူကပြဿနာနှစ်ခုရှိနေတယ်လို့ထင်နေတာတစ်ခုကဖုံးကွယ်ထားတဲ့ဗန်နာရေးတိုက်ခိုက်သူနဲ့နောက်တစ်ခုကမိသားစုအမွေနှစ်ပြဿနာတွေရှိနေတဲ့စိတ်အနှောက်အယှက်ဖြစ်စရာရှယ်ယာရှင်အသေးစားလေးကျွန်တော်ပေါ့သူရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုတည်းကိုနှစ်ဖက်ကနေကြည့်နေမိတယ်ဆိုတာ तू မသိဘူးအဲ့ဒီညကဝန်ထမ်းတွေရဲ့စကားသံတွေအမည်မဖော်ပဲပေါက်ကြားနေတဲ့အများပြည်သူဆိုင်ရာယင်းနှီးမြုပ်နှံသူများဖိုရမ်စီကျွန်တော်ပြန်သွားခဲ့တယ်ကျွန်တော်ဘာမှမရေးခဲ့ဘူးဖတ်ယုံပဲဖတ်ခဲ့တာပါမှတ်ချက်တစ်ခုကကျွန်တော်စိတ်ထဲဆွဲကြံနေခဲ့တယ်
Elliot Sterling ရှိစဉ်ကသူဒီမှာအလုပ်လုပ်ခဲ့တာဖြစ်ပြီးသူကလေးကလူအေးလေးပါတဲ့မတော်တဆမှုဖြစ်ပြီးတဲ့နောက်ကလေးကိုဘယ်တော့မှမတွေ့ရတော့ဘူးလို့ဆိုထားတယ်လူတွေကမေးမြန်းကြတယ်HR ကမမေးဖို့တားမြစ်ခဲ့တယ်နောက်ထပ်ပြန်စာတစ်ခုကစက်တိုက်ဆိုသလိုပေါ်လာတယ်မြေအောင်ခန်းကောလာဟာလာတွေကအစ်စ်မှန်လားပေါ့ပြီးတော့နောက်တစ်ခုကသူ့အတော်ကအဲ့ဒီအိမ်မှာအလုပ်လုပ်ခဲ့တာဖြစ်ပြီးကောင်လေးကသူတို့အတွက်ဟင်းချက်ပေးခဲ့ရတာလို့ပြောတယ်ဟန်ဆောင်ထားတဲ့မိသားစုကယ်တင်ရှင်ဇလန်ကအတွင်းကနေစပြီးပုတ်ဆွေးနေပြီး Victoria ကကျွန်တော်ကိုအရေးမပါတဲ့သူဖြစ်အောင်လုပ်ဖို့ကြိုးစားခဲ့တာအဲ့ဒီအစားလူတွေကကျွန်တော်ဘာကြောင့်အစကတည်းကအနှိမ်ခံဖြစ်ခဲ့ရတယ်လဲဆိုတာကိုစပြီးတန်တရားဝင်လာကြတယ်ညတကောင်ဒီမှာ Naomi ဖုန်းဆက်လာတယ်သူမကလွှဲအပ်ထားတဲ့ share ဂတိကဝတ်တွေအလုံးလောက်နီးပါးရထားပြီလို့ပြောတယ်လုံးဝထိန်းချုပ်နိုင်တဲ့အနေအထားတော့မဟုတ်သေးဘူးဒါပေမဲ့ director အဖွဲ့ကို market state စိတ်အနိုင်ကျင့်လို့မရတဲ့အခြေအနေတစ်ခုရောက်အောင်ဖိအားပေးဖို့တော့လုံလောက်တယ်လို့ဆိုတယ်ပြီးတော့အလုံးလောက်နီးပါးလားလို့မေးတော့ဟုတ်တယ်လို့ဖြေတယ်ကျွန်တော်ကအလုံးလောက်နီးပါးဆိုတဲ့စကားလုံးကိုလောလောဆယ်ဆိုတဲ့စကားလုံးလောက်နီးပါးမုန်းတယ်ပြီးတော့သူမကဆက်ပြောတယ် Marcus ကအရေးပေါ် director အဖွဲ့အစည်းအဝေးခေါ်ထားတယ်တဲ့ဘယ်အချိန်လဲလို့မေးတော့မနှက်ဖြန်လို့ဖြေတယ်ဒါကလည်းထောင်ချောက်ထဲကထောင်ချောက်တစ်ခုပဲပေါ့ Marcus က share လွှဲအပ်မှုတွေမခိုင်မာခင်နောက်ွယ်ကဝယ်ယူသူကိုဖျက်တောက်ချင်နေတာသူကရန်သူကိုအခုထိမျက်နှာမရှိတဲ့သူလို့ထင်နေတော့မယ်သူကကျွန်တော်ကိုအစည်းအဝေးခမ်းမနာမှာရှောက်သွားနေတဲ့အတန်ဆူညံတဲ့လမ်းဘေးကြောင်တစ်ကောင်လို့ထင်နေတော့မယ်ကျွန်တော်စပွဲပေါ်ကကတ်အမဲအောင်လေးကိုကြည့်လိုက်တယ်ပြီးတော့ကျွန်တော်မိဘတွေရဲ့ဓာတ်ပုံအဟောင်းလေးကိုကြည့်လိုက်တယ်အာနာရှိတဲ့သူတွေဟာအခြားလူတိုင်းကသူတို့ထက်သိငယ်တယ်လို့ယုံကြည်တဲ့အခါအမားတွေလှုပ်တတ်တယ်လို့အဖေကကျွန်တော်ကိုတခါပြောဘူးတယ်မာကတ်ကကျွန်တော်ကိုအားနေတဲ့သူတယောက်အနေနဲ့နှစ်ပေါင်းများစွာမြင်ခဲ့တာမနှက်ဖြန့်ကြရင်အဲ့ဒီစိတ်သက်သာရာရမှုကိုသူ့စီမှာခဏလောက်ထပ်ထားပေးလိုက်အောင်မယ်ပြီးရင်တော့သူထိုင်နေတော့မှပဲသူ့ကလပ်ထိုင်ကိုဖြုတ်ပစ်မယ်မာကတ်ကသူနိုင်ထားပြီးသားအတိုင်းအရေးပေါ်ဒရိုက်တာအဖွဲ့အစည်းအဝေးတွေကိုရှောက်ဝင်လာခဲ့တယ်သူ့လိုလူစားမျိုးတွေရဲ့အကျင့်ကအဲ့ဒါပဲသူတို့ကအတန်ကြဲကြဲပြောနိုင်တာကိုအာနာရှိတယ်လို့ထင်နေကြတာသူတို့ကအရင်ဆုံးအတန်ကြဲကြဲနဲ့စမတ်ကြကြဝစ်စားပြီးပြောလိုက်ရင်အခန်းတစ်ခုလုံးကိုစိုးမိုးထားနိုင်ပြီလို့ထင်နေကြတာ Sterling Atlas ရဲ့ဒရိုက်တာအဖွဲ့အစည်းအဝေးခန်းက43ထပ်မြောက်မှာရှိတယ်ရှည်လျားတဲ့စပွဲအမဲကြီးရဲ့မှန်နေရန်တွေရဲ့မျိုးပြမြင်ကွင်းတွေပေါ့နေရန်တစ်ဖက်မှာတော့ Steel နဲ့ပြုတ်လုပ်ထားတဲ့ကျွန်တော်အဖေရဲ့ကုမ္ပဏီလိုကိုရှိနေတယ်ကျွန်တော်တမင်သက်သက်နောက်ဆုံးမှဝင်ခဲ့တယ်ထင်သာမြင်သာရှိပြီးအရေးမပါပဲစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့သူတို့မျှော်လင့်ထားတဲ့အတိုင်းပေါ့ Victoria ကကျွန်တော်ကိုအရင်ဆုံးသတိထားမိသွားတယ်သူမကကျွန်တော်ကိုမြေအောက်ခန်းချောင်းသတိရစေမဲ့အပြုံးနုနုလေးပြုံးပြခဲ့တယ်ပြီးတော့လန်ဒန်ရေဒါကကိုရေးကိုဒါရန်ညိုးတွေထားရမယ့်နေရာမဟုတ်ဘူးလို့ပြောတယ်ဒီစကားကထပ်ပေါ်လာပြန်ပြီးကြောင်သူတော်လေးလက်သေးပစ္စည်းလေးတွေနဲ့အန်ဒီရမရှိတဲ့သူပေါ့သူမအတွက်တော့ကျွန်တော်ကမုံတိုင်းမဟုတ်ဘူးကော်စရောဘော်ကခြေရဆူဆူလေးတစ်ခုပဲဘလိတ်ကသူမနားမှာထိုင်ပြီးဖုန်းပွတ်နေတယ်သတင်းစိုးတွေအများကြီးနဲ့အကျိုးဆက်တွေမရှိသေးတာကြောင့်သူ့မျက်နှာကတင်းမာနေတယ်ကျွန်တော်ထိုင်လိုက်တော့သူမောကြည့်လာတယ်စီးပွားရေးသမားကစားနေတော့မဲလားလို့သူကခတ်တိုးတိုးမေးတယ်တောင်းပန်တဲ့ဗီဒီယိုရိုက်ဖို့ပြင်ဆင်နေတော့မဲလားလို့ကျွန်တော်ပြန်မေးလိုက်တယ်သူ့မျက်လုံးတွေမှင်းဆင်းသွားတယ်ဟိုးဘက်အစွန်ကဒရိုက်တာအဖွဲ့ဝင်တယောက်ကလက်နဲ့အုပ်ပြီးပြုံးလိုက်တယ်အောင်မြင်မှုအသေးဖွဲလေးပေါ့ကျွန်တော်အသာတကြီးလက်ခံလိုက်တယ်မာကတ်ကစပွဲထိတ်မှာမတ်တက်ရက်ပြီးယုံကြည်ချက်အပြည့်နဲ့စကားပြောတယ်။သူကရန်လိုတဲ့လှုပ်ရှားသူတွေကိုအပြစ်တင်တယ်။သူကမီဒီယာတွေရဲ့ကစားကွက်ကိုအပြစ်တင်တယ်။သူကတက်ကြွလှုပ်ရှားသူတွေကိုအပြစ်တင်တယ်။အမျက်အစွန်းအတွက်အမေရိကန်ကုမ္ပဏီတစ်ခုကိုဖျက်ဆီးကျင်နေတဲ့အမည်မဖော်လိုတဲ့ကစားသမားတွေကိုသူကအပြစ်တင်တယ်။သူကျွန်တော်ကိုတော့အပြစ်မတင်ဘူး။လုံးဝမပတ်သက်တဲ့အတိုင်းပဲ။သူကျွန်တော်ကိုကြည့်တဲ့အခါကော်လာဘော်ကအစွန်းထင်းတစ်ခုကိုကြည့်တယ်လို့မျက်နှာပေးမျိုးနဲ့ကြည့်တယ်။စိတ်အနှောက်အယှက်ဖြစ်စရာရှက်စရာကောင်းကောင်းဖြစ်နိုင်ပေမဲ့အန်ဒီရတော့မရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့ပြီးတော့စိတ်မကောင်းစရာကတော့ဒီလိုအသေးအဖွဲစိတ်အနှောက်အယှက်ဖြစ်စရာတွေကြောင့်ပြင်ပအင်အားစုတွေကဆွေးနွေးပွဲကိုနှောက်ယှက်ခွင့်ရသွားတာပဲလို့မာကတ်ကဒရိုက်တာအဖွဲ့ပဲလှည့်ပြီးပြောလိုက်တယ်လူတော်တော်များများကကျွန်တော်စီအကြည့်လွဲလာကြတယ်အသေးအဖွဲစိတ်အနှောက်အယှက်ဖြစ်စရာတဲ့ကျွန်တော်လက်ထဲကဖောင်တိန်ကိုငုံကြည့်လိုက်တယ်စောစောစီးစီးပြုံးမိရင်ကစားပွဲပြတ်သွားလိမ့်မယ်မာကတ်ကဆက်ပြောတယ်ကျွန်တော်တို့အနေနဲ့တန်တရားဖြစ်စရာရှယ်ယာလွှဲအပ်မှုတွေကိုရပ်ဆိုင်းဖို့ရန်လိုတဲ့စုဆောင်းမှုတွေကိုပြန်လည်သုံးသပ်ဖို့နဲ့ဒီကုမ္ပဏီကိုကစားကွက်တွေကနေကာကွယ်ဖို့အရေးပေါ်လုပ်ပိုင်ခွင့်လိုအပ်ပါတယ်တဲ့သူ့အဖွဲ့ကဖိုင်တွဲတွေကိုလိုက်ဝေပေးတယ်ထူတဲတဲ့ဖိုင်တွဲတွေတန်ဖိုးကြီးတဲ့ဖိုင်တွဲတွေပေါ့အားနည်းတဲ့အငင်းပွားမှုတွေကိုပိုပြီးခိုင်မာတဲ့အောင်ထင်ရအောင်ပြုလုပ်ထားတဲ့အမျိုးအစားတွေပါ Victoria ကဟန်ဆောင်ဝမ်းနည်းမှုတွေနဲ့ကျွန်တော်ကိုကြည့်လာတယ်လန်ဒန်ရေမင်းကိုအရှက်မကွဲခင်ဒီကနေထွက်သွားတင်တယ်မင်းတော်တော်လေးခံစားခဲ့ရပြီးပြီလေလို့သူမကပြောတယ်ခံစားခဲ့ရပြီးပြီတဲ့ဒါကချစ်စရာကောင်းတဲ့စကားပဲသူမကခံစားရမှုကိုယာတီဥတုလိုမျိုးပြောနေတာသူမကိုယ်တိုင်ကြီးကြပ်ခဲ့တဲ့မိသားစုစီမံကိန်းတစ်ခုမဟုတ်တဲ့အတိုင်းပဲချစ်စရာကောင်းလိုက်တာကျွန်တော်မြေအောက်ခံကြောင်ထပ်မပြောခင်ထွက်သွားခိုင်းတာလားလို့မေးလိုက်တယ်။နိုင်ရန်ဘက်ကဒရိုက်တာတယောက်ကကလပ်ထိုင်ပေါ်မှာဟန်ချက်ပြင်လိုက်တယ်။ Victoria ရဲ့မျက်လုံးတွေကခဏလောက်တင်းမာသွားတယ်။ပြီးတော့နူးညံ့တဲ့အမူအရာကပြန်ပေါ်လာတယ်။မင်းစိတ်ရှုပ်ထွေးနေခဲ့တာပါ။ငါတို့အကောင်းဆုံးလုပ်ပေးခဲ့တာပဲလို့သူမကပြောတယ်။စပွဲပေါ်ကဖုန်းတစ်လုံးတုံခါသွားတယ်။ပြီးတော့နောက်တစ်လုံးပြီးတော့နောက်ထပ်သုံးလုံးပထမဆုံးသတင်းအချက်အလက်တွေရောက်လာပြီးနေယိုမီရဲ့အချိန်ကိုက်မှုကရိုင်းဆိုင်ပြီးလှပလွန်းတယ်။ဒါရိုက်တာအဖွဲ့ဝင်တွေကသူတို့ရဲ့ tablet တွေပေါ်ကလုံခြုံရေးဖိုင်တွေကိုဖွင့်ကြည့်ကြတယ်။တယောက်ပြီးတယောက်သူတို့ရဲ့မျက်နှာအမူအရာတွေပြောင်းလဲသွားကြတယ်။အားတင်တာမျိုးတော့မဟုတ်သေးဘူး။အခုမှမဟုတ်သေးဘူး။အာယုံဆိုင်လာကြတယ်။ဒါကပိုကောင်းတာပေါ့။မာကတ်ကအဲ့ဒီအပြောင်းလဲကိုသတိထားမိသွားတယ်။ဒါကဘာလဲလို့သူကတောင်းဆိုတယ်လို့မေးလိုက်တယ်။ Paul Harrington လို့အမည်ရတဲ့ဒါရိုက်တာတယောက်ကသူ့မျက်မှန်ကိုပြင်တက်လိုက်တယ်။လွှဲအပ်ထားတဲ့ share အတည်ပြုချက်တွေပါလို့သူကပြောတယ်။ Marcus မျက်မှောင်ကုတ်သွားတယ်။ဘသူစီကလဲလို့မေးတယ်။ Paul ကဖုန်းကိုပုတ်ကြည့်ရင်အဖွဲ့အစည်းအများပြားစီကပါလို့ဖြေတယ်။ Marcus ရဲ့အပြုံးကထက်မြက်ပြီးအောင်နိုင်သူတယောက်လိုပြန်ပေါ်လာတယ်။အတိအကျပဲကွဲဝက်ထားတဲ့အဖွဲ့အစည်းတွေဒါကငါပြောတဲ့အချက်ကိုတက်တည်ပြနေတာပဲငါတို့ကပြင်ပငွေကြေးတွေရဲ့တိုက်ခိုက်မှုကိုခံနေရတာလို့သူကပြောတယ်အခုထိကျွန်တော်ကိုမရိပ်မိသေးဘူးသူကမီးကိုတွေကိုပဲကြည့်ပြီးကျွန်တော်လက်ထက်ကမီးချစ်ဆန်ကိုတော့လှောင်ပြောင်နေတော့မယ်ဒရိုက်တာအဖွဲ့ဝင်တွေရဲ့အစည်းအဝေးခန်းထဲမှာအဲ့ဒါကိုကြည့်ဖို့ဘယ်သူမှမစီစဉ်ထားခဲ့ကြဘူး
ဒါပေမဲ့လူတိုင်းကတော့ကြီးဖြစ်သွားခဲ့ကြတယ်ဒါပေမဲ့လူတိုင်းကြီးလိုက်ကြတယ်လွတ်လပ်တဲ့ဥပဒေအကြံပေးအဖွဲ့ကပြန်လည်သုံးသပ်ထားတဲ့စာရွက်စာတမ်းအသစ်တွေအရ Starling Atlas ရဲ့စီမံခန့်ခွဲမှုမြေယာသိမ်းယူမှုဖိအားပေးမှုတွေနဲ့ Hawthorne ထိန်းချုပ်ထားတဲ့ခေါင်းဆောင်ပိုင်းနဲ့ဆက်နွယ်နေတဲ့မီဒီယာလွှမ်းမိုးမှုတွေအပေါ်မေးခွန်းထုတ်စရာဖြစ်လာတယ်လို့သတင်းမှာပြောနေတော့ Marcus ကစပွဲကိုလက်နဲ့ရိုက်ချလိုက်ပြီးအဲ့ဒါကိုပိတ်လိုက်ဆန်းလို့អော်ပေမဲ့ဘယ်သူမှမပိတ်ကြပါဘူးအဲ့ဒါဟာပထမဆုံးအစ်စ်မှန်အကြောင်းပဲဖြစ်ပါတယ်ကိုနာခံတဲ့သူတွေဟာသူတို့နာခံမှုရပ်တန့်လိုက်တဲ့အခါအမြဲတမ်းအသိပေးလေးမရှိပါဘူးတချို့အချိန်တွေမှာသူတို့ကမျက်နှာပြင်ကိုဖွင့်ထားခဲ့ရုံတင်ပါပဲနေအိုမီရဲ့ဒုတိယမြောက်စာရွက်စာတမ်းတွေရောက်လာပြန်ပါတယ်ဒီတတွဲကပို့ပြီးရှင်းလင်းပါတယ်ယုံကြည်အပ်နှံမှုဆိုင်ရာပြင်ဆင်ချက်အဟောင်းတွေလွှဲပြောင်းမှုလမ်းကြောင်းတွေကိုယ်စားလှယ်ဂတိကဝတ်တွေကျွေးမိအခြေအနေတွေနဲ့ပျောက်ဆုံးနေတဲ့အိမ်ချမ်းမြေစာရေးပေါ်ဖိအားပေးခဲ့တဲ့အထောက်အထားတွေဖြစ်ပါတယ်နားထောင်သူတွေနားလည်အောင်အားလုံးကိုတခါတည်းစုပြုံပြီးပြင်းစရာအကောင်ရှင်းပြထားတာမျိုးမဟုတ်ပေမဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေတခုတည်းကိုနားလည်သွားစေဖို့တော့လုံလောက်ပါတယ်အဲ့ဒါကတော့ Marcus နဲ့ Victoria တို့ဟာ Starling Atlas ကိုကာကွယ်နေကြတာမဟုတ်ပါဘူးသူတို့ကိုသူတို့ပဲကာကွယ်နေကြတာပါ Marcus တခန်းလုံးကိုအကဲခတ်နေတာကိုကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်ကြာဆင်းသွားတဲ့မြဝန်းတွေသူစီကခွင့်ပြုချက်မတောင်းပဲစာရွက်စာတမ်းတွေကိုစစ်ဆေးနေကြတဲ့ဒါရိုက်တာတွေအခုဖြစ်သူကိုတိုးတိုးလေးကပ်ပြောနေတဲ့အထွေထွေဥပဒေအကြံပေးစပွဲပေါ်မှာငြိမ်သက်လွန်းနေတဲ့ Victoria ရဲ့လက်နောက်ဆုံးတော့ Blake ကဖုန်းပွတ်နေတာကိုရက်လိုက်ပြီးဘာတွေဖြစ်နေတာလဲလို့တိုးတိုးလေးမေးပါတယ်ဘယ်သူမှသူ့ကိုမဖြေကြပါဘူးဒါဟာ Blake အတွက်အသစ်အဆန်းဖြစ်နေပါတယ် Marcus ကဘောရဲ့ tablet ပေါ်ကစာရွက်စာတမ်းတွဲကိုညွှန်ပြပြီးဒီအဖွဲ့အစည်းတွေရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုတဲ့နာမည်ကိုလိုချင်တယ်လို့ပြောရင်းတခန်းလုံးကိုဝေ့ကြည့်ပြီးကျွန်တော်ကိုပရီဘောကတခုလိုကြော်ဖြတ်ကဥပဒေရေးရအဖွဲ့စီအကြည့်ရောက်သွားပါတယ်ချက်ချင်းပဲလို့ပြောတဲ့အထိသူကျွန်တော်ကိုမရိပ်မိတာဖြစ်ပါတယ်ကျွန်တော်ကသူ့ဘေးဆယ်ပေအကွာမှာဘောပင်ကိုကင်ပြီးအေးအေးဆေးဆေးထိုင်နေတာတောင်သူကကြားဟာအဆောက်အုံပြင်ပတနေရာရာမှာရှိနေသေးတယ်လို့ယုံကြည်နေတော့မှာပဲ Victoria ကတော့ပိုပြီးနူးညံ့တဲ့နီလန်းတဲ့အခြေအနေကိုပြန်ထိန်းဖို့ကြိုးစားပါတယ်ကျမတို့ကိုပြစ်မှတ်ထားတိုက်ခိုက်ခံနေရတာလို့သူမကပြောပြီးဒီကုမ္ပဏီအနေနဲ့အမည်မဖော်လိုတဲ့လူကြောက်တွေကစာရွက်စာတမ်းတွေနဲ့စိတ်ခံစားမှုဆိုင်ရာအနောက်ရှက်တွေရဲ့နောက်ွယ်မှာပုံနေတာကိုခွင့်မပြုနိုင်ဘူးလို့ဆိုပါတယ်စိတ်ခံစားမှုဆိုင်ရာအနောက်ရှက်တွေဆိုတာအဲ့ဒါကျွန်တော်ကိုရည်ရွယ်ပြောတာဖြစ်ပါတယ်ကျွန်တော်ဘာမှမပြောဘဲနေလိုက်ပါတယ်မခံချင်စရာကောင်းလို့မဟုတ်ပါဘူးတချို့သောစော်ကားမှုတွေကအချိန်တစ်ခုစောင့်ပြီးမှတုတ်ပြန်တာပိုကောင်းလို့ပါမဲခွဲဆုံးဖြတ်ဖို့တောင်းဆိုလိုက်ကြပါတယ်မာကတ်ကကြဲကြဲလောင်လောင်ကန့်ကွက်ပါတယ်အထွေထွေဥပဒေအကြံပေးကဆက်လုပ်ဖို့တိုးတိုးလေးအကြံပြုပါတယ်တိတ်ဆိတ်မှုကပဲအနိုင်ရသွားပါတယ်တိတ်ဆိတ်မှုကအနိုင်ရသွားခဲ့တယ်မာကတ်လိုချင်တဲ့အရေးပေါ်လုပ်ပိုင်ခွင့်ကအတီးမပြုနိုင်ခဲ့ပါဘူးအဲ့ဒီအစာဘုတ်အဖွဲ့ကလွတ်လပ်တဲ့ပြန်လည်သုံးသပ်မှုကိုခွင့်ပြုလိုက်ပြီးဟော့သွန်းကထိန်းချုပ်ထားတဲ့လှုပ်ဆောင်ချက်တချို့ကိုယာယီကန့်သတ်လိုက်ပါတယ်ဒါဟာမာကတ်ကိုနှောင့်နှေးစေဖို့လုံလောက်ပါတယ်ဗစ်တိုးရီယာကိုတချို့သောဖိုင်တွေကိုမရွှေ့နိုင်အောင်တားဆီးဖို့လုံလောက်ပြီးနောက်တစ်ဆင့်မတိုင်ခင်ကျွန်တော်ရဲ့ဖုံးကွယ်ထားတဲ့အခြေအနေတွေကိုသူတို့ဖယ်ရှားပစ်ဖို့မဖြစ်နိုင်အောင်လုပ်ဖို့လုံလောက်ပါတယ်မာကတ်ဟာဘရင်တစ်ပါးလိုဝင်လာခဲ့တဲ့အခန်းကိုထိန်းချုပ်ခွင့်ဆုံးရှုံးသွားခဲ့ပါပြီဒါရိုက်တာတွေကသူ့ကိုမျက်နှာလွှဲထားကြစဉ်သူကတော့နှာခေါင်းကနေပြင်းပြင်းထန်ထန်တက်ပြင်းချရင်ရက်နေပါတယ်ဗစ်တိုးရီယာကနောက်ဆုံးအနေနဲ့နူးညံ့တဲ့စကားတစ်ခွန်းပြောဖို့ကြိုးစားပါတယ်မိသားစုအချင်းချင်းတီးတန့်စကားပြောတင်တယ်လို့ဆိုတော့ကျွန်တော် try ရက်လိုက်ပြီးကျွန်တော်တို့၄နှစ်လုံးတီးတန့်နေခဲ့ကြတာပဲမဟုတ်လားကျွန်တော်ခမရတို့ရဲ့မြေအောက်ခန်းမှာအိတ်ခဲ့ရတာလေးလို့ပြောလိုက်တော့တခန်းလုံးပြန်လည်ငြိမ်သက်သွားပြန်ပါတယ်လိတ်ကသူ့အမေကိုလှမ်းကြည့်ပါတယ်ပထမဆုံးအကြိမ်ဖြစ်သူဟာပြင်းကြီးပုံမပေါက်တော့ပဲပိုပြီးကြောက်ရွံ့နေတဲ့ပုံစံဖြစ်နေပါတယ်ကျွန်တော်ရဲ့ဖိုင်တွဲကိုယူပြီးတကားစီကိုရှောက်သွားခဲ့ပါတယ်မာကတ်ကနောက်ကလိုက်လာပါတယ်သူ့ရဲ့ခြေတံပြင်းပြင်းတွေကကျွန်တော်နောက်ကနေကြားနေရပြီးလန်ဒန်လို့သူကလှမ်းអော်ပါတယ်ကျွန်တော်ဆက်လျှောက်သွားခဲ့ပါတယ်အစည်းအဝေးခန့်အပြင်ဘက်ကအမှုဆောင်အရာရှိတွေရှိတဲ့အထက်ကတော့မှန်တွေတံမဏိတွေနဲ့တိတ်ဆိတ်မှုတွေပဲရှိနေပါတယ်နီနာကစပွဲတွေကဝန်ထမ်းတွေမောကြည့်လာကြပါတယ်လက်ထောက်တွေက tablet တွေကိုကင်ထားရင်တောင့်တင်းသွားကြပါတယ် CEO ရုံးခန်းအဝင်ဝါနာမှာ Marcus ကမိသွားပါတယ် Victoria ကလည်းတောက်ဖက်နဲ့စီးထားပေမဲ့အမြန်လိုက်လာပါတယ် Blake ကတော့လက်ထဲမှာဖုန်းတုံခါနေရင်သူမနောက်ကလိုက်လာပါတယ် Marcus ကကျွန်တော်ရှေ့မှာပိတ်ရက်လိုက်ပြီးမင်းမျက်နှာပေါ်ကအဲ့ဒီအမူအရာကိုဖျောက်လိုက်စမ်းလို့ပြောရင်မင်းခုနကဘာဖြစ်သွားလဲဆိုတာကိုတော့နားမလည်ပါဘူးလို့ဆိုလို့ကျွန်တော်သူ့ကိုကြည့်လိုက်ပါတယ်အဲ့ကြိုကောင်တာနောက်ွယ်ကဈေးကွက်ပြသတဲ့မျက်နှာပြင်တွေကအနီရောင်တွေပြပြီးတောင်းနေပါတယ်ကျွန်တော်ဖုန်းတစ်ခါတုံခါသွားပါတယ်နိုင်အောင်မီစီက message ရောက်လာတာဖြစ်ပြီးစရင်စစ်အဖွဲ့ဓာတ်လီကားထဲမှာရှိနေပြီလို့ရေးထားပါတယ်ကျွန်တော်ဖုန်းကိုအိတ်ကတ်ထဲပြန်ထည့်လိုက်ပါတယ်လေးနှလုံးလုံးသူတို့ဟာကျွန်တော်ကိုခေါင်းငုံထားရမယ်သူလိုမျိုးမေးခွန်းတွေမေးခဲ့ကြတာပါပန်းအိုးကိုဘသူခွဲတာလဲမင်းကဘာလို့ဂျေဆုမတိတက်ရတာလဲမင်းကိုအပေါ်တက်ခွင့်ဘသူပေးလဲမင်းဘာလို့ဒီမှာရှိနေသေးတာလဲဆိုတာတွေပါပဲအခုတော့မာကတ်ဟာအခန်းထဲကလူတွေဘုတ်အဖွဲ့ဝင်တွေဥပဒေရေးရအဖွဲ့တွေနဲ့သူမမြင်ရတဲ့ဝိညာဉ်တွေကိုပါဟောက်နေရပါပြီဒီကိစ္စရဲ့နောက်ွယ်ကလူယုံမာကိုငါရှာဖွေသွားမယ်လို့သူကပြောပါတယ်သူကျွန်တော်ကိုမေးနေတာမဟုတ်ပါဘူးအဲ့ဒါကအလန်းဆုံးအပိုင်းပါပဲသူကကျွန်တော်ကိုဘာမှမဟုတ်တဲ့သူလို့ထင်နေတော့မှာပဲကျွန်တော်ပြုံးလိုက်ပြီးပထမဆုံးချိန်ဖြစ်ဘာပဲဖြစ်ဖြစ်ပြန်ဖြေဖို့ဆုံးဖြတ်လိုက်ပါတယ်မာကတ်ကအရာအလုံးရဲ့နောက်ွယ်ကလူယုံမာကိုရှာဖွေမယ်လို့ပြောနေတာမို့ကျွန်တော်သူ့ရဲ့ရှာဖွေခါကိုတတ်တာအောင်ကူညီပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်ပဲလို့ကျွန်တော်ပြောလိုက်ပါတယ်ခဏလောက်ဘယ်သူမှမလှုပ်ရှားကြပါဘူးအမှုဆောင်တွေရှိတဲ့အထက်ကတော့အရန်လင်းထိန်ပြီးတန်ရှင်းတွေကနားမထောင်ချင်အောင်ဆောင်နေတဲ့လူတွေနဲ့ပြည့်နှက်နေပါတယ်လက်ထောက်ဝန်ထမ်းတွေကမှန်စပွဲတွေဘေးမှာတောင်းတောင်းကြီးရက်နေကြပြီးလုံခြုံရေးဝန်ထမ်းတယောက်ကတော့ဓာတ်လေကားနားမှာရက်သွားပါတယ်ဘုတ်အဖွဲ့ရဲ့အကူနှစ်ယောက်ကလည်းတကားဝမှာတင်ရက်တန့်သွားကြပါတယ်မာကတ်ရဲ့နောက်ွယ်မှာတော့အဆောက်အုံတစ်ခုလုံးမှာသွေးခုန်လုံးရှိနေသလိုမျိုးဈေးကွက်ပြသတဲ့မျက်နှာပြင်တွေကအနီရောင်တွေဆက်ပြီးပြနေပါတယ်ဗစ်တိုးရီယာကကျွန်တော်ကိုစိုက်ကြည့်နေပါတယ်မာကတ်ကပိုပြီးစိုက်ကြည့်နေပါတယ်ဘလိတ်ကတော့သူ့ဖုန်းကိုနားမှာကတ်ထားရင်ကျွန်တော်တို့အားလုံးကိုဟိုကြည့်တီကြည့်လုံနေပြီးကိုပိုင်ကြီးထွားမှုကြောင့်မဟုတ်ပဲတခြားအကြောင်းရင်းတွေကြောင့်နောက်ဆုံးတော့ငြိမ်သက်သွားပါတယ်
Marcus ကတစ်ချက်ရေးလိုက်ပြီးရေစရာကောင်းလို့မဟုတ်ပါဘူးသူ့ရဲ့အုံနောက်ကအမှန်တရားကိုညှင်းပယ်နေစဉ်မှာအတန်တစ်ခုခုထွက်ဖို့လိုအပ်လို့ဖြစ်ပါတယ်မင်းလားလို့သူကမေးတော့ကျွန်တော်ခေါင်းငိတ်ပြလိုက်ပြီးဟုတ်တယ်ကျွန်တော်ပဲလို့ဆိုလိုက်ပါတယ်သူ့မျက်နှာပြတ်သွားပြီးလေလံဆွဲတဲ့သူလားလို့မေးတော့ Ferrari ကကျွန်တော်ဟာလို့ပြောလိုက်ပါတယ် Blake ရဲ့ပါဇက်ဟသွားပြီးဘာစကားမှထွက်မလာတော့ပါဘူးအဲ့ဒီမြင်ကွင်းတစ်ခုတည်းတင်တန်ပေါင်းများစွာတန်ဖိုးရှိပါတယ် Victoria ကအရှိကိုတလန်းတိုးလာပြီးမြေကွက်လားလို့မေးတော့ကျွန်တော်ဟာပဲလို့ပြန်ပြောလိုက်ပါတယ် Marcus ရဲ့မေးရိုးတွေတင်းမာသွားပြီးကိုယ်စားလှယ်အဖွဲ့အစည်းတွေလားလို့မေးတော့အဲ့ဒါတွေအများစုလည်းဟုတ်တယ်လို့ဖြေလိုက်ကသတင်းပေါက်ကြားမှုတွေလားလို့မေးတဲ့အခါကျွန်တော် Victoria ကိုကြည့်လိုက်ပြီးလယ်သမားတွေဝန်ထမ်းတွေနဲ့မိဘမဲ့ကလေးတွေကိုဘာမှမဟုတ်ဘူးလို့ထင်ပြီးပြောချင်ရပြောတဲ့အခါတချို့လူတွေသတိထားတင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာသူမရဲ့မျက်နှာအမူအရာပြောင်းလဲသွားပါတယ်လုံးဝကြီးတော့မဟုတ်ပါဘူး Victoria ဟာဆယ်စုနှစ်ချီပြီးသူမရဲ့အမူအရာတွေကိုထိန်းချုပ်ဖို့လေ့ကျင့်ထားတာဖြစ်လို့ပါဒါပေမဲ့လူမြင်ကွင်းကနူးညံ့တဲ့အကြည့်တွေတော့သူမရဲ့မျက်ဝန်းကနေပျောက်ကွယ်သွားပါတယ်ကြံရှိနေတာကတော့ကျွန်တော်အသက်14နှစ်အရွယ်တုန်းကကျွန်တော်ကိုပါရိုက်ခဲ့ပြီးဖျက်ဆီးတတ်တဲ့သူလို့ခေါ်ခဲ့စဉ် Blake ကသူမနောက်မှာရီမောနေခဲ့တဲ့အမျိုးသမီးရဲ့ပုံစံပဲဖြစ်ပါတယ်မင်းမွေးဆုပ်လေးလို့သူမကတိုးတိုးလေးပြောပါတယ်ပရာဟိတမီးစားလိုက်တွေမရှိတော့ဘူးအင်တာဗျူးကလပ်ထိုင်အေးလေးတွေမရှိတော့ဘူးသနာစရာကောင်းတဲ့ဒေါ်လေးတယောက်ရဲ့လေတံမျိုးမရှိတော့ဘူး Victoria တက်တက်ပဲကြံတော့တယ် Marcus ကပိုပြီးနီးကပ်လာခဲ့တယ်သူကဒီလိုမြောက်ခန်းကကောင်စုပ်လေးကဒါတွေအားလုံးကိုတိဆောက်ခဲ့တာကိုသူ့ကိုယုံစေချင်တာလားလို့မေးတော့ကျွန်တော်ပြုံးလိုက်တယ်မယုံပါဘူးလို့ခမရမယုံဘူးဆိုတာကိုပဲကျွန်တော်မျှော်လင့်ထားခဲ့တာပါအဲ့ဒါကပဲအသုံးဝင်တဲ့အစိပ်ပိုင်းဖြစ်ခဲ့တာပေါ့လို့ပြန်ပြောလိုက်တော့ဝန်ထမ်းအနှဲငယ်ကတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ဓာတ်လေကားနာကလုံခြုံရေးဝန်ထမ်းကသူ့ရဲ့ walkie talkie ပေါ်ကလက်ကိုဖယ်လိုက်တယ် Marcus ကတုံရီနေတဲ့လက်ညှိုးနဲ့ကျွန်တော်ကိုထိုးပြလိုက်တယ်သူကမင်းနောက်ွယ်မှာပံ့ပိုးပေးသူရှိတယ်လို့ပြောတော့ကျွန်တော်မှာ black cat တကက်ရှိတယ်3နှစ်အချိန်ရခဲ့တယ်ပြီးတော့ခမရရဲ့မာနထောင်လွှားမှုကအလုပ်ရဲ့ထက်ဝက်ကိုကူလုပ်ပေးခဲ့တာလို့ပြောလိုက်တယ်ဒါကအမှန်တရားအားလုံးတော့မဟုတ်ပါဘူးစနစ်ရဲ့အသေးစိတ်အချက်လက်တွေကိုဘယ်သူမှသိဖို့မလိုပါဘူး Limitless Bank ကကျွန်တော်အပိုင်ဖြစ်ပြီးအချို့သောအံအားသင့်စရာကိစ္စတွေကိုတော့တကိုးတွေကိုရှင်းပြမနေသင့်ဘူးလေဒါပေမဲ့ငွေကြေးစည်းစိမ်မှုလမ်းကြောင်းတွေလုပ်ငန်းစုတွေဝယ်ယူမှုတွေဖိအားပေးတဲ့အချက်တွေစတဲ့အဲ့ဒီထဲကအချက်လက်တော်တော်များများကိုတော့အခန်းထဲကလူတွေသဘောပေါက်လောက်အောင်စာရွက်စာတမ်းနဲ့ပြင်ဆင်ထားခဲ့ပါတယ်ကျွန်တော်ဂျာကင်အင်ဂျီတွေကနေခောက်ထားတဲ့စာရွက်တစ်ရွက်ကိုထုတ်ပြီးမြှောက်ပြလိုက်တယ်မိန်ကွန်းပြောဖို့မဟုတ်ဘူးတရားဟောဖို့မဟုတ်ဘူးစရင်တစ်ခုတတ်ပါပဲ Ferrari ကိုဝယ်ယူခဲ့တဲ့လုပ်ငန်းစုစရင်ကန်နာကမြေကွက်ကိုဝယ်ယူခဲ့တဲ့လုပ်ငန်းစုစရင်ကိုယ်စားလှယ်မဲပေးတဲ့လမ်းကြောင်းမီဒီယာသက်တွေအထောက်ထားကွင်းဆက်ကျွေးမီအခြေအနေစရင်စစ်ဆေးမှုဖြစ်စေတဲ့အချက်တွေပေါ့စာကြောင်းတစ်ကြောင်းချင်းစီကသူတို့တခြားလူတွေအပေါ်လွှဲချခဲ့တဲ့ကိစ္စတွေကိုညွှန်ပြနေတယ်စာကြောင်းတစ်ကြောင်းချင်းစီကကျွန်တော်စီကိုပဲပြန်ညွှန်ပြနေတာပါ Marcus ကစာရွက်ကိုလှမ်းလူဖို့စူးစမ်းခဲ့တယ်ကျွန်တော်ကအဲ့ဒါကိုပြန်ဆွဲလိုက်တယ်ပြီးတော့သတိထားပါလို့ပြောလိုက်တယ်ခမ ्या ဒီနေ့ရုံးခန်းတစ်ခုဆုံးရှုံးသွားပြီးပြီတက်တီတွေရဲ့ရှေ့မှာခမ ्या ရဲ့ဒေါသကိုမထိန်နိုင်မသိမ့်နိုင်မဖြစ်ပါစေနဲ့လို့ပြောလိုက်တော့သူ့မျက်လုံးတွေကဘေးကိုပြပြတလဲရောက်သွားတယ်အဲ့ဒီအချိန်တုန်းကပဲသူကဝန်ထမ်းတွေကိုသတိပြုမိသွားခဲ့တယ်လက်ထောက်တွေဒရိုက်တာအဖွဲ့ရဲ့အကူတွေသူတို့နောက်ကစရင်စစ်နှစ်ယောက်နဲ့အတူဓာတ်လေကားတွေကနေထွက်လာတဲ့ရှေ့နေကိုပေါ့နိုင်ယိုမီကတော့သူတို့နဲ့အတူပါမလာခဲ့ဘူးစရင်စစ်အဖွဲ့ဝင်ရောက်ခွင့်လုံခြုံမှုမရှိမချင်းပြင်ပတနေရာမှာပဲနေဖို့သူကအခိုင်အမာပြောဆိုထားခဲ့တယ်ဘာနဲ့တယ်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်အသက်ရှင်ကြံရိတ်ခဲ့တယ်ခေါင်းဆောင်စရင်စစ်ကသူ့ချိုင်းကြားမှာဖိုင်တွဲတစ်ခုညှက်ပြီးကျွန်တော်တို့စီရှောက်လာခဲ့တယ်မစ္စတာမာကတ်ဟော်သွန်လာလို့မေးတော့မာကတ်ကပြန်မဖြေခဲ့ဘူးဒါပေမဲ့စရင်စစ်ကဆက်ပြောခဲ့တယ်သူတို့မှာစတာလင်မီသားစုရုံမက်အနံမှုလွှဲပြောင်းမှုတွေတပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့မီဒီယာအသုံးစရိတ်တွေပြီးတော့ဖွံ့ဖြိုးရေးဆိုင်ရာပြည်လည်ညှိနှိုင်းမှုလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတရားဝင်စစ်ဆေးမှုအကြောင်းကြားစာရှိတယ်လို့ပြောလိုက်တော့ Victoria ရဲ့ make up အောက်ကမျက်နှာဟာဖြူလျော်သွားခဲ့တယ် Blake ရဲ့ဖုန်းဟာသူ့လက်ထဲကနေအနှဲငယ်ချော်ထွက်သွားခဲ့တယ်စပီကာကနေအတန်အော်ဟစ်ထွက်ပေါ်လာတယ်အဖေဘာတွေဖြစ်နေတာလဲကျွန်တော်ကတည်းကသုံးမရတော့ဘူးလို့အော်နေပေမဲ့ဘယ်သူမှမရေခဲ့ကြဘူးကျွန်တော်ကတော့ရေမောမိလူနီးပါးဖြစ်သွားခဲ့တယ်ရဲစရာကောင်းလို့မဟုတ်တရားမျှတမှုတချို့ဟာအလွန်သေးငယ်တဲ့ပုံစံမျိုးနဲ့ရောက်ရှိလာတတ်လို့ပဲ Marcus ကကျွန်တော်ဘက်ကိုလှည့်လာပြီးမင်းသူ့အကောင့်တွေကိုပိတ်လိုက်တာလားလို့မေးတော့ကျွန်တော်ကမဟုတ်ဘူးလို့ပြောလိုက်တယ်ကန့်သက်ထားတဲ့ကုမ္ပဏီလိုင်းတွေနဲ့ဆက်နွယ်နေပြီးတန်တရားဖြစ်စရာကောင်းတဲ့သုံးစွဲခွင့်တွေကိုဒါရိုက်တာအဖွဲ့ကပိတ်ပင်လိုက်တာလို့ကျွန်တော်ပြောလိုက်တော့သူကစိုက်ကြည့်နေခဲ့တယ်ကျွန်တော်ပခုံးတွန်းပြလိုက်ပြီးအတိတ်ဘယ်ကတော့ Blake ခိုးယူထားတဲ့မုတ်ဖိုးတွေဟာအတားအဆီးနဲ့တိုးသွားပြီလို့ပြောလိုက်တယ် Blake ကတော့အောက်ဆီဂျင်ကိုအခပေးစနစ်နဲ့သုံးရတော့မယ်လို့အပြောခံလိုက်ရတဲ့လူတစ်ယောက်လိုပုံစံမျိုးနဲ့ခမရဒါကိုမလုံနိုင်ဘူးလို့အော်ဟစ်လိုက်တယ်ကျွန်တော်သူ့ကိုကြည့်လိုက်တယ်ခဏလောက်တော့ပန်းအိုးကွဲသွားပြီးနောက် Victoria ရဲ့နောက်ကနေရီမောနေတဲ့အသက်14နှစ်အရွယ်ကသူ့ကိုကျွန်တော်မြင်အောင်မိသွားတယ်ကျွန်တော်အမိုက်ကိုကင်ထားတော့က Rolls Royce ကိုမှီရက်နေတဲ့အသက်18နှစ်အရွယ်ကသူ့ကိုမြင်အောင်မိတယ်ကိုပိုင်လေရင်ပေါ်မှာလေရင်မဲကိုလူသိရှင်ကြားဖြစ်ခွင့်ရတာကိုပဲကျေးဇူးတင်စမ်းပါလို့ပြောနေတဲ့သူ့ကိုမြင်အောင်မိတယ်ကျွန်တော်ကဒါကိုကျွန်တော်လုပ်တာမဟုတ်ဘူးလို့ပြောလိုက်ပြီးမင်းကိုယ်တိုင်လုပ်ခဲ့တာကျွန်တော်ကကန့်လန့်ကအတွက်ငွေပေးချေတာကိုရက်တန့်လိုက်ရုံပဲလို့ပြောလိုက်တော့ Victoria ရဲ့အတန်ကဆူးချသွားခဲ့တယ်။ကျေးဇူးမသိတတ်တဲ့ကောင်လေးလို့သူကအော်တယ်။အဲ့ဒီစကားလုံးထပ်လာပြန်ပြီးကျေးဇူးမသိတတ်ချင်းဆိုတာမြေအောက်ခန်းကနေဒရိုက်တာအဖွဲ့အစည်းအဝေးခန်းမအထိအနံဆိုးတစ်ခုလို့ကျွန်တော်နောက်ကိုလိုက်ပါလာခဲ့တယ်။ကျွန်တော်ကဘာအတွက်လဲလို့မေးလိုက်ပြီးမြေအောက်ခန်းအတွက်လား။ဘာရိုက်တာအတွက်လား။အမိုက်အိတ်အတွက်လား။ကျွန်တော်မိဘတွေရဲ့ကုမ္ပဏီကိုခိုးယူထားတဲ့ကုတ်အင်ကြီးလိုမျိုးခမရတို့ဝစ်စင်ပြီးဖြတ်တန်းခဲ့တဲ့နှစ်တွေအတွက်လားလို့မေးလိုက်တော့သူ့လက်ကအနှဲငယ်ကြွတက်လာခဲ့တယ်။အများကြီးတော့မဟုတ်ဘူး။ Marcus သတိပြုမိလောက်အောင်ပါပဲ။ကျွန်တော်သတိပြုမိလောက်အောင်ပါပဲဝန်ထမ်းတွေသတိပြုမိလောက်အောင်ပါပဲနောက်ဆုံးချိန် Victoria ရဲ့လက်အခုလိုကြွတက်လာတော့ကကျွန်တော်အသက်14နှစ်ရှိပြီးကျမ်းမြေပေါ်မှာဖန်ခွဲစာတွေရှိနေခဲ့တာဒီချိန်မှာတော့ကျွန်တော်နောက်ဆုတ်မသွားခဲ့ဘူးစမ်းကြည့်လိုက်လေလို့ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်ကျမ်းမြေတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ် Victoria ရဲ့လက်ပြန်ကျသွားတယ်ဒါကနောက်ထပ်အောင်ပွဲအသေးစားလေးတစ်ခုပဲအောင်ပွဲအချို့ကလက်ခုပ်တန်နေနဲ့တူတယ်အချို့ကတော့လူတစ်ယောက်ဟာခမ ्या ကိုနောက်ထပ်ရိုက်နှက်လို့မရတော့ဘူးဆိုတာကိုနောက်ဆုံးမှနားလည်သွားတာနဲ့တူတယ် Marcus ကသွားကြတဲ့ကနေလေဘူးတစ်ချက်မှုတ်ထုတ်လိုက်ပြီးမင်းကဒါကမင်းကိုအာနာရှိစေတယ်လို့ထင်နေတာလားလို့မေးတော့ကျွန်တော်ကမဟုတ်ဘူးလို့ပြောလိုက်တယ်ခင်ဗျားတို့ကကျွန်တော်ကိုအစွမ်းမဲ့အောင်လုပ်ခဲ့တာကျွန်တော်ကခြားနာချက်ကိုတင်ယူခဲ့ရုံပဲလို့ပြောလိုက်တော့
စည်ရင်းစစ်တွေကကျွန်တော်တို့ကိုဖျက်ပြီး CEO ရုံးခန်းစီရှောက်သွားကြတယ်။ Marcus ရဲ့လက်ထောက်တစ်ယောက်ကတော့မပြောရဘဲနဲ့ဖယ်ပေးခဲ့တယ်။ Marcus ကဒါကိုမြင်လိုက်ရတယ်။သူ့မျက်နှာညိုမဲသွားခဲ့တယ်။ဒီမှာပဲရှိနေတာ။နာခံမှုကင်းမဲ့သွားတာတိတိတတ်တာကြီးမဟုတ်ဘူး။ကြဲလောင်မဟုတ်ဘူး။ပျက်စီးစေတယ်။ Victoria ကမိသားစုရဲ့လေတန်းတဲ့အခြေအနေကိုပြန်ဆယ်ဖို့ကြိုးစားခဲ့တယ်။ London ကျွန်တော်စကားနားထောင်ပါအောင်။မင်းမဘလို့ဒေါသပဲရှိဒါကိုတီးတန့်ဖြေရှင်းနိုင်ပါတယ်။မင်းကမိသားစုဝင်တစ်ယောက်ဖြစ်နေတော့မဲလို့သူကပြောတော့ကျွန်တော်သူ့ရဲ့ပလဲနာကတ်တွေသူ့ရဲ့ပြီးပြည့်စုံတဲ့သပင်တွေနဲ့သူ့ရဲ့တုံရီနေတဲ့အပြုံးကိုကြည့်လိုက်တယ်။နှစ်ပေါင်းများစွာကြာအောင်မိသားစုဆိုတာမြေအောက်ခန်းတကားကနေအမိန်ပေးစီခိုင်းတာကိုပဲဆိုလိုခဲ့တာ။အခုတော့မိသားစုဆိုတာပျက်စီးမှုကိုထိန်းချုပ်ဖို့ဖြစ်သွားခဲ့ပြီ။ကျွန်တော်ကမဟုတ်ဘူးလို့ပြောလိုက်ပြီးခမည်းတော်ကျွန်တော်အပေါ်အာဏာရှိစဉ်တုန်းကပဲကျွန်တော်ကမိသားစုဖြစ်ခဲ့တာ။အခုတော့ကျွန်တော်ဟာအဆုရှယ်ယာရှင်တစ်ယောက်အမီရှင်တစ်ယောက်ပြီးတော့ခမည်းတော်လူရက်ခဲ့တဲ့လူတွေရဲ့သားဖြစ်နေပြီလို့ပြောလိုက်တော့သူ့မျက်လုံးတွေဝင်းကနေဖြစ်သွားတယ်။မင်းမိဘတွေဘာတွေခြံထားခဲ့လဲဆိုတာမင်းလုံးဝမသိဘူးလို့သူကပြောတယ်။အဲ့ဒီစကားစုကထူးခြားနေတယ်။ညင်းဆိုတာမဟုတ်နှုတ်ကြွန်သွားတာ။ Marcus ကသူ့ဘက်ကိုလှည့်လိုက်ပြီး Victoria လို့ဟန့်လိုက်တယ်။နောက်ကျသွားပြီးကျွန်တော်ကြားလိုက်ရပြီးစည်ရင်းစစ်လည်းကြားလိုက်တယ်။ Driver အဖွဲ့အကူတယောက်ကတော့တေချာပေါက်ကြားလိုက်တာမို့သူ့ကောင်းကအမြန်လှည့်ကြည့်လာတယ်။ Naomi ရဲ့ချိတ်ပိတ်ထားတဲ့မတော်တဆမှုဖိုင်တွေအကြောင်းအရာဟာနာကျင်နေတဲ့ဒဏ်ရာကိုလက်နဲ့ဖိလိုက်တယ်လို့မျိုးကျွန်တော်စိတ်ထဲကိုတိုးဝင်လာခဲ့တယ်။ကျွန်တော်ကသူတို့ဘာတွေခြံထားခဲ့တာလဲလို့မေးလိုက်တော့ Victoria ရဲ့ပါဇက်ပိတ်သွားခဲ့တယ်။ Marcus ကကြားဖြတ်ဝင်လာပြီးဒီစကားဝိုင်းပြီးသွားပြီလို့ပြောတော့ကျွန်တော်ကမဟုတ်ဘူးလို့ပြောလိုက်ပြီးဒီအပိုင်းပဲပြီးသွားတာလို့ပြောလိုက်တယ်။ကျွန်တော်ဓာတ်လေကားဘက်ကိုလှည့်ကြည့်လိုက်တယ်။စည်ရင်းစစ်အဖွဲ့ဟာ CEO ရုံးခန်းထဲကိုဝင်သွားကြပြီးဝန်ထမ်းတွေကတော့စောင့်ကြည့်နေတော့မယ်ဖုန်းတွေကိုပေါ်ပေါ်ထင်ထင်မမြောက်ထားကြပေမဲ့ဖုန်းတော်များများကတော့ဗီဒီယိုရိုက်ဖို့အနေထားဖြစ်နေကြပြီကောင်းပြီလေသူတို့ရဲ့မျက်နှာဖုံးတွေကျမ်းမြင်ပေါ်ပြုတ်ကျသွားတာကိုတတ်သိအဖြစ်ကြည့်ကြတာပေါ့ကျွန်တော် Marcus ဘက်ကိုပြန်လှည့်လိုက်တယ်၃နှစ်ပတ်လုံးခင်ဗျားတို့ဟာလျှို့ဝှက်လေးလံဆွဲသူနောက်ကိုလိုက်ခဲ့ကြတာရန်လိုတဲ့ရန်ပုံငွေအဖွဲ့မီဒီယာရန်သူဈေးကစားသူခင်ဗျားတို့စွန့်ပစ်ခဲ့တဲ့ကလေးကလွဲလို့လူတိုင်းကိုအပြစ်တင်ခဲ့ကြတာလို့ပြောလိုက်တော့Marcus ရဲ့လက်တွေဟာဘေးမှာဆုပ်ထားလျက်သားဖြစ်သွားတယ်။ Victoria ကတော့ကျမ်းမြင့်ကြီးပွင့်ထွက်သွားစေခြင်းတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်။ Blake ကသူ့ဖုန်းထဲကိုနောက်မှပြန်ခေါ်မယ်လို့တိုးတိုးလေးပြောပြီးစောင့်မနေပဲဖုန်းချလိုက်တယ်။ကျွန်တော်ပို့ပြီးနီးကပ်အောင်တိုးသွားလိုက်တယ်။ Marcus ကကျွန်တော်ကိုအနှဲငယ်ငုံကြည့်ရပေမဲ့ကျွန်တော်ကိုသေးသိမ်သွားအောင်မလုပ်နိုင်တော့တယ်။အနေထားထိပဲ Ferrari ကကျွန်တော်မွေးနေ့အတွက်လို့ကျွန်တော်ပြောလိုက်တယ်။မြေကွက်ကမြေအောက်ခန်းအတွက်လယ်သမားတိတ်ကတော့ခမည်းတော်လေးစားမှုထက်နည်းတဲ့ငွေပေးလိုက်ရင်ဗစက်ပိတ်သွားမယ်လို့ထင်ခဲ့တဲ့လူတိုင်းအတွက်ရှယ်ယာတွေကကျွန်တော်အဖေအတွက်ကိုယ်စလဲလွဲစာတွေကကျွန်တော်အမေအတွက်ပြီးတော့ဒါကတော့လို့ပြောရင်ကျွန်တော်အမှုဆောင်အရာရှိတွေရှိတဲ့အထက်ကိုလှည့်ပတ်ကြည့်လိုက်တယ်အနီအောင်မျက်နှာပြင်တွေလှုပ်ရှားမှုမရှိတော့တဲ့ဝန်ထမ်းတွေရုံးခန်းတွေကစည်ရင်းစစ်တွေသူတို့ခိုးယူထားတဲ့ကုမ္ပဏီထဲမှာနောက်ဆုံးတော့ပိတ်မိသွားတဲ့တခိုးတွေဒါကတော့အမိုက်အိတ်အတွက်ပဲဒီတစ်ခါတော့ Blake တောင်မတက်နိုင်ဘူး Marcus မျက်နှာကြီးหนีရဲလာတယ်ကျွန်တော်တို့ကိုအခုလိုအဆက်ခွဲတဲ့အတွက်နောင်တရစေရမယ်လို့သူတို့ပြောတော့ကျွန်တော်ပြုံးလိုက်တယ်ဒါဟာသူတို့နဲ့ထိုက်တန်တဲ့ဇက်သိမ်းပဲအေးချမ်းချမ်းပြီးသွားတာမျိုးမဟုတ်တလို့ခွင့်လွတ်တာမျိုးလည်းမဟုတ်ပဲရှင်းနေတွေအပြည့်ရှိတဲ့အခန်းထဲမှာမိသားစုအချင်းချင်းနွေးနွေးထွေးထွေးပွေးဖက်တာမျိုးလည်းမဟုတ်ပဲဒေါသထွက်နေတဲ့ Marcus အမှန်တရားတွေပေါ်သွားတဲ့ Victoria ပြာရာခတ်နေတဲ့ Blake နဲ့တကားအပြင်ဘက်မှာမဟုတ်တော့ပဲဖခင်ဖြစ်သူရက်တည်တဲ့နေရာမှာရက်နေတဲ့ကျွန်တော်ပဲရှိတယ်ကျွန်တော်ကိုကျွန်တော်မွေးနေ့ဆူတောင်းစကားဆိုလိုက်တယ်ကျွန်တော်တို့အနောက်ကဓာတ်လေကားတကာပြန်ပွင့်လာတယ်ဒစိတ်ခတ်ထားတဲ့ဖိုင်တွဲတွေကင်ထားတဲ့နောက်ထပ်ရှင်းနေအဖွဲတစ်ဖွဲထွက်လာတယ်အပေါ်ဆုံးဖိုင်တွဲမှာ Naomi သတိပေးထားတဲ့စာတမ်းကိုကျွန်တော်တွေ့လိုက်တယ် Sterling မတော်တဆမှုပြန်လဲသုံးသက်ချက်ဆိုတာပဲ Victoria လည်းအဲ့ဒါကိုမြင်သွားတယ်သူ့မျက်နှာတစ်ခါမှမမြင်ဘူးတဲ့ပုံစံမျိုးပြောင်းသွားတယ်ကြောက်ရွံ့မှုတကယ်ကိုကြောက်လန့်သွားတာစီးပွားရေးလုပ်ငန်းတစ်ခုဆုံးရှုံးရမှာကိုမဟုတ်ပဲသတင်းကောင်းကြီးပိုင်းမှာပါခွင့်မရတော့မှာကိုလည်းမဟုတ်ပဲအတိတ်ကအမှန်တရားတွေပေါ်လာမှာကိုကြောက်တာကျွန်တော်ဆက်ပြီးပြုံးထားလိုက်တယ်ကုမ္ပဏီထဲမှာအမှန်တရားကိုဖွင့်ချနိုင်ခဲ့ပြီဒါပေမဲ့ Sterling Atlas ကိုလူတဲ့ပွဲကမပြီးသေးဘူးအတုလုပ်ထားတဲ့တေတန်းစာလာထိုးထားတဲ့မီဒီယာကွန်ရက်မယိုးသားတဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ကျွန်တော်မိဘတွေရဲ့မတော်တဆမှုဖိုင်တွဲတွေကနောက်တကားတစ်ခုရဲ့အနောက်မှာစောင့်ကြိုနေတယ် Victoria နဲ့ Marcus ကတော့ဒေါသတကြီးနဲ့ထွက်ပေါက်ပိတ်ပြီးကျွန်တော်ရှေ့မှာရက်နေကြတယ်ကျွန်တော်ကတော့သူတို့ရှေ့မှာလှောင်ပြုံးပြီးရက်နေခဲ့တယ်အဲ့ဒီနေရာမှာနေမဲ့အားလုံးကိုတိတ်ဆိတ်သွားစေလိုက်တယ်